Hello စုမပါရှင်ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပရိသတ်များအားလုံးအတွက်ကိုဇလန်ငါတစ်ကိုရွေးချယ်ပြီးတော့မှဖပြပေးသွားမယ်ခြေလေးကိုကြားလာပြီပေါ့နော်အဲ့တော့ပရိသတ်ညီမလေးတယောက်ကကိုကြီးနဲ့ပတ်သက်တဲ့ဇလန်လေးတွေဖပြပေးပါဦးဆိုပြီးတော့မှပြောထားရရှိရပေါ့နော်အဲ့တော့စုမက Spike ကရေးသားတဲ့ဇလန်လေးမှာဒီကိုကြီးနဲ့ညီမလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရေးထားတဲ့ဇလန်လေးတစ်ပုဒ်ရှိပါတယ်အဲဒီဇလန်လေးကိုဖပြပေးဖို့အတွက်ကိုလည်းရွေးချယ်ထားပါတယ်ဇလန်လေးကတော့ယူရမျက်နှိုးလို့အမည်ရတယ်ပေါ့နော်အဲ့တော့ဒီဇလန်ကရောပရိသတ်ကြီးရဲ့ရင်လေးကိုဘယ်လိုမျိုးဝင်ရောက်သွားမလဲဆိုတော့ပရိသတ်ကြီးကအခုပဲသိရတော့မှာဖြစ်ပါတယ်ဇလန်လေးကိုမစတင်ခင်မှာတော့ပရိသတ်ကြီးကစုံမရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုလို့ရှင်တော့ subscribe လုပ်ပြီးတော့မှအားပေးခဲ့ဖို့မမေ့ကြပါနဲ့ဦးနော်ဒါဆိုရင်တော့ဇလန်လေးကိုစတင်လိုက်ပါပြီလူကြီးတွေစီစဉ်နေကြပြီမေညီမလေးကိုကြီးလက်မထက်ချင်ဘူးဟမ်ဖူးမှာရှက်ရမှန်းနိုင်ရမှန်းမသိပဲနေအန်ဟိုးရင်နဲ့နားမလည်ချင်းကိုငါခံစားခဲ့ရပါတကယ်ပြောနေတာလက်ထက်မိမှားလိမ့်မယ်ဖူးလေဟမ်လက်ထက်မိငါတို့သစိမ်းဖြစ်သွားလိမ့်မယ်ရှန်သူရီတောင်မှဖြစ်သွားမလားပြီငါကောင်ကလည်းခွင့်လွတ်နိုင်မှာမဟုတ်ဘူးအဲ့ဒီအချိန်တော့တမင်ပြောရလို့တွေးနေမိပြီမေအခုတော့တကယ်စိတ်ရဲ့အမှန်မှန်ကိုနားလည်ခဲ့ပါပြီဆိုင်ငယ်ဟွန်းတဲ့ကြောင့်ငင်းငိုင်နေကအတိဝင်သွားခဲ့ပါတယ်အရှိအရေပြင်မှာလမ်းမီတာနေရဲ့အရေးတွေကြောင့်အလင်းပြန်နေတာတစ်ပင်အောင်မှာဝိုင်းပွဲစားတောက်နေတဲ့လူငယ်တစုကလည်းပြန်သွားကြပြီ။ကုန်းပြေပြေလေးကိုခြေလမ်းမှန်နဲ့ပြန်တက်လာခဲ့လိုက်တာ။ရှက်ထားတဲ့ဆိုင်ငယ်နာကိုရောက်တော့မှမိုးကအကြီးအိတ်ကတရားတော့ထုတ်ယူလိုက်ပါတယ်။ဆိုင်ငယ်ကိုဆက်နှုတ်လိုက်ချိန်မှာမိုးဆက်တွေဖွဲနေရသေးလာတယ်။ဆိုင်ငယ်မီးအောင်ရှိမှကန်လန့်ဖြန်နေတဲ့မိုးဆက်ပေါက်တွေဟာလီနဲ့တူပိုသေးလာပါတယ်။ကိုနဲ့ရင်းနှီးနေတဲ့ပတ်ဝဲကျင်မြင်ကွဲကိုတိုးဝင်လာတယ်။ဆိုင်ငယ်ကိုလည်းရှင်ချော့ပစ်လိုက်ပါတယ်။ည10 နာရီဆိုတာနောက်ကျနေပြီဆိုရင်ဝုန်းချက်ချင်းဆိုတဲ့အမောင်တို့တိုးဝင်နေရတာပို့ပြီးတော့မှစိတ်ပင်ပန်းစေပါတယ်။ဒါဖြင့်အိမ်မပြန်ရောဒီတက်ဒီရွယ်ဒီနေ့ထားမှအိမ်မပြန်ခြင်းမပြန်ရုံမောလို့လွယ်ကူမဆုံးဖြစ်နိုင်သေးပါဘူး။လှုပ်တဲ့လှုပ်ထိုက်တဲ့တာဝန်တစ်ခုကိုယောက်ျားတစ်ယောက်အနေနဲ့လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲအိတ်တန်းတက်ရအောင်မေ။ဆိုင်ငယ်ကလမ်းလေးဝင်လာတော့ဘိုးကတော်လေးကိုတင်းနေလို့တတိထားပြီးတော့မောင်းနေရပါ။အစဲနုရောင်အုတ်တရားကိုမြင်ရရုံနဲ့စိတ်တွေကလေးလန့်လာတာ။ปี40 60ချက်ဝန်းမှာတစ်ထက်အိမ်လေးနဲ့အရှိမနေရလို့နည်းနည်းလေးသာရှိရပါ။အုတ်တိုင်းဖြတ်ကျော်လာပြီးတော့တန်တကားရှိမှဆိုင်ငယ်ကိုထုတ်ရက်လိုက်တယ်။ဆိုင်ငယ်တော့နဲ့တွေးထားတဲ့ခြံတကားတော့ရွေးယူပြီးတော့လက်နဲ့ကတော့ဖွင့်လိုက်ပါတယ်။တန်တကားကိုဖွင့်ပြီးတော့ဆိုင်ငယ်ကိုတွန်းကအထဲသွင်းပြီးတော့ခြံတကားကိုတော့ပြန်ပိတ်နေတဲ့အချိန်မှာလမ်းမအောင်ကြောင်အရေးတခုတွေးလိုက်ရပါတယ်။ညီမလေးပိတ်လိုက်မယ်လေ။လုံးညချိုးတာလုံးမျိုးမှာချွဲနွဲ့တယ်လို့ဖြစ်နေတဲ့မိကလေးဆက်ဆက်စကားတန်ကြောင်လေ။စိတ်တွေကလေးလံမွန်းကြလာပြန်ပါတယ်။သူ့ရဲ့ပင်ကိုအတန်ဟိုကမိကလေးဆက်မျိုးနဝဲချိုးရဲ့အတန်မျိုးစွာပြန်တွေးနေစိတ်သက်သာကိုစူးစမ်းနေရတယ်။မိုးကဝက်ထားတဲ့လူကိုထီမိုးပေးနေပြောနေပြီမေ။လှုပ်လက်စားလုပ်ကိုပဲပြီးအောင်လုပ်လိုက်ပါတယ်။ထီမိုးအောက်ကရှောင်ဖယ်ပြီးတော့ဆိုင်ငယ်ကိုတိုက်ရှိတီကိုတွန်းယူခဲ့လိုက်တယ်။အဲဒီကောင်မှရက်လိုက်ပြီးတော့မိုးကကိုချွတ်လိုက်ချိန်မှာပစိုးအပိုင်းကရွှဲနေပါပြီ။ရေဆိုရင်နဲ့အိမ်မော်တက်သွားဖို့တွေးနေတဲ့အချိန်မှာလှစ်ခနဲ့ထွက်သွားတဲ့ပေါ့ပါရေတကူဟာအိမ်ထဲကိုရောက်သွားပါပြီ။မင်းနဲ့ပိုင်နာမှမကြသေးခင်ပါပဲအနားကိုပြန်ရောက်လာပြီးတော့ပစိုးအောင်ထဲကိုကမ်းမိပါတယ်ပစိုးကိုယူပြီးမှလဲဝဲလိုက်ပါတယ်ရှေးဆိုနေတဲ့ပစိုးကိုလေတခါလေးကောက်ယူပြီးရင်းညက်လိုက်တယ်မိုးရမ်းများနေတော့ကိုရုံညီမလေးကစိတ်ပူနေတာမိုးကကိုဆိုင်ငယ်ပေါ်ဖြန့်လွှားတင်မျိုးမှာတောဖြုတ်ပြီးအိမ်တကားဝစီကိုဦးတည်သွားလိုက်ပါတယ်ပစိုးလဲဝဲလိုက်ပြီမယ်ရှမ်းကြီးအောက်ပိုင်းနေပါစိုးနေရပါပဲထမင်းစားတော့မလားညီမလေးပြင်ပေးထားပြီမယ်အေးဆက်နေပြီထင်တယ်ပြန်တွေးလာအောင်မယ်နော်ကိုကြီးကြိုက်တဲ့ပိန်းနိုင်ချက်ထားလေမမေကလည်းပစွန်တော့ရင်ယူလာသေးတယ်ပစွန်စီနဲ့ကြောထားတာဆိုတော့မှုေးနေရပဲကိုကြီးတက်ရင်မစားချင်လို့ညီမလေးကစောင့်နေတာစားပြီစားလိုက်တော့မိဖို့ခါကိုအိုတီဝင်လာခဲ့ပြီးပြီမေခြေချိုးကန်းရှိရအဝတ်တန်းမှာတော့ပစိုးကိုပြန်လည်လိုက်ပြီးခြေလန်းချက်နဲ့ပြန်ထွက်လာခဲ့လိုက်ကြပါအိမ်ရှေကန်းကိုရောက်တော့တကားကိုသတိထားပြီးတော့ခွပြေးဖွင့်လိုက်ပါတယ်အိမ်မှာအိတ်ခမ်းတစ်ခုတည်းရှိနေရကြအောင်ကြဲဝိုးမှာပဲကျဲဝန်းကြီးမရဲ့ကရင်ကြီးပေါ်မှာတော့ပန်းအောင်ဆောင်လေးစီကိုအကြည့်ရောက်သွားခဲ့ပါတယ်။ခြေလမ်းကိုတတိထားပြီးတော့ဘီရိုစီကိုရောက်သွားပြီ။တီရှပ်လက်ထိုထဲကိုထုတ်ဝက်လိုက်ပါတယ်။စိုးနေရဲ့ရှမ်းကြီးကိုအဝေးကျင်းနဲ့ချိတ်ပြမှာနိုင်ရန်ဘွားတန်ကျင်းမှာချိထားလိုက်ပါတယ်။ပေါက်ပေါက်ကဇောနာမှာအိတ်သွားတာ။အခန်းတကားကနေဖြက်ကျော်ဝင်းလာတဲ့တန်ကြောင့်လေတစ်ချက်ကြည့်လိုက်မိပါတယ်။အခန်းကြီးတီကိုလေဖေဖေဆူဆူပဲအော်နေရပဲ။ကိုကြီးသားကလေအဖေချစ်တာညီမလေးရဲ့ထီကိုလည်းအတင်းဆွဲထုတ်ပြီးတော့အင်းရှို့ထွက်သွားတာကိုရုပ်သူကိုယ်တိုင်သွားကြုံမယ်ဆိုတော့ပုံစံနဲ့လေမိုးလဲချင်းရောပြေးရမှာတန်းနေရပဲဒီနဲ့ငိုပြီးတော့အိတ်သွားရပဲဘာမှပြောကြမလို့တဲ့အကြောင်းတရားတွေမို့
ခေါင်းကြီးတုံးမြန်ပြီးတော့ကရင်စီကိုလျှောက်သွားကခေါင်းကိုဆွဲယူပြီးမှနေရာချလိုက်ပါတယ်ကိုကြီးကိုပြောကြရှိရဲ့အနောက်ဘက်ကစကားတန်ကိုအာဝန်စိုက်ထားမိပြီမေလှည့်မကြည့်ဖြစ်ပါဘူးနောက်နှစ်ပတ်နေလို့ရှိရင်ညီမလေးဆောင်မွေးရှိရဲ့အဲ့ပြန်မမေကိုပြောလိုက်မယ်ဘာဖြစ်လို့လဲစားကြည့်အောင်မလားမမေကလေးကြည့်ပေးလိမ့်မယ်ရပါတယ်ပပကိုညီမလေးထိနေပါ යි ဒီလိုဆိုရင်တော့လေကိုနဲ့မသက်ဆိုင်တော့ဘူးလို့ခံယူပြီးတော့လက်ကနာရီကိုချုပ်ပြီးတော့ကောင်းအောင်မိမှတင်လိုက်ပါတယ်ဆောင်မွေးရကြရင်မနေ့စောသွားမှာဆိုကိုကြီးလိုက်ပို့ပြီးပါလားဦးမျက်နှာကိုပြောထားလိုက်မယ်အပိုကျို့သူနဲ့ပဲသွားလိုက်ပါကတင်မော်လဲချပေးရနေမျက်လုံးတွေကိုစိုးတင်းဖိမိပြစ်လိုက်ပါတယ်ဘလို့မြင်ကွဲမျိုးမှမမြင်ကြပါဘူးမြင်တွေ့ရသမျှတွေကနာကျင်စရာကောင်းနေတယ်လို့ပဲကိုရင်ကကိုပြန်လွှဲစွန့်နေတယ်လို့ပဲအရှင်တော့ငါဘလို့ပြောခဲ့တာဘလို့မျောလေးချက်တွေနဲ့ပြေးဝနေခဲ့တာအိမ်မက်တွေဘလို့တွေစူးစမ်းနေခဲ့တာအခုတော့ဗလာနဲ့ကြီးကိုတနာကယူနာဖြစ်နေမတက်နိုင်ခြင်းဆိုရတက်ပြင်းနေတာပြည့်နှံ့နေတာအခမ်းမရဖြူဖြူဖုတ်ဖိရအခြေတော်ကြတော့မှသာပျောက်ဆုံးကွယ်ပြောက်သွားတာပါအိပ်ပျော်ခြင်းဆိုရအုံနောက်နဲ့ခန္ဓာအနာယုခြင်းမရောက်သေးပေမယ့်ရှင်မဆိုင်ခြင်းနဲ့ရာရာတရားမျက်လုံးစုံမိပြီးတော့ရှောင်ဖိနေခြင်းရတာအကောင်းဆုံးနီးလန့်ပါပဲနေ့စဉ်နေ့တိုင်းရှင်တန်နေရရင်မထူးခြားနာတဲ့ပုံစံတိုင်းပါပဲမျက်လုံးပွင့်လို့ရှိရင်ဒီရက်ကနေဝေးရအောင်ထွက်ပြေးဖို့အလေးစလိုပြည့်စက်မိတယ်မျက်လုံးမပိတ်ခင်ပါလေဒီရက်ကိုလေးကန်တွန်းဆုပ်စွာနဲ့ပြန်ဝင်ခဲ့မိတယ်နေရတရားစင်တူရိုးမားကြည့်ပဲနားထဲမှာကြားနေရကလေးရည်တန်တူတူနဲ့တူအသေးစိတ်ကက်ချိန်မှာပါပေါ်ရောက်နေလက်နေထားကြလေထထလိုက်ပါဟာနိုဘီကလေးမွားနေချေးချပြီးတော့တခါလေးဆင်းလာပြီအိတ်ခမ်းပြင်တူထွက်လာခဲ့လိုက်ပါဖေဖေပြေးပြီးလိုက်ကြမေအနောက်ကနေကက်ပါလာတဲ့အတန်လေးနဲ့တူရှီတန်တွေကဆဲလဲလို့ပါပဲအိမ်သားတွေကိုဝင်လာပြီးတော့တကားကိုချိန်ပြီးကြက်ချပြစ်လိုက်ပါတယ်ဖေဖေပဲပြောက်သွားရလေတိလားပေါက်လေအော်ဒီထဲမှာလားထူတကားကိုထူလိုက်ဖေဖေမြန်ထွက်လာပါလို့အိမ်သားတကားကိုပုတ်နေတယ်လို့စကားပြောတန်ရီတန်လွန်ကိုကြားနေရကြအောင်ရှေပိုက်ကိုအစုံတီကိုဖွင့်ပြလိုက်ပါတယ်ရှေကြတန်ပြင်းမြအလုံးပိတ်ခန်းထဲမှာကြေလောင်းနေရောအပြားတန်လေးလည်းမကြတော့အိမ်သားထွက်လာပြီးရေကျုပ်ကဝင်ကညနာသေးသွားတဲ့တောင်အလောကြီးနဲ့ပြင်းစင်းနေမိဟာကိုကြီးကော်ဖီလားရှီစိုးခန်းနေရာထွက်လာချိန်မှာလမ်းမရဲ့တန်ဥပိ္ပခါပြုတ်ပြမှာအိတ်ခမ်းချီဝဲဥတီသွားလိုက်တာပါမနေ့တော့ချိတ်ထားတဲ့ရှယ်ရင်ကြီးကိုပြန်ဝင်လာပြီးတော့ပစိုးတော့အစ်စ်တဲထုတ်ဝဲလိုက်ပါတယ်နာယိုကောက်ယူပြီးတော့လွေးထဲကိုထိုးတဲ့ကအိတ်ခမ်းပြိုချီလဲမြင်နဲ့ထွက်လာခဲ့ပါတယ်ကိုကြီးခဏအရှိကအိမ်တော့ဖြုတ်နေချိန်မှာအနောက်ကအော်တန်နဲ့တူခြေတန်တွေလည်းကြားနေရပါတယ်မိုးရီရမ်းများတယ်မိုးနေတော့မှသွားပါလားလှုပ်ရှိတယ်အလုံးဟုတ်လားခြေတန်တွေကကြောဘက်ကနေဘေးဘက်ကိုရောက်လာပြီးတော့ဖြက်ကျော်သွားလိုက်တာကြမ်းတမ်းဆောင်ဆွဲဖွင့်လိုက်တာပါမိုးရသည်ရဲ့မနက်6နာရီခွဲဟာအုံမိုင်းပြီးတော့အလင်းရောင်တော့မှပြတ်လို့နေရပါထူးဆန်းပါဦးမနက်6နာရီခွဲထဲမှာအိမ်အားထွက်နေကြပြီမိုးရွာနေပူဒီချိန်မှာထွက်သွားတာလွတ်မြောက်ခြင်းတစ်မျိုးပါပဲဘာမှမတုံ့ပြန်မနဲ့အိမ်တော့ဖြုတ်လိုက်ပါတယ်ညီမလေးကကိုကြီးအတွက်ပါလေခြေလန်းနေနဲ့သူအသေးစိတ်ပါရက်တန့်သွားလို့ပဲခေါင်းထဲမှာခံစားချက်တွေကရောထွေးပူလာပေါက်ထက်တော့မတတ်ပါအဖြေမရှိဘဲနဲ့ဆုံးရနေမှုဟာချက်ပေါက်ဖြစ်ဗလာတက်နေရပေါ်ငေးကျင်နေတပြေးရှာလိုက်မိတာပါကိုကြီးမှအဖြေမပေးနိုင်မဟုတ်လားညီမလေးကိုသိချကြည့်ခြေတန်းကနားကိုရောက်လာပြီးတော့ပကုံးဆောင်ဆွဲလေးလိုက်တဲ့အခါမှာကိုခန္ဓာဟန်ချက်ပြတ်သွားပြီမေမျက်နှာလွှဲပြီးမှအန်ကျိတ်ထားမိတာပါလက်သေးကိုတင်းအောင်ဆုပ်ထားမိပြီမေရင်မက်ပေါ်ရောက်လာတဲ့ရိုက်ချက်တွေဟာနှလုံးသားကိုပါထုချင်နေတယ်လို့ပါငိုတန်နဲ့တူနုနေတဲ့ငိုတန်လေးပါကပ်ပါလာတော့အန်ကျိတ်ထားတဲ့သူ့လက်တရားကလေးကိုဆွဲလူချီလိုက်ရပါတယ်ညီမလေးကဘာလဲလို့ဘာမှမသိနားမလဲတဲ့နုငယ်လာတဲ့ကလေးကိုတနားရအဖြစ်အရှိပရင်းပေါက်စီကိုဥတီခေါ်သွားလိုက်ပါတယ်ပရင်းပေါက်ကတစ်ဆင့်ရိမ့်ထုံနေတဲ့တစ်ပင်ကိုလက်ညှိုးညွှန်ပြလိုက်တော့မှာငိုနေရစိတ်ဝင်စားနေကြည့်နေတာပါညီမလေးကဘာလဲလို့မင်းဘာလဲဆိုတာမင်းကပိုသိမှာပါဖူးလေကလေးလာမလုပ်ပါနဲ့ကိုကြီးရဲ့စနေမရလားဟမ်အဲ့ဒီကလေးလောက်တော့မှအရေးမပါဘူးလူတွေကလေအမြင်နဲ့ပဲစိုးပြက်နေကြသိလားမနေ့တော့မမညာနဲ့တွေ့ရောလေညီမလေးကတိတ်ကန်ကောင်းနေတဲ့ဘာဖြစ်လို့အဲ့လိုပြောရလဲမေးလိုက်တော့ကိုကြီးကိုရွေးချယ်လိုက်တာမှန်ကန်တဲ့စိုးပြက်ချက်တယ်လေအဲ့တွင်အကျက်ဖတ်မှုဆိုတာတကယ်ရှိမှသူမသိဘူးထင်တယ်မိုးဆက်တွေကမှန်တကားကိုရိုက်ပြီးတော့မှအမြင်တွေကမှုံဝါးနေတယ်လို့စိတ်တွေကလည်းမှုံမိုင်းနေရပါမင်းကငါလက်ဖျားနေတော့မှမထိဘူးပါဖူးလေဘယ်တော့မှများမင်းထိခိုက်နာကြအောင်ငါလုပ်ခဲ့ဘူးလို့လေ
ကိုတိလက်ရောက်နှိပ်စက်ထားမှကုသားလို့ရပါသေးရဲ့ကိုကြီးရလေညီမလေးရဲ့စိတ်ကိုညှင်းပြီးတော့တက်ဖြစ်နေတာဘယ်သူမှမသိတော့တက်ချင်နေတာခလေးလန့်သွားမယ်မင်းစိတ်နဲ့မင်းဖြစ်နေရလေငါလည်းမတက်နိုင်ဘူးအနားယူဖို့လိုအပ်လို့ရှိရင်ခလေးကိုမမေးစီမှာပို့ထားလိုက်ဒီကလေးလေးနဲ့ရှင်လိုက်နော်ညီမလေးရဲ့ခံစားချက်တွေကကိုကြီးတို့အရေးမပါပါဘူးအရာမထင်ပါဘူးပေပြောလေကလေးမြေကြီးပြေပြီးဝိုင်းဆက်တဲ့မျက်ဝန်းနေနဲ့မောချင်နေရောပြုံးပြပြီးမင်းကုန်လိုက်ချင်ပါလက်ကလေးတွေကတန်မတ်အကွက်ကနေရှေ့တိုးပြီးတော့နှမ်းမော်လက်ညှိုးထောက်ပြနေရပါတစ်ပင်လေးတိုက်နေရလေကလေးရဲ့ပင်ပင်တွေလေပင်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 အပြင်ဘက်မှာရိတ်ထိုးနေတဲ့တစ်ပင်တွေကိုသဘောကျစွာကြည့်နေပြီမေအနောက်ဘက်ကရှိုက်တန်ကြအောင်တပြင်းခိုးရှိုက်မိပါတယ်ခင်မောတယောက်အနေနဲ့မင်းကိုဝမ်းဝခါလာငါလို့ကြိုးစားတယ်မတောင့်တပဲနေနာကိုထားတယ်မင်းလိုအပ်တာဘာမဆိုပြောဖို့အခွင့်အရေးပေးထားတယ်မင်းရဲ့ခဲစားချက်တွေလိုအပ်ချက်တွေငါနားထောင်ပြီးဘယ်တော့မှမငြင်းခဲ့ဘူးမင်းရေဆိုင်ရရဲ့ပြဿနာတွေတိုင်းမှာဖြေရှင်းပေးဖို့ငါတောင်းရယူတယ်မင်းဘက်ကပြဿနာတွေခဲစားချက်တွေကိုအချိန်မီပြောခွင့်ရှိပါတယ်ဒါမဲ့ငါရဲ့ခဲစားချက်တွေကိုတော့မချေလေပါနဲ့ဖူးလေညီမလေးကတက်ရှိတယောက်ပါတက်ရှိမိန်းမတယောက်ပါအကိုကြီးရဲ့မင်းဘောငါဘာလို့အချမ်းမှမရှိအောင်စူးစမ်းနေဖူးလေလင်မယားတောင်ဝတ်တရားအလုံးစုံကြည့်ဖို့ငါနေထိုင်နေပါတယ်မင်းဘာမကြည့်မနဲ့ဖြစ်နေရလဲငါနားမလဲဘူးဘာလဲမရလဲညီမလေးတူတူပေါင်းသေးချင်ပြောပါဖြည့်စည်းပေးမယ်ဆိုရယ်ဂတိမနဲ့ယောက်ျားပီတာရဲ့တာဝတ်ကြီးဟာလားဘာလဲမင်းကငါ့ကိုလိုအပ်လို့လားဟုတ်တယ်လိုအပ်တယ်အဲ့တော့ကိုရဲ့လုံမသွားနဲ့အောင်ညီမလေးနဲ့အရင်အိပ်ပေးအောင်ခလေးကဘယ်လိုလုပ်မလဲသူ့ဟာသူစော့နေလိမ့်မယ်ခလေးစီသားရဲ့အသားနဲ့မျက်မှောက်ကျုပ်ပြီးတော့လှည့်ကြည့်လိုက်မိစီမှာခြေဆောင်ပြီးတော့အိတ်ခမ်းနဲ့ဝင်သွားပါပြီကိုရိုင်းတက်မှတ်ထားကြအောင်ခလေးကိုအယုတ်ချင်းတော်လေးနောက်ခေါ်သွားလိုက်ပါတယ်တတဒီမှာစော့နေနော်ဒီမှာရုပ်အယုတ်ကိုခလေးနှိပ်ပြပြီးမှသဘောကျသွားတော့မှတခြားရုပ်တွေပါထက်ချပေးထားခဲ့ရပါတယ်အခန်းတကားကိုဖွင့်ပြီးဝင်လာချိန်မှာပါးလွာတဲ့ခေါင်းကိုလဲဝဲနေရပါအကြည့်ချင်းစုံသွားပြီမေလွှဲပြီးမှအင်ကြီးကိုကျေးသီးပြန်ဖြုတ်လိုက်ပါတယ်မှန်ရှိမှရက်ပြီးပြန်ချုပ်ရမယ့်အဝတ်တွေကိုမပြီးစီးနာဝင့်နေတဲ့သူ့ရှိကိုရောက်သွားပြီးမှလက်ကိုဆွဲခေါ်မိပြန်ပါတယ်ကတင်မော်လဲချလိုက်ပြီးမှသူตายာရဲ့နားအောင်နှကန်းလေးဖဖနန်းလိုက်ပါတယ်ပြီးတော့လေတာနဲ့ရင်ညို့နန်းပြီးမှပါဖုံးရုံခေါင်းကိုလက်ဖွားနဲ့ပုတ်တက်ပြီးမှတွန်းတင်လိုက်တယ်ဘိုက်ပေါ်နှကန်းကပ်ပြီးနန်းလိုက်တော့ခါလေးကကော့မြောက်လာပါတယ်ဟေးမဟုတ်ဘူးလားဘယ်နေအောင်နမ်းမရမလဲအဲ့လိုမဟုတ်ဘူးမင်းตายရတဲ့နေရာတွေတဘောကြနေအောင်နမ်းပေးနေရလေမနှမ်းရဘူးလားသူစိတ်ကြည်နေပြီးမှအစင်းလေးဖြစ်လောက်တဲ့ချိန်မှသာပေါင်းသိမှုစတင်လိုက်ကြပါကိုဘက်ကခံစားချက်ကလွဲပြီးမှသူตายရကြည်နေတဲ့အဆုံးသက်ဖြစ်စေခဲ့ပါတယ်လေဘင်းကိုဖတ်ပြီးခန္ဓာကိုယ်ပူးကပ်နေနေတာမှာမိနစ်ပါလောက်ညိတက်နေလိုက်ပါတယ်သူ့လက်တွေကိုလေကုတ်ကနေဖြုတ်ပြီးမိတင်းချက်နေအောင်ဖတ်ထားသေးရပါလွတ်တော်လေဟဲ့မပြီးသေးဘူးလူနေကပေါင်းသိရရဲ့ပွင့်လင်းတဲ့ကိစ္စမျိုးမှာမူသားလိန်ညာတွေကကိုခန္ဓာမလို့စနိုင်ဘူးဆိုတာအချင်းချင်းပေါင်းသိလာတဲ့သူလေးသိတော့ပါတယ်ဖဲတော့လေကုတ်ကိုလှုပ်မပေးဘဲနဲ့ပေါ့လာနေတဲ့ခါမှာညနာလွဲဆောင်လိုက်ပြီးမှအားသုံးမျိုးထထန်လိုက်မိပါတယ်ကလေးတယောက်တွေထားတာနောက်တစ်ခါမှမင်းကြည့်နေတဲ့တီကိုချင်းမိမိကြည်သားလေးပဲကြည်သားကိုရှင်ခွင်မှာခဏလေးပွေးပိုက်ပေးထားပြပါလားအဝယ်စားဖေယိုပြဲဖြစ်နေတဲ့ကိုခန္ဓာကိုဆွဲပြီးမှရှင်ဝင်ထဲမှာထိပိုက်ပေးထားလိုက်ပါတယ်ရှင်ဝင်ထဲမှာအငြိမ်မနေပဲနဲ့မေးရိုးမောနေတဲ့ခါမှာခေါင်းကိုနောက်ဆုတ်လိုက်ရပါတယ်အဲ့လောက်တော့မုန်းနေလားဟဲ့မင်းကငါချင်းချင်းပြောဖို့ပါတယ်ငါခံစားချက်တွေလွတ်ထားပြပါဖူးလေလူးစွာခံစားချက်နဲ့ရှင်းတန်းနေတာကိုရခံစားချက်မပါဘဲနဲ့ညီမလေးနားမှာရှိနေရမျိုးညီမလေးလုံးဝမကြိုက်ဘူးငါတော့ဒီလောက်ပဲတက်နိုင်နေဖူးလေရှင်ဝင်နေကနူးညံ့အီးဆက်လေးကိုခန္ဓာကိုဆွဲဖက်လိုက်ပြီးတော့ကတင်မွားဆင်းခဲ့လိုက်ပါတယ်အဝေးစားရီလဲပြီးမှချင်းနှောင်းတွေကိုထိတ်တခုတည်းရသွားပါတယ်ငါအဝေးစားရီမလျှော့ပါနဲ့ညီမလေးကခုလက်ရှိမှာကိုကြီးရဲ့ဇနီးမယားမဟုတ်လားငါကိစ္စမှန်သမျှငါပဲလုပ်ပါမယ်လူတယောက်ရှင်နံဖို့ထမင်းစားဖို့လိုအပ်တယ်ဒါမဲ့တူတူထမင်းစားမှတက်ရှင်တာမဟုတ်ဘူးလေထမင်းစားလည်းမစောက်ပါနဲ့ငါမင်းပေါ်အပြည့်ရှိရဲ့စိတ်မျိုးဖြစ်အောင်လို့ငါ့ကိုမနှိမ့်ဆက်ချင်ပါနဲ့ငါနဲ့ပတ်သက်တဲ့အသေးမွားလေးတွေရာစားငါကိုယ်တိုင်ပဲလုပ်နိုင်ပါတယ်မင်းပင်မခံရမလို့ပါဘူးခလေးလုံးနဲ့အကြောင်းကိစ္စနဲ့ပဲမင်းပင်မနေပြီညီမလေးပင်မလို့မလုပ်ခိုင်းတာမဟုတ်ပါဘူးမလုပ်ပေးစီချင်လို့မဟုတ်လား
ကိုကြီးရဲ့အတိတ်ကခံစားချက်တွေကြောင့်လေငါခံစားချက်ဆိုတာငါမြင်မြုပ်ဖြစ်လိုက်တတ်ကြပြီလူတွေကဘာမှမသိဘူးကိုကြီးကအတန်တိတ်နှိမ့်ဆက်နေတာစိတ်ကိုဒုက္ခပေးနေတာဘာမှမသိဘူးမမေတို့ဖေတို့မေတို့ဘယ်သူမှမသိကြဘူးဒုက္ခပေးတယ်လို့ဖြစ်နေလို့ရှင်လည်းငါတောင်းမှန်ပါတယ်ငါ့ကိုခွင့်လွှတ်ပေးပါနားလဲပေးပါညီမလေးကိုကြီးနားလဲပေးပါလားဟမ်နည်းနည်းလေးပဲပြပြညီမလေးရဲ့ခံစားချက်တွေကိုကိစ္စပေးပါတော့လားအခန်းပြင်ဘက်ကပစ္စည်းတွေထိခတ်နေရဲ့အတန်တိတ်နေတာတတိထားမိပြီးတော့တကားဖွင့်ပြီးထွက်လာတဲ့ခါမှာမိဖို့ခန္ဓာကိုရောက်နေပါပြီခြေလမ်းချင်းတွေသွားပြီးမှအမီယာပွေးချလိုက်တော့လှည့်ကြည့်ပြီးတော့ရီပြနေပါတယ်ပစ်ပင်တတလိုက်ရှာနေလားကောင်းအောင်ကြင်ကြင်ကြီးပြတော့ပြုံးလိုက်ပြီးတော့ပါးနုနုလေးဖွားဖွားနမ်းလိုက်မိပါတယ်ကိုကြီးနဲ့ပေါင်းသိနေတာနဲ့ဇနီးမယားတရားဖြစ်ပေမယ်အဲ့လိုမျိုးချစ်ချင်းမြတ်တာနဲ့တကြိမ်တကားမှတော့မအနမ်းမခံခဲ့ရဘူးဆိုရင်လူတွေကယုံကြမှာလည်းမဟုတ်ပါဘူးအနောက်ဘက်ကစကားတန်ကြအောင်ခါကိုပြန်မက်ပြီးတော့မိဖို့ခန်းနဲ့ဝင်ခဲ့လိုက်ပါတယ်တတမှုတ်စားမလားမုံကိုကြီးတခုကိုထုတ်ယူပြီးတော့လက်ထဲကိုထည့်ပေးလိုက်ကအောက်ကိုပြန်ချလိုက်ပါတယ်အိမ်ရှိကိုရောက်ပြီးတော့အိမ်တော့ယူတဲ့ခါမှာပစိုးစာကိုဆွဲရပြန်ပါတယ်ပစ်ဆိုပါဦးတိုင်တပြားမိုးကဝတ်သွားမှာပါခလေးကိုလိန်ပြနေတာခလေးလည်းလိန်တက်သွားလိမ့်မယ်မိုးကဝတ်သွားရင်မိုးမဆိုဘူးဆိုတာအလင်းညာစကားမှမဟုတ်တာပဲတကားတော့ဖွင့်လိုက်ပြီးတော့တကားကိုဆွဲကပ်လိုက်ပါတယ်ညီမလေးသိချင်လို့ပါမနက်6နာရီခွဲကိုအလုပ်ကိုပြေးလွှားသွားနေအောင်ကိုပိုင်ဆိုင်ဖွင့်ထားပါအဲ့လောက်မလို့ထင်ပါတယ်ဖွင့်နှမ်းနေတာမှ7နာရီမှလာမှာမိုးရွာ9နာရီမှရောက်ကြမဟုတ်လားညီမလေးနဲ့ဝေးရမှာပဲနေချင်တာဆိုရင်ပွင့်လင်းပြောပါဆိုင်ငယ်ဘောကမိုးကာကိုယူနေရတစ်ချက်ကြည့်မိတော့နှကန်းကပ်ပြီးတော့စူးစားကြည့်နေလို့အကြည့်ပြန်လိုက်ရပါတယ်တက်လို့အဲ့လိုပဲပြေးနေလိုက်တကားကိုစောင့်ဆဲပိတ်ပြီးမှတော့ပေးလိုက်တဲ့ခါမှာတက်ပြေးဖွားချပြီးမှမိုးကာကိုခေါင်းပေါ်ဆွချလိုက်ရပါတယ်ဆိုင်ငယ်ဘောတက်ပြီးချိန်မှာတစ်ချက်လေးကြည့်ပြီးလက်ပြလိုက်တော့တန်မန်းကင်ထားရဲ့ဘာမှမသိနားနေတဲ့ကလေးလေးဟာတော်တေးသေးလေးပေါ်ရီးပြပြီးလက်ပြပါတယ်ကလေးကိုပြန်မျိုးပြနေချိန်မှာအရှိမတက်တာတကားပါကွယ်သွားတဲ့ခါမှာဆိုင်ငယ်ကျိုးမြို့မှာခြံတကားကိုရောက်လာခဲ့ပါတယ်ခြံတကားတော့ပြန်ပေးပြီးတော့မှဆိုင်ငယ်ပေါ်တက်ပြီးအိမ်မက်ကိုတစ်ချက်ကြည့်မိပါတယ်ဒီလမ်းပေါ်ရောက်မှသာခံစားချက်ရှိတဲ့လူတယောက်ပြန်ဖြစ်တည်လာဆိုင်ငယ်မောင်းထွက်လာချိန်မှာတော့မိုးဆက်တွေကမျက်နှာပေါ်ရိုက်ခတ်နေရပါမိုးဆက်တွေကိုမျက်နှာပေါ်ကတက်ချလိုက်ပြီးတော့မိုးကာကိုချုပ်ကဆိုင်ငယ်ပေါ်ပြန်ဦးထားလိုက်ပါတယ်အိမ်ရှိတကားမှလည်းတော့ပိတ်ထားလို့ဖွင့်မြုံဝင်ခဲ့လိုက်ပါတယ်အိမ်ရှိကမ်းမှလည်းတိတ်ဆိတ်ငြိမ်သက်နေရမို့စိတ်နေတက်တာသွားပြီးတော့မိဖို့ခန်းနဲ့ဝင်သွားလိုက်ပါတယ်စဝဲစီကိုအကြည့်တစ်ချက်ရောက်သွားတော့ရှင်းလင်းနေရပါထမင်းကိုဖွင့်ကြည့်လိုက်တော့အိုးတောင်းမှာထမင်းတခဲကြံပါတယ်မနက်တည်းကထမင်းဆိုရင်လည်းစားလို့ရသေးရမို့ထမင်းမိကန်တစ်ချက်ကိုယူပြီးမှခတ်ထည့်လိုက်ပါတယ်ထမင်းမိမှာဟင်းနေပုံမျိုးမှာအကျော်လိုဘွေးတွေကအစင်ပြေအောင်ခတ်ထည့်လိုက်ပါတယ်ထမင်းစပွဲမှာထိုင်ပြီးတော့ထမင်းစားနေချိန်မှာမိုးတန်လေးတန်းပြင်းထန်လာပါတယ်ထမင်းဆုံးကန်လေးသားနဲ့ပရင်းပေါက်စုံငေးကြည့်နေမိပါတယ်ဖြစ်နိုင်အတိတ်တွေအားလုံးအဝေအောင်ထည်လိုချွတ်ချထားပြခဲ့ခြင်းနေဘာမှမသိဘာမှမကြုံတွေ့ဘူးတဲ့သူကိုရှင်တန်ရာပတ်ဝဲကျင်ကြဘာမှမမှတ်မိတော့တဲ့သင်းတရားလို့သာဖြစ်ချင်မိတာယောက်ျားတစ်ယောက်ဖြစ်နေအောင်ပဲတာဝန်ကြီးလေးနေလို့ခံစားရပြန်ပါတယ်တာဝန်တွေဝတ်တရားတွေဟာချီနှောင်တုတ်ထားလို့မွန်းကျက်စီအဝေးဆုံးဆိုတာထွက်ပြေးသွားဖို့ဆိုတာဘယ်ဖြစ်နိုင်ပါလဲဇလန်တကူစတင်သူကမှားရွေးသူဆိုရင်ကိုရိုင်းကအပြေအားလုံးခံယူထိုက်သူပါပဲခြေတလန်ကြုံဝင်ပြီးမှသာတိလိုက်ရပါမယ်ပြင်ဆင်လို့မရတဲ့အထိကိုနင့်ဝင်နေခဲ့ပြီထမင်းစားနေနဲ့အနံ့ရတာပြောင်းလဲနေတဲ့ထမင်းတစ်လုံးကြောင့်လေညစာစားတော့ချင်းကိုရက်တက်လိုက်ပါတယ်ထမင်းတွေကိုအမိုက်တွေကိုထည့်လိုက်ပြီးတော့မနေ့ကျရင်အမိုက်ပြရမယ်လို့ပါတခါတူထားလိုက်ပါတယ်ပကံကိုရေးစင်းအောင်စစ်ပြီးတော့ပကံစင်းပေါ်မှာတင်းမလိုက်ချိန်မှာဇုံနဲ့ထိခဲ့ပြီးတော့အတန်ထွက်ပြန်ပါတယ်လက်တော့ပွားနဲ့လက်တော့ပြီးတော့တေချာလွားနေနေချိန်မှာအရှိကမ်းမိပွင့်သွားတော့နှလုံးစုံမဲ့ပြစ်လိုက်တဲ့တီကိုကိုသာစိတ်ပြက်မိတာပါကိုကြီးပြန်ရောက်နေပြီလားညီမလေးကတန်ကြားလို့ထွက်လာတာထမင်းစားလိုက်ကြလားထမင်းနေရာမကောင်းတော့ဘူးလေအဲ့ဒါစားလိုက်ကြလားကိုကြီးစိတ်ညစ်ဖို့ကောင်းလိုက်တာဒီနေ့ညီမလေးကလည်းအိပ်ပျော်နေရနေပြီမချက်ဖြစ်ဘူးဒုက္ခပါပဲကိစ္စမရှိပါဘူးငါ့အတွက်ပြမမခံဘူးပြောထားတာပဲဒီဘိုကန်ထဲမှာနှစ်ယောက်တည်းဖြစ်နေတာပဲခါသီးစရာကောင်းလို့နေပြီဇွဲပေါ်ကကြော်လို့ဘူးတွေကိုမြန်ဆန်မဲစင်ပေါ်ပြန်သိလိုက်ပါတယ်ဒီဘိုကန်မှာမတက်ရက်နေလို့နည်းနည်းရှောင်ပြီးတော့ရှေ့ကောင်ထွက်လာခဲ့ပါတယ်အဲ့တော့မလို့လားအနောက်ဘက်ကထွက်လာတဲ့ခက်တရိုးတန်ဒ
ကြုံရင်မရောအဖျားခတ်သွားမို့ခေါင်းငိမ်ပြီးတော့မပွင့်တွင်ပဲပြန်ဖြေလိုက်မိပါတယ်မနက်6 နာရီခွဲရနေပြီးတော့ည10 နာရီထိကိုအပြင်မှာပဲလေည10 နာရီရနေပြီးတော့10 နာရီခွဲထိကိုပဲလှုပ်ရှားတက်ဝင်နေတာနိုင်ဝဲဆိုတဲ့အချိန်လေးပဲစကားပြောခွင့်ရတာညီမလေးကကိုဘာမှနားမှမသိတော့ဘူးခြေလန်းနေရက်တန်ထားပြီမေအိမ်ရှိမှန်ပေါက်ကမြင်းနေရမိုးသိနေမြေခွင်းကိုသာငေးကြည့်နေမိရပါကိုရဲ့အာယုံကလည်းအံ့ဩစရာကောင်းလာလွင့်ပြန်နေတယ်ညီမလေးကိုပြောကြစကားမရှိဘူးလားဘာပြောရမှာလဲဒါဖြစ်မေးစရာရောရှိဘူးလားမင်းကဘာအောင်မေးစီချင်တယ်လဲဖူးလေမင်းမေးစီချင်တဲ့မေးခွန်းကိုပြောပြငါမေးပြမှာပေါ့ကိုကြီးကလူတော့ဟုတ်ပါရဲ့နော်လူစစ်ကြီးကဘယ်ရောက်သွားလဲညီမလေးကိုမေးခွန်းနေဖြေးစရာမရှိဘူးပေါ့နေရကိုကြီးတို့တမင်းချက်ပြုတ်ပြင်ဆင်ပေးထားတယ်အတူတူမစားရရင်နောက်မှကိုကြီးပြန်လာလို့ရှိရင်စင်းနဲ့စားဖို့အတွက်ခုခတ်ပေးထားတယ်ဒီနေ့တမင်းမချက်တာတော်ညီမလေးကိုမေးစရာမေးခွန်းမရှိဘူးလားငါ့အတွက်ပေးမမခံကိုပြောထားတာပဲဖူးလေမင်းမချက်ထားလဲငါဝမ်းဝမ်းနေတတ်တယ်ကလေးမှမဟုတ်တာတေးပြီးတော့လေးနဲ့မထားပါနဲ့ထားတယ်ကိုကြီးနဲ့ပတ်သက်တဲ့မြောက်အလေးနဲ့ထားမိတယ်ညီမလေးကိုလည်းအလေးနဲ့ထားစေချင်မိတယ်မင်းကငါရဲ့ခံစားချက်တွေကိုကြိုးကန်ချေလေခြင်းနေရပဲဖူးလေအရှိတသားတကားကိုပိတ်လိုက်တော့လေတံမိုးတန်လုံသွားတာပဲစိတ်ကစင်မပြေတယ်လို့ခံစားနေရပါတီတန့်ကဘာတကူမှာခြောက်ကြားစရာကောင်းနေတယ်လို့ပဲယောက်ျားတယောက်ဆိုမိနှလုံးသားတွေကနေလှိုက်လဲစွာကြောက်ရွံ့နေတဲ့ရဝန်းတကူရှိနေလိမ့်မယ်ဆိုတာဘယ်သူကယုံမှမလဲအသက်မပါတဲ့ကိုကြီးရဲ့စကလုံးတောင်ညီမလေးမုန်းတယ်အရက်မုန်းတယ်လုံးဝမကြားချင်ဘူးသိရလားငါလည်းစကလုံးတွေကိုမုန်းတာပဲမင်းမရောတာငါဖြေးနေရပါစကလုံးတွေကိုငါကြောက်နေရဖူးလေအခုလည်းထမင်းစားပြီးတော့အိတ်တော်ဘုံမင်းရကြီးပဲပြောပြီးတော့မင်းရကြီးပဲမင်းနေရမှာဟုတ်လားထမင်းဟိုထဲမှာထမင်းရှင်ငါစားတယ်မရှိရင်မစားဘူးဘယ်တော့မှမင်းကိုထမင်းမချက်ထားကောင်းလဲဆိုပြီးတော့မှန်မဲဘူးလို့လေဘယ်တော့မှဘာစားခြင်းနဲ့ဘာပြင်ဆင်ထားဆိုရမင်းကိုပေးဘူးလို့လေအခုထမင်းမချက်ထားလို့လေမင်းကငါစိတ်မကွက်ပါဘူးလူတိုင်းမှာအကြောင်းကြိုးတရားရှိနေကြပဲလူတိုင်းမှာအကြောင်းကြိုးတရားရှိနေပြီမိသားစုဆိုတဲ့အတိုင်ဝင်းနေမှာတော့အဲ့ဒီအကြောင်းကြိုးတရားတို့သိချင်ကြတယ်ကိုညီဖေးမှချင်းကြတယ်အကြံဉာဏ်ပေးချင်ကြတယ်အဖြေရှာချင်ကြတယ်မိသားစုဆိုတာအဲ့လိုမဟုတ်ဘူးလားဟောဟုတ်တာပဲငါထမင်းမစားတော့စိတ်မကောင်းတာမဟုတ်ပဲမင်းဘာလို့ထမင်းမချက်နိုင်တာလဲဆိုရယ်မိကိုမျိုးမေးစီချင်နေရပဲ sorry ပါငါရက်ဝေးသွားတယ်တခုဖြစ်တာလို့လားအိတ်ခန်းစီကိုသွားဖို့အတွက်ဖြတ်ကျော်ရအောင်မှာမို့ညနေချိတ်စာလိုက်မိချိန်မှာဝိုင်းဆက်လာပါရဲ့မျက်ဝန်းမှာအလေးဆက်လေးတွေကခိုးသီးနေရပါညီမလေးနဲ့ပတ်သက်လို့ရှင်မေးကိုမရှိဘူးမေးကိုရှိစေချင်လို့တမင်လောက်ကျန်ထားရင်တော့မေးကိုထွက်မလာဘူးကျောင်းမှာယောက်ျားလေးတငယ်ချင်းထားလဲမေးကိုမထွက်လာဘူးယောက်ျားလေးတယောက်ရဲ့ဆိုင်ငယ်နောက်မှာထိုင်ပြီးတော့အသွားပြန်အဖို့ကြိုလောက်ခါလဲမေးကိုထွက်မလာဘူးမေတို့စီမှာပြန်အိတ်လဲမေးကိုမထွက်လာဘူးအဲကို3 ရက်ပြန်မလာလဲမေးကိုမထွက်လာဘူးညတကောင်မှာရေးထားကြလဲမေးကိုမထွက်လာဘူးရှာကြီးတဲ့ငငိုးတွေလဲမေးကိုမထွက်လာဘူးညီမလေးကိုဆိုကိုရအမြဲကြိုးခိုင်းထားတာသွေးလုံးနေအဲ့ဒါမုန်းနေအဲ့ဒါမကဲစားချင်ဘူးညီမလေးဒီကိုပြောင်းလာတာဒီလိုတွေခဲစားချင်လို့မဟုတ်ဘူးကိုကြီးနဲ့ပုံနီးဆက်ချင်လို့အခုတော့လေကိုကြီးကပိုးပြီးတော့မှသွေးရက်ဆက်နေညီမလေးဘာမှလို့လည်းမသိခဲ့မယ်ညီမလေးကိုကြီးကိုအချိန်ချင်းတောင်းပန်ပြီးပြီပဲမမပါဘူးလေအစကတည်းကဖြစ်တဲ့နာကိုပြောခဲ့တာပဲငါခံစားချက်တွေကိုလွတ်ထားပြီးပေါ့ငါပြောတာပဲမင်းကစကားနားမချဘူးမင်းပင်မန်းရပေါ့ခံစားချက်မပါတဲ့လူတယောက်နဲ့ဘယ်လိုနေရမလဲညီမလေးယူသွားလိမ့်မယ်ညီမလေးယူကျင်နေပြီမင်းရပင်မန်းနေရဲဆိုတော့အဆင်ပြေလို့နေပါမင်းစိတ်ကိုမင်းသိဆုံးမလို့မင်းစိတ်သက်သာအောင်မင်းနေပါငါ့အတွက်ထဲမစင်းစားနေဘယ်သူတွမ်းမှမတွေးပါနဲ့မင်းရဲ့ဆုံးဖြတ်ချက်တွေကိုငါလေးနဲ့ထားမှာပါညီမလေးကိုအနုလေးနဲ့နှင်းနေရမဟုတ်လားကိုကြီးဖြစ်ချင်လို့လေဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးငါဖြစ်စေချင်တာမင်းကိုပြောစေချင်တာပါဘူးလေငါဖြစ်စေချင်လို့ဖြစ်မလာဘူးဆိုတာမင်းဘယ်တော့မှမပြောရဘူးဆိုတဲ့အတိတ်ပဲမျိုးဖြစ်နေလိမ့်မယ်မင်းတက်ငယ်ပါသေးတယ်ပျော်စရာတွေ့နေပါသေးတယ်6 နှစ်ကြီးပြောရှာရေးမလုပ်ပါနဲ့လူဝကြီးလို့တရားလောင်ပြတဲ့ဥဝိတ်ထက်ပါခလီနိုးသွားအောင်မင်းပြောကြမကြံတော့ဘူးဆိုငါကြီးတော့မယ်သူ့ဘေးကနေဖြတ်ကျော်ပြီးတော့အခန်းတကားကိုဖြည်းဖြည်းချင်းပဲဖွင့်လိုက်ပါတယ်အဲ့ရပေါ်မှာညိတက်နေသေးရကြောင်းစိတ်သက်သာရရသွားပါတယ်ဖုန်းတွေခေါ်ရတကားမှမကိုက်ဘူးတေးရှည်ဖြစ်လာရင်တော့မင်းကိုတဆင့်ပြောရတယ်မမေကိုတဆင့်ပြောရတယ်အာကိုလီဂျီနဲ့ဖုန်းဆက်မိတယ်မှာလိုက်မအားပါဘူးဆက်သွယ်ရေးပြင်ပါဆိုတာကြီးပဲ
တကားမှလည်းခေါ်လို့မရခဲ့ဘူးမင်းဖော်ငါဘလို့ထားလို့ပြောမိမလို့ဖြစ်သွားပြီမေလေသူ့အတန်နဲ့ကလေးလို့တော့နေတယ်လို့တွေးမိပြီးတော့မှနှုတ်ဆက်ပြီးတော့နေလိုက်တော့ပါမမေးစီကိုဖုန်းဆက်လိုက်သေးလားမဆက်ဘူးဘာလို့လဲကလေးတစ်ခုဖြစ်လို့လားကတိမမအိပ်ပျော်နေတဲ့ကလေးကိုတစ်ချက်ကြည့်မိချိန်မှာခြေဆောက်မြော်အခန်းထဲဝင်လာပြီးညနေချင်းချိန်မှာလိုက်ရလို့မွန်းချက်လို့ခံစားလိုက်ရပါတယ်ပေါ့ပေါ့ကဘာမှမဖြစ်ဘူးညီမလေးဖြစ်နေတာဘာပဲလို့လဲညနေချင်းဆိုင်တွေ့နေရတာစိတ်အဆင်မပြေလို့ရှောင်းမြမကလေးနာကိုသွားလိုက်ပါတယ်ရှောင်းဆွဲယူပြီးတော့ကလေးရဲ့ရင်မဲ့ဘော်ဒီကိုဆက်ချုံပေးလိုက်ပါတယ်ကိုဝင်ရှိရထင်လို့စာအုပ်ကြိုက်တိုင်းလှုပ်ရှားမှုကရက်တက်သွားပြီးတော့ရှင်ထဲမှာလိုင်းတစ်ခုကရက်ခတ်သွားပါတယ်ကိုဝင်ရမှာအရင်ကြောက်တယ်မလားအားကြောင့်စေးပိုက်ထိတ်ခိုင်းနေရမလားမင်းကြောက်တက်နေရလေအတင်းကျပ်တားဆီးခိုင်းတာမဟုတ်ပါဘူးမင်းတဘောမင်းစနာနဲ့ကိုဝင်ဆောင်နေတယ်မင်းမလို့ချင်းမင်းလည်းမတော်ရဆနဲ့ကိုဝင်ဖြစ်တည်လာရလားပြက်စီးပါစီနေရှိလည်းမနေပါဘူးရှိနေလည်းမပြက်စီးပါဘူးမွေးချစ်စိတ်လည်းမရှိသေးပါဘူးဆောင်းပန်းရောင်လေးကိုရှင်မဲ့ဘော်ဒီကိုဆွဲကြုံပေးပြီးတော့မှပါနုနုလေးလည်းညှိုးကွင်းနဲ့ပို့တက်လိုက်မိပါတယ်နူးညံ့အေးဆက်တဲ့ပါနုနုလေးရဲ့အထီတွေ့ရစားညလုံးစိတ်နဲ့မွေးကြူစရာကောင်းပါတယ်အိပ်ပျော်နေတဲ့နှက်ခမ်းလေးတလုံးလုံးဖြစ်ပြီးတော့မှပြုံးလိုက်တော့ညာဘက်မှာပချိုင်ခွက်လေးကနေဝင်သွားလို့သဘောကျစိတ်နဲ့ပြုံးမိသွားပါတယ်အပြုံးကစက္ကန့်မှမကြခင်မှာလှမ်းမောင်းပေါ်လက်ရောက်လာပြီးတော့အဆွဲခံနေရလို့စိတ်ကစင်မပြေဖြစ်သွားပြီးတော့မျက်ခုံးလေးတွန်းနေသွားပါတယ်ညီမလေးနေမကောက်ဘာပဲလို့လဲညဝန်းနေမှာအလေးဆက်တည်းကခိုးသီးလာဖြစ်ပါတယ်နှာပြားထိတ်လုံးလုံးလေးကပန်းသွင်းအောင်ပြေးနေပြီးတော့မှရှုံပွားပွားလုံနေရပါပါမိုးနှစ်ဖက်မှာလည်းပန်းသွင်းအောင်ပြောင်းနေရောနှစ်ဖူးပေါ်လက်ဝါးတင်ပြီးဆက်မိချိန်မှာထင်သားလို့ပါပဲအဖျားရှိနေရပါဆေးတောက်တာလားခေါင်းငုံပြီးတော့မှခေါင်းကိုရမ်းပြတဲ့ခါမှာအတန်နဲ့ရှိုက်ငုံနေရောတပေးနဲ့ရှိုက်ကိုကိုရှက်လိုက်ပြီးတော့မှခြေလမ်းကျရင်နဲ့အခန်းမျိုးပြန်ထွက်လာခဲ့ပါတယ်ရှေကတက်တာကိုဖွင့်ပြီးတော့စားလို့ရမယ်အစားအသောက်တို့ရှာပွေးရတယ်တို့ကြိုက်သေးစားမုံလေးကြီးပဲပြည့်နေရပါဗီဒီယိုထောက်မှာတော့အိုဘာရေးတပလင်းကတော့နေရာမရှိရှိနေတယ်လို့အသုံးတက်သွားပါတယ်အိုဘာကြီးဖြော်ပြီးတော့ဘီစကစ်3-4ချက်ကိုပကံထဲမှာထည့်ပြီးရွေးလိုက်ပါတယ်စားလိုက်ပြီးစစ်တော့တခုတွေတော့စားရေးဇဝဲကောင်မှမသိမ်းထားရဲ့လှပြင်ပစ္စည်းကိုလက်နဲ့တိုးရွှေ့ပြီးမှပကံတွေကိုတင်ထားလိုက်ပါတယ်အနားကိုရောက်လာပြီးတော့ထိုင်ကုန်မှာဝင်တိုင်ပြီးအရှိမှန်နေရတဲ့စင်ကြည့်နေရောနေရာရွှေ့ပြီးမှဗီဒီယိုဘက်ကိုသွားလိုက်ပါတယ်ဗီဒီယိုတကားဖွင့်ပြီးတော့စေးပစ္စည်းထဲအိတ်ကိုဆွဲထုတ်ရတယ်ခလေးကမတ်တက်ပြေးရွဲဆိုလှလန်းမီတမြောင်အနေကင်းအောင်ထားရပါတယ်စေးကိုစေးဖွင့်နေပါစီတက်ရမယ်လို့တွေးပြီးမှတစ်ချက်ကြည့်မိချိန်မှာအကြောင်းပြချက်တစ်ခုပေးလို့ကောင်းကြီးပြလိုက်ရပါတယ်နာစေးကောင်းကကိုလက်ကရမဟုတ်လားကောင်းကြီးလက်ပြီးတော့မှစေးကတစ်ခုကနေစေးသလုံးပဲဖောက်လိုက်ပါတယ်နေမကောင်းတာသိလို့ရှိရင်စေးတက်အောင်မလားဆိုရယ်မိကုံလည်းမထုတ်တော့ပါဘူးဘီစကစ်တစ်ချက်ကိုအိုဘာတင်းခွက်တွေကိုနှစ်လိုက်ပြီးတော့ပျော်ကြခံဒီမှာကြပြကြဆွဲထုတ်တဲ့ခါမှာတပိုင်းကတော့အိုဘာတင်းကိုနင်းမြုပ်သွားပါပြီစုံးမီကိုကဲမရကြအောင်ရီးဝကန်ကိုပြန်သွားပြီးမှစုံးနဲ့ရှီတက်မှုပါတစ်ခါယူခဲ့လိုက်ပါတယ်ရှီတက်မှုကိုဇပွဲပေါ်တင်ပေးလိုက်ပြီးတော့စုံးတော့ပကံပေါ်တင်ပေးလိုက်ပါတယ်အတော်ပဲစုံးကိုကောက်ယူပြီးတော့မို့လိုက်ဆက်ယူနေရောစီးလုံးကိုပကံပေါ်မြင်းတောင်ချလိုက်ပါတယ်ညီမလေးဖျားမှမသိလိုက်လို့နေခင်တော့ကောင်းနေအောင်အုံခဲနေရပဲပပကိုထမင်းကျွေးပြီးတော့ညီမလေးလည်းအဲ့ချင်လို့တူတူအိတ်လိုက်တာအဲ့ဟာလေးတော့ပို့ဆိုးသွားပဲဟာပြုတ်ကြပြန်ပြီဖန်ခွက်ထဲမှာပြောကြသွားရဲ့မုန်းကြလေးစုံးနဲ့ပြန်ကောက်ယူပြီးမှလိုက်ဆက်ယူနေပြန်ပါ යි စုံးနဲ့ပါလာရဲ့မုန်းတွေလည်းတစ်ခါရေးစားလိုက်ပါ යි ကိုကြီးဖုန်းကိုလေ15ကောင်မှခေါ်တယ်ကင်မအောင်မကင်မအောင်တည့်ရတာနဲ့ညီမလေးကလေအမှတ်မရှိဘဲနဲ့ခေါ်နေမိတာညီမလေးမသိလို့မေးပါအောင်မေအခုအိမ်မှာညီမလေးနဲ့ပပ2ယောက်တည်းရှိရလေမတော်ရစားတစ်ခုဖြစ်လို့ရှိရင်ဘယ်လိုလုပ်မလဲလို့ကိုကြီးစိတ်မပူဘူးလားစိတ်မပူတတ်ပါဘူးစိတ်သာပူတတ်လို့ရှင်တော့ကိုကြီးနဲ့တူတူထမင်းမစားလို့ညီမလေးစိတ်ကောက်ပြီးတော့ထမင်းမစားဘဲနဲ့အိတ်တောင်စိတ်ပူမှာပဲဘာမှချက်မထားတော့ညီမလေးဘာများစားလိမ့်မလဲလို့စိတ်ပူရမှာပဲဟိုရသည်ညာရေးမို့ချိုကလေးနဲ့2ယောက်တည်းနေရတော့စိတ်ပူမှာပဲမေးရွေးမှနေမလားအဖြစ်တကူအဖြစ်တွေးမိတာကိုပြောလိုက်တဲ့အခါမှာအကြည့်ဆူဆူတွေကလျက်စီးရအောင်မှာမို့အလင်းပြန်တောက်ပနေရပါကိုကြီးကတော့စိတ်မပူနိုင်ဘူးမေးတို့စိတ်ပူပါစေပေါ့လေကောင်းလိုက်တာပြီးရင်အမလေးအပြစ်ပြစ်ထားမှာမဟုတ်လားစိတ်မလုံခြုံဘူးလို့ထင်ရလို့ရှိရင်စိတ်လုံခြုံတဲ့ရက်မှာနေခြင်းမလားလို့ပါညီမလေးစိတ်လုံခြုံအောင်ထားမှာကိုကြီးတောင်းလေမေးတောင်းမှာမဟုတ်တာနေ့ပြန်ကြဝန်ထမ်းတယောက်ငားလိုက်ပြီမဟုတ်ဘူးအဲ့ဟာလိုချင်တာမဟုတ်ဘူးလို့အတန်ဆူဆူနဲ့ထားတော့
ကစင်မွားကလေးကိုလက်နဲ့ကြားနေလေးကြည့်မိပါတယ်နည်းနည်းလေးတွန်းလှုပ်လာတော့အပြေးလွှာနဲ့နားကိုရောက်သွားပြီမှာရင်ဘက်ကိုဖုတ်ပါလေးပဲပုတ်ပေးနေရပါညီမလေးကိုအရေးပေးရဂယုဆိုင်တာကျင့်နာတာအရာတော့ကိုကြီးစီရပဲလိုချင်တာဘသူစီရမှမလိုချင်ဘူးမယူလည်းမယူချင်ဘူးညီမလေးမရနိုင်တာကိုရှာကြလူတွေကမုန်းနေပောက်ကိုတော့မုန်းနေညမောင်ကြုတ်ပြီးတော့စက်ကနေကြီးလိုက်ပြီးတော့မှာခေါင်းငုံပြီးတော့မောဖန်ခွက်ထဲမှာချိုးကြည့်ထည့်ပြီးစိုးနဲ့မွေးနေရပါစားပေးစေးတော့လိုက်တီရှပ်တဲ့ထုတ်ပြီးမှလဲဝဲလိုက်ကပစိုးလေးလေးလေးပါအဝဲချင်အောင်တွေကိုကြည့်လိုက်တော့ဝတ်တယ်မရှိတော့ပါဘူးအားကြောင့်ဖျားနေမှာပါမတက်နိုင်ခြင်းနဲ့နှုတ်ဆက်ရခြင်းကြောင့်လေတက်ပင်းတစ်ချက်တော့ထွက်သွားပါကုန်ပြီအိုဘာတင်းကပူသေးရဘယ်လိုများကိုတောက်လိုက်တာလဲဆိုရယ်မေးခွန်းနဲ့တူအကြည့်ရောက်သွားပြီးတော့မှဖန်ခွက်ကိုမြောက်ပြနေလို့အကြည့်လွှဲလိုက်ရပါတယ်စေးတကယ်မှတင်နိုင်လေမတွေ့ပါဘူးလက်ထက်ကအင်ကြီးဟာကိုဂရေချင်းမှချခဲ့လိုက်ပြီးတော့စပွဲခုံနာကိုပြန်သွားပါတယ်ပကံမီးမှကြာနေတဲ့စီလုံး2အောင်ဆက်ကိုကောက်ယူပြီးတော့ပကံမောကိုတင်ပြီးမို့လက်လန်းချိန်မှာပါဇက်ဟာပြီးတော့မျက်နှာရှည်တိုးပြီးလိုက်ခါမှာတပင်းနဲ့ရှိုက်မိပါတယ်တောက်လိုက်ကြောက်လို့တခါထည့်ပြီးလက်မလေးလက်ညှိုးညက်ကြိုက်ထားရဲ့စီလုံးတွားလင်လင်မထီအောင်သတိထားပြီးတော့ထိပ်ပေးချိန်မှာလက်ချောင်းတွေကိုတွားနေဖိကြိုက်ခံလိုက်ရတော့နာကျင်မှုနဲ့တူညက်မောင်ကျုံးမိသွားတာပါလက်ချောင်းတွေကိုဖိကြိုက်ထားရလွတ်ပေးလိုက်တော့မှရှည်တန်မှုကိုယူပြီးမှအဖုံဖွင့်ပေးလိုက်ပါတယ်နာသွားလားညီမလေးကိုပလစ်ထားလို့ကိုက်ပစ်လိုက်တာနားလည်းခံလိုက်ပေါ့ဘာမှပြန်ပြောမနေတော့ပဲနေအဲ့ရပေါ်မှာခေါင်းတွေကိုနေရာချနေတော့မှထိုင်ကွာနေထလာတော့ပါကလေးကိုလည်းမှတေချာနေရာချနေချိန်မှာဖေးကခေါင်းနဲ့ဆောင်ယူပြီးမှကတင်မော်ကွေ့ပက်လာတော့လှည့်ကြည့်မိပါတယ်ညီမလေးနေမကောင်းလို့ကိုကြီးပေးနာမှာအိတ်မလို့ကလေးကစောမှရောက်နေမှာပေါ့ပြုတ်ကြလိမ့်မယ်အဲ့ဆိုပပကိုအောက်ချသိမ့်လိုက်ခဏပဲအိတ်မှာညီမလေးအိပ်ပျော်သွားရင်ကိုကြီးဟိုဘက်ကိုပြန်သွားလိုက်ပေါ့ကလေးဘေးမှာတိုးကဲတော့မတက်နိုင်ခြင်းနဲ့တူမိခလုတ်ပိတ်လိုက်ပြီးတော့အဆုံးမဲ့နေရာမှာဝေးလေးရပါတယ်ဖတ်ထားပေးပါညီမလေးချက်နေဘာမှမလုံရှားခင်မှာရင်မက်ကျဲကိုခေါင်းကျိုးဝင်လာပြီးတော့ဖိကက်နေမှုဘာမှမလုံနိုင်မနဲ့ညီတက်နေလိုက်ပါတယ်ညနေတော့ဟာလေညီမလေးကြာရင်ငိုသေးတယ်ပပကမျက်ရည်တုပ်ပြီးတယ်ကလေးရှိမှအဲ့လိုသိရကိုကြီးသားရှိမှစိတ်ထိခိုက်မဲ့ကိစ္စမျိုးမလုပ်ရအောင်မပြောရအောင်မပြရအောင်ဒါမှမလားဒါမဲ့ညီမလေးကိုဂယိုးဆိုင်တာပပောက်တယောက်ပဲရှိရလေတိတ်လေးတယောက်တည်းငိုချင်တာမဟုတ်စိတ်မကောင်းဖြစ်နေအောင်နှစ်သိမ့်ပေးရခက်ချင်တာပပောက်လေးကနားမလဲပေးမဲ့လေနှစ်သိမ့်ပေးတတ်တယ်နိုနေတဲ့ညီမလေးကခေါင်းငိမ့်ပြီးပဲပုံကုန်မိတာပဲညီမလေးငိုတာမဟုတ်ပဲနေပပောက်ငိုတာဆိုတော့ကိုကြီးကကြော့မှာမလားအားပေးမှာမလားနှစ်သိမ့်ပေးမှာမဟုတ်လားညနေနေပြီအိတ်လိုက်တော့ညီမလေးကိုပွေထားလို့ဘာမှမလုပ်ရှာတော့လက်ကိုအတေးဆွဲယူပြီးတော့သူ့ပကုံးမော်နေရာချနေပါတယ်မဖတ်ပေးအော်လိုက်မှာနော်အာမပေါက်လန့်တုံပြီးတော့တညလုံးအောင်ကုန်နေလိမ့်မှာအော်လိုက်ရမှာလားကလေးနဲ့အကြက်ကလာတဲ့ခါမှာတော့စိတ်ညစ်စရာအကြောင်းတရားတကူမဖြစ်စေချင်တဲ့ဆန္ဒနေပကုံးမော်ကနေကြောပြီးမှာခေါင်းနောက်ကိုလက်ဝါးနဲ့အုပ်ကင်ပြီးပွေချလိုက်ပါတယ်ပေါက်ကိုချစ်ပေမဲ့မုန်းချင်တယ်အဲ့တော့ရှင်မမမျက်နှာကန့်နေခေါင်းအောင်နောက်ဆုပ်ပြီးလက်ကိုဆွဲပြီးသူ့နှဖိုးပေါ်ကိုတင်းပေးပါတယ်တွေ့လားအပူတက်နေရလေဘလို့အိတ်မှလေပေါက်နေမကောင်းလို့ရှိရင်ကိုရအဲ့လိုပဲလားဘေးမှာငုတ်တုတ်ထိုင်းနေရလေရေဝတ်တိုက်ပေးလိုက်အဖျားတိုင်လိုက်ရေတက်လိုက်နဲ့တညလုံးမအိပ်ပင်နေညီမလေးကြောက်တော့စီးသလုံးပြစ်ထည့်ပြီးတော့အိတ်လိုက်နဲ့အတိတ်ခိုင်းနေရပဲသူ့နှဖိုးပေါ်ကလက်ကိုဖိတ်လိုက်ပြီးတော့မောကြည့်နေမြန်ဝန်းတွေကိုလွှဲကြရင်ခေါင်းနောက်ကိုဆွဲပြီးမှရင်မက်တဲ့ကိုထိတ်ခတ်ထားလိုက်ပါတယ်မောင်ရင်အတန်ကြီးချင်းနဲ့ပြောနေကလေးကနိုးတော့ပြီရွှဲပေါ်ကနိုင်ကိုတစ်ချက်ကြည့်ပြီးမှ7 နာရီဖြစ်နေရမို့လှဲနေရထားလိုက်ပါတယ်မထနဲ့ညီမလေးမအိတ်တည်ဘူးအိတ်ရှင်နေပြီဒီတိုင်းလေပေါက်ကစိုးမှမဟုတ်ပါဘူးပြုံးမကြပါဘူးဒီတိုင်းမဲ့အိတ်ပါနော်ဒီညာပဲလေကတင်မွားဆင်းမျိုးမှာစောင်းဆွဲရလိုက်ပြီပကုံးမော်ဒီကိုဂျုံပေးခဲ့လိုက်ပါတယ်စောင်းနဲ့ကောင်မယူတော့ဘဲနဲ့တစ်ဖက်ကိုသွားပြီးတော့ကလေးဘေးမှာဝဲလိုက်ပါတယ်တားပါနှစ်ယောက်စလုံးကန်ချပစ်လိုက်ပါဖူးလေကလေးနိုးမှာစလိုလေးတန်တိုးပြက်ခေါ်လိုက်တော့မှာတစ်ဖက်ကိုခေါင်းဆောင်မျိုးစောင်းအောင်ခေါင်းတီကိုဆွဲချုံပြီးငြိမ်သက်သွားတော့တာပါကလေးပေါ်စောင်းပြန်ဆွဲချုံပေးလိုက်ပြီးမှာတည်ပွားချလိုက်မိပါတယ်မိုးတွေရွာနေမသွားပါနဲ့လားတိတ်မများပါဘူးကလေးမိုးကလေးကိုပေါ်ဝဲပေးလိုက်ပြီးမှာခြေသေးတက်ပေးလိုက်ပါတယ်ပစ်ဆန်ငယ်တော့ကိုင်းထားရမြောက်ပေးနေရောပြုံးပြီးတော့ယူလိုက်ပြီးတခါပွေ့ချလိုက်ပါတယ်ညီမလေးလည်းလိုက်ရှင်နေ
ကိုကြီးဆိုင်ငယ်မှာဘယ်တော့မှမတင်ဘူးလို့ပွင့်လင်းပြောလို့ရပါတယ်ဘယ်သူမှတွဲမတွေ့လေကောင်းလိမ့်မလားအကြောင်းမသိအောင်မနေတင်ရမှရောက်လာမှမဟုတ်တာရပါတယ်တွားကြပါညီမလေးကဒီနေ့ကောင်းလျှော်ဖို့တွေ့ထားတယ်စပင်ပေါင်းနာနေစုံတနိုင်ခွဲလောက်ကြားလိမ့်ပါလိအင်တကားဝနာကိုရောက်တော့မှခြေလိုက်ရက်လိုက်မိရပါနေကောင်းကစားမှုရေချိုးစင်ရင်တင်ပါတယ်စကလုံးတွေကိုမျိုးချလိုက်ပြုံမှာဆိုင်ငယ်နောက်ဝယ်ရအောင်သွားလိုက်ပါတယ်ပိပိဆိုင်ငယ်ဘောကမိုးကကိုဆွဲချပြီးဘေးကိုပြစ်ကြတော့ကားကိုလက်ပြီးကောင်းမွာဆွတ်ချလိုက်ရပါတယ်ပပောက်မမလေးလိုက်ချင်နေအေဒီကားဝါတီကိုလိုက်လာပြီးတော့ထပ်ပြောနေရောကလေးကကောင်းရင်ပြပါတယ်ဘာဖြစ်လို့လဲလိုက်ချင်လို့ပါပပောက်ရဲ့ no ဆိုအော်နေကြမစိုးဘူးလားမိုးကရဲ့ကြီးကိုလက်နဲ့ပုတ်ပြနေရောပြောမိသွားပြီးတော့ဆိုင်ငယ်ပေါ်ခွာတက်လိုက်ပါတယ်ကလေးကသူ့တက်နေကြသူ့ရဲ့ခြေထောက်မှာတင်းနေတဲ့နေရာပေါ်နေတက်ပြီးမတ်တရက်တဲ့ခါမှာဆိုင်ငယ်ကိုဖြည်းဖြည်းပဲမောင်းထွက်လာခဲ့လိုက်ပါတယ်မပိတ်နဲ့ညီမလေးရှင်းပိတ်လိုက်မယ်တော်ချန်ရှိမှာဆိုင်ငယ်ခဏရက်လိုက်ပြီမေလှမ်းအောင်လို့ဆက်မောင်းထွက်လာခဲ့ရပါတယ်သားလေးကကားတွေကိုလိုက်ကြည့်နေပြီမေလက်ကတော့ဟွန်းကလုတ်စီကိုရောက်သွားတယ်လို့သတိထားနေရပါမဝေးလန်ကိုမောင်းရတာဆိုရင်လေအတော်လေးကိုဒုက္ခအများပြီးတော့မှအရာရာကိုသတိထားနေရပါတယ်ဟောနေပုံးလေးလာပြီလားလာပြီမေမေကချီတီချောင်းနဲ့ထွက်လာတော့ဆိုင်ငယ်ပေါ်မှာညင်မနေတော့ဘဲနဲ့ခုံနေရပါကဲလာဖွားချီမေဆူမဆိုပါဘူးသားရဲ့ဖွားချီပါမယ်မမေကချီတီဘက်ကင်မျိုးမှာပွေ့ချင်လို့ထီကိုကင်နာပြီးလိုက်ရပါတယ်မမေနဲ့ကလေးကိုထီမိုးပေးပြီးမှအင်ရှိကိုရောက်တော့မှခြေကိုရေလောင်းဆေးပေးလိုက်ပါတယ်မမေကတော့အိမ်မောတက်သွားမို့ကိုရလေးနှစ်ခွက်သုံးခွက်လောင်းဆေးပြီးတော့မှလေကားကိုတက်ခဲ့လိုက်တာပါမိုးရွာနေတော့မလာတော့မှတ်နေတာမိုးမများပါဘူးမေနေဖို့ကလည်းသိနေပြီမုံစားပြီးကြတဲ့သူ့ဟာသူမိုးကဝင်နေတာအိုးအတက်ကလေးပေါ့ပိုပိုကြီးကတားအတွက်အယုတ်ဝေထားရတော့သွားမိကြည့်လိုက်ပါဦးတားရုပ်ပြီးပါလို့မိုးကချိုးပေးလိုက်တာနေအိမ်ထဲကိုဝင်ပြေးသွားမို့မိုးကငကိုအိမ်တက်ဆင်းမှာပဲချိန်ထားခဲ့လိုက်ပါတယ်ဖူးလေးနေမကောင်းလို့ဆိုကောင်းမပါမေမနေရတော့မမေကိုတိုင်းနေတားကနေဖုံးလေးကိုပဲချစ်တာတဲ့ကလေးနဲ့ပြိုင်မှာပဲငိုးနေလို့မမေကချော့လိုက်ရတယ်သူ့အမေကတော့စူတာပေါ့နေကလေးမဟုတ်တော့နေပါနားလေပါဦးပြောတာသူ့နားမလေပါဘူးဆိုပြီးတော့ထက်ကိုပြန်ပါရောတားဖေးရေခဲမုံဝယ်လာတွေ့တော့မှပဲတိတ်သွားတာရေခဲမုံစားပြီးတော့ပြန်သွားတာပဲနေဖုံးလေးနဲ့ရေခဲမုံမတည်ဘူးဆိုပြီးတော့ကလေးကပါစားသွားတာပဲချောင်းဆိုးနေပြီလားမသိပါဘူးမဆိုးပါဘူးနေလဲကောင်းနေပါပြီရေခဲမုံနေစားထားပြီးတော့ရေကြာကြီးချိုးလိုက်ရင်တော့ဒီညချောင်းဆိုးမှတေးကြပါ යි နောက်နှစ်ပတ်နေလို့ရှင်ဆောင်ပွဲရှိတော့ပြောတယ်ကလေးကိုမမေခေါ်ထားပြီမလားဟုတ်လားမမေကိုတော့ဘာမှမပြောပါဘူးခလေးနဲ့လည်းစားလို့တက်တယ်လို့တော့ပြောပါတယ်နောက်နေ့ကလေးလာခေါ်တော့မှမမေမေးကြည့်လိုက်ပါဦးတားနဲ့ဘူးလေးရမ်းပြထားကြလားမဟုတ်ပါဘူးမမေအမြဲလိုသတိထားပြီးတော့စကားပြောနေရဆိုပြီးအခုတော့အမိခံလို့ဖြစ်သွားလို့ပြောမရောမှခေါင်းရမ်းလိုက်ပါတယ်ရံမပြေးကြနဲ့နော်တားကကြီးလေပြီးတော့ပေပေဟာအယုတ်ကကြီးပါလားအယုတ်ပတ်ပြီးတော့ပြေးထွက်လာတော့အနားကိုသွားပြီးမှစောင့်ညောက်ထားပြီးလက်ထက်အယုတ်ကိုကင်ကြည့်လိုက်ရပါတယ်ကလေးကနိုင်ရဲ့လားဟာတော်လိုက်တာကွာဖေဖေတော့မနိုင်ဘူးနော်အယုတ်ကြီးကိုပိုက်ပြီးမှအခန်းဘက်ကိုပြန်ပြေးရခါမှပြုံးလိုက်မိပါတယ်အေးပါကွာလာပါမယ်မင်းဖေရောက်နေငါသိပါတယ်ကွာဖေဖေကိုလက်ဆွဲခေါ်လာတော့ထိုင်နေရထိုက်ရလိုက်ပါတယ်မိုးများတော့မင်းဆိုင်ရဆင်းပြေးလာဟိတ်တယ်ပြေးပါရဲ့ဖေဖေအေးလေဒီမျိုးကဆိုင်ငယ်နေပဲသွားလာနေရဆိုမင်းဆိုင်ရဆင်းပြီးမှာပါဆိုင်ငယ်အပိုးပြည့်စုံရေးချောင်းမို့ဆိုင်စားဖွင့်တော့ဖေဖေကလုံးဝမကြက်ခဲ့ပါဘူးရှားရိုးကြီးရဲ့သူမို့ဈေးရောက်နာလူပေါင်းစုံနဲ့ဆက်ဆက်မျိုးအချောင်းဝယ်လုပ်ရတာရှက်စရာကောင်းတယ်လို့ထင်ထားတာပါဆောင်းဝဲဝင်ပြေးပြီးလို့ရှင်ရာရိုးကြီးနေရာတခုရအောင်ဖန်တီးပေးနိုင်တယ်ဆိုပြီးကိုရဲကညင်လိုက်တော့ဖေဖေကတော်လေးကိုစိတ်ပြက်စိတ်ကုန်နေတာပါအခုတော့လည်းနေသားကြနေကြပါပြီမင်းတို့ဟိုဘက်အိမ်သွားလို့ရှင်မုန်းထက်ယူသွားအောင်ဒီနေ့မင်းမီကခောက်ဆဲချက်တယ်လေဟုတ်ကဲ့ပါဘိုးဘိုးအေးပြောနေဖို့ပိုင်ရှုပ်အေးပါဖိုးဖိုးဝယ်ပေးထားလေကြိုက်တယ်မလားကြိုက်အယုတ်ကိုပိုက်ပြီးမှကောင်းညင်နေရောပါးပေါ်ကပကြံလေးကခောက်ဝင်နေပြန်ပါ යි အတိတ်ကတစုံတယောက်ကိုဖြတ်ကနေပေါ်လာတော့ရှင်လည်းမှစိတ်ကနေဖြစ်သွားပါ යි မင်းညနေမှပြင်ရရဆိုဆိုင်ပိတ်တာနောက်မကြစေနဲ့လေဝိုးများပြီးတော့လူလေးပြက်တယ်ဟုတ်ကဲ့ပါဖေဖေကစကားတကုံပြောလိုက်ပြီမေခလေးကြောင့်စကားစပြက်သွားပြီးမှသူလေးပြောသမျှသာနားထောင်ပေးနေရပါဖူဖူကဆောင်းဝဲဖြီးပြီးလို့ရှင်တော့စတင်ခြင်းလေမင်းတဘွားရောသူလို့ချင်တာလုပ်ခိုင်းထားပါ යි ကျောင်းဆရာမလာမပေးမမိမယ်လေပေးမနာပါပဲငါတော့စေးစားအောင်လို့ပြောတာတယ်
သူလှုပ်ချင်တာမူလာတဲ့ကြောင်ကကြောင်ဆရာမစွာနေအတူနေမအောင်ရွှေတို့တော့မှစာသိမ်းပေးရလိမ့်မယ်ဖေဖေကကိုကိုဦးကြည့်ပြီးမေးလာတာဘာကြောင့်မလဲသိပါတယ်ခင်မိုးယောက်ျားတယောက်နေသူ့ဘဝတက်လောက်ဘာမှပိတ်ပင်မတားဆီးဘူးလို့ပြောထားပေးတာပါသုံးမိပါရလဲကြိုက်ပုံမပေါ်ပါဘူးသူ့ဖေကတော့တင်မပေးနဲ့လို့ပြောထားတယ်အလုပ်တစ်ခုကမစခင်မှာစေးစားတယ်ဝင်တဲ့လောက်ကပိုးဆိုးတယ်အခုဝင်ခုတက်မရအောင်ဟုတ်ကဲ့ပါကျွန်တော်သေချာမေးလိုက်ပါမယ်ဒါဖြင့်မင်းကလှုပ်စေချင်တာလားသူလှုပ်ချင်တော့လှုပ်ခိုင်းတာပါအေးလေဒါဆိုလည်းသေချာစဉ်းစားဆုံးဖြတ်ပြီးလို့ရှင်ကပြန်ပြောဟုတ်ကဲ့ပါပို့ဘာလဲကွာမို့မင်းမို့ကလေကွာပြောနေရပဲပါဇက်တဲ့ကဝါခွန်နေရကြလို့ဟုတ်တယ်ကိုကြီးဖူလီယာတို့အလိုခွန်တဲ့တာကိုမှတ်ထားပြီးလိုက်ခွန်နေရပဲဟာလူဆိုးလေးမိဘနှစ်ယောက်နဲ့ကလေးတယောက်ကိုငေးကြည့်နေပြုံးမိသွားတာပါကျင်မွားသွားတဲ့အတိတ်ပိုင်းစားရတဲ့မှာအပျော်နဲ့ပြုံးနေအများကြီးပါဝင်သွားခဲ့တာပါခံစားချက်တွေကိုမြင်းမျိုးလိုက်ပေမယ့်တပတ်ကိုတရက်လောက်တော့စိတ်ကပြောင်းလဲဖြစ်ပါတယ်ကလေးနဲ့တူနှစ်ဖက်မိဘရဲ့အိမ်ကိုလဲပတ်တာစိတ်ကိုတက်တာစီမမေဦးနဲ့ဓမေးစားပြီးတော့ကြားရုံပြီနောက်တင်ကိုသွားလိုက်ပါတယ်အမလီချစ်လိုက်တာမွှဲနေရပဲတော့ဖွားဖွားရဲ့တနခါလူပေးလိုက်တာမဟုတ်လားမလီဖူဖူကတော့လည်းကြောတင်တာမဟုတ်ပါဘူးမုံဟုတ်လားဘာမုံလဲတာရဲ့မုံပါလားဟိုမမေတို့ခောက်ဆွဲချက်စားတော့ထည့်ပေးလိုက်တာပါလက်ထက်အကြရောအတေးဆွဲယူနေရောအပူထီသားမကိုသတိထားပြီးမှပြန်ပြေးလိုက်ရပါတယ်ကြည်စံအတက်ကလေးဟာဖွားဖွားခောက်ဆွဲထည့်ပေးလိုက်တာတွေ့လိုက်တယ်ပေါ့လေဟုတ်လားအဖွားဖြစ်သူကပါအောင်နန်းနေခါမှာမျက်လုံးတွေမိတ်တဲ့တီကိုသဘောကျရင်းနေပါတယ်ဖူဖူကကလေးကိုဘာလေးပေးသည်လဲရုပ်ပေးရုပ်အရှုပ်ကိုတတိယသွေးပြီးတော့ခေါင်းလဲရှာတဲ့ခါမှာရှီမီထားပါတယ်မိုးရွာနေလို့ထားခဲ့လေနေပြန်မှယူမယ်ဟုတ်လားမနေ့ပြန်ယူလာခဲ့နော်မမဆိုရဲ့အော်မိုးဆိုသေးရဲ့ပေါ့တတရောဆိုသွားသေးလားဟူးဆိုရဲ့အော်ဝိုးနေတော့ဆိုတာပေါ့ဟဲဒါဆိုရင်တော့ဒလန်းနေကဘဝစီကိုမုံတိုင်းဖြတ်ပြီးလာခဲ့ရပေါ့မလီအေးပါတက်ကလေးရဲ့မြေဖွားနေရာကိုထားခဲ့လိုက်ပြီးတော့လက်ထက်အကြောင်မိဖို့ခန်းထဲကိုယူသွားလိုက်ပါတယ်ဘဘကဆောင်ဝဲပြီးလို့ရှိရင်တင်းနဲ့တက်မယ်တဲ့ဒါလုံးဝခွင့်မပြုနဲ့နော်ပြောစရာစကားပျောက်ဆုံးနေလို့ခဏငြိမ်သက်နေမိတာပါဒါစကားဆိုတော့နားထောင်ပါပါလက်ကားပူတွေရှောက်လို့နေရမတက်ခိုင်းနဲ့ဟိုသူတက်ချင်နေရတက်ခိုင်းလိုက်ပါလားမေအမလီမဖြစ်ပါဘူးသူ့ကြောင့်လေတားတည်ရတာနေသူလှုပ်ချင်တာလှုပ်ခွင့်ပေးထားပြီးသားဆိုတော့မပြောမိတော့ပါဘူးဟေးရပပူလေးပဲမေးစားမယ်ဆိုထည့်လိုက်မယ်လေအေးဒါထည့်လိုက်လေပကံတခုတည်းကိုခောက်ဆွဲထည့်ပြီးမှဇွန်းတက်ကဟေးနည်းနည်းစမ်းမိလိုက်ပါညီဘိုကြောင့်ကျင်းနေတယ်မှာပစ္စည်းတွေအများကြီးတည်းဟာရုပ်သည့်စီချက်တွေကိုရှာဖွေရသေးရပါပကံစင်မေးရနေကတ်ထားတဲ့ပုံစီကိုအကြည့်ရောက်သွားတော့မှနှလုံးသားစစ်ကနေဖြစ်သွားတာပါပချိုင်နဲ့နဲ့တွေနဲ့ရွန်းလိမ့်နေဖုလိမ့်နှစ်ယောက်သားဖက်ရဲ့သားနဲ့ရင်းနေကြတာမတွေးရကြရဖြစ်တဲ့အတိတ်တွေဟာလုံးထွေးပြီးတော့တွေးတဲ့ဝင်လာဖြစ်ပါတယ်ဒါဘာရှာနေရလဲမီးရမှောင်နေတော့တွေ့ရလားဟိုတွေ့ပါရဲ့မေဒီလိုလာပိုင်းမိုးရိရွာတိုင်းမှာအတိတ်ဆိုးတွေကအသစ်ဖြစ်တဲ့သားရဲ့အိမ်မက်ဆိုးတစ်ခုလိုပါပဲဟိုဒီမှာထည့်ပြီးငရုတ်တီးကတော့ဂျန်နေပါလို့လိုက်ရှာနေရမေအော်ငရုတ်တီးဆက်တာလည်းမစားနိုင်ပါဘူးသားရဲ့လာပကုံးပို့ပြီးတော့ခွဲခွဲလို့ခြေလန်းနေဟာအိမ်ရှိကိုပြောင်းလာပြီမေစိတ်ကတော့အတိတ်စီမှာသာကျန်နေခဲ့ရပါအဲ့ဒီချိန်တော့သူပြောတာကိုနားမလည်ခဲ့ပြီမေအခုတော့ကောင်းကောင်းနားလည်နေပါပြီမဟုတ်တဲ့စူးစူးညံနေတဲ့ကြားထဲမှာစကားပြောနေအောင်လေမကြားတစ်ချက်ဖြစ်ရပါတယ်တတိထားမောင်းနော်ဟုတ်ကဲ့ပါကလေးပါလို့မိုးရီထဲမှာရှောက်မသွားတင်မှန်ကိုသိပြီမေအိမ်မပြန်ချင်သေးလို့လည်းဖေးစာခေါ်သွားမိပါတယ်လက်ဖေးဆိုင်မှာကလေးတယောက်နဲ့ထိုင်းနေတာအထူးဆန်းဖြစ်ကြပြီမေတိတ်မကြခင်မှာပဲရိုးသွားတော့တာပါကလေးပိုက်စာလားချာဟာခောက်ဆွဲချခဲ့တော့မှစားရပဲလားကွာဖလက်ကရေစုံနေလို့ချုပ်ပေးလိုက်ပြီမှာနှွေးနေကပေါမော်တေးချီပြီးမှပွေ့ပတ်ချလိုက်ပါတယ်လက်ဖက်ရည်ပူပူထဲမှာနံပြားနှစ်ပြီးတော့မှထုတ်ပြီးအေးခံပြီးတော့ခေါ်လိုက်တော့လဲစားတာပဲအမေတူသားလေးတို့စိတ်ထရာပြောလိုက်ပြီမေနှုတ်ကတော့မထွက်နိုင်တော့ပဲခေါင်းလေးကိုငုံနှမ်းလိုက်မိပါတယ်ဟဲဘလို့ဖြစ်တာလဲဖူးဖူးရေဘာဖြစ်လို့လဲတကူလုံးကိုဆူရွှဲနေရပဲနေကောင်းခါစားမိုးဆူခိုင်းရလားဟဲ့စပွဲတောင်အထိုင်ကောင်မှာဝင်ချလိုက်ပြီးမှဆိုင်ငယ်အိုတိုကိုချွတ်လိုက်တော့စိုးနေတဲ့ရဲ့စပင်တွေကလုံးထွေးပြီးပြိုကျလာပါကောင်းလျှော်ထားလို့ပါဟိုကမရွာဘူးထင်လို့လေလမ်းချမှရွာတော့ပဲတက်နိုင်မလဲနင်တော့လေဖြန်းလေအောင်မေ
ဖျားထားတာကိုကောင်းလေးလျှော်တယ်မိုးရီလည်းချိုးသေးတယ်ဖျမ်းပါစေငါဘာဖြစ်ဖြစ်ဝမ်းနေသူမရှိတော့နောက်ဆန်တေးကြလည်းမလိုပါဘူးဖြစ်ရပြန်ပြီဘသူ့မကြည့်မနဲ့ဖြစ်ပြန်ပြီလေဘသူနဲ့ရန်ဖြစ်လာပြန်ပြီလေမဖြစ်ပါဘူးမှန်တိုင်းပြောနေရလေငါနေရာမှာဒါမမသားဆိုတော့တိန်လုံးကဝမ်းမျိုးစိုးရင်ကြမှာပဲငါတော့တီလဲမတူနေလဲမတူပါဟဲ့မမယူကတူးမလားသူကမထင်ထားပဲနေလက်ဖက်တော့ချင်းစားတပွဲဆက်ဆက်လေးလုပ်ပေးပါမကြားချင်တော့တဲ့စကားကိုနားမထောင်ချင်တော့လို့လက်ချောင်မျိုးမှာလက်ဖက်တပွဲကိုခက်ကျဲပဲမှာလိုက်ပါတယ်ကိုကြီးထက်နေရရံပြစ်ကြကြပြီလားသူနဲ့ရံဖြစ်တယ်ဆိုတဲ့စကားကိုသုံးလို့မရပါဘူးသူကတက်မှမရှိတာအေးလေဟိုကဘလောက်ပဲအလျှော့ပဲပြီနေရဒီနေ့မှမသိတတ်ပါဘူးပန်းနုနုရဲ့စကားကြောင့်လည်းမျက်ကုံးတွန်သွားပြီးတော့အရှိအရင်မျိုးကိုဆွဲယူလိုက်မိပါတယ်ရှင်နွေးကွက်ကိုရင်နည်းနဲ့ရေဆေးပြီးတော့ဘေးမြောင်ပတ်ကနေမစင်မကျင်ပတ်လိုက်မိပြီစိတ်ထဲမှာနေမှမသက်သာသွားပါဘူးတလောကလုံးကလေသူကသေးခံနေငါဆိုရလို့ပဲတွေးနေကြပဲမဟုတ်လို့လားမဟုတ်ပါဘူးအေးနေရတန်မိုးမှမသိတာယောက်ျားကောင်ရှာထားလေဆိုရယောက်ျားဘယ်လိုမှမသိတာဖြစ်မှာပေါ့ဒါဆိုလေဆိုရယောက်ျားတရားလို့ထည့်ယူကြည့်တယ်နေဘာဖြစ်ဖြစ်လေအသက်တော်ပါအောင်ပါပဲနင်တို့ပြဿနာကိုအဖြေရှာဖြေရှင်းမြို့မှာပျော်ရွှင်နေကြပါတော့လားဟာသူ့အတွက်ပြဿနာငါကိုယ်တိုင်ဖြစ်နေပြီရောငါအတွက်ပြဿနာလေသူ့ကိုယ်တိုင်ဖြစ်နေတာအဲ့တော့ငါတို့တူတူရှိနေတူရတော့ဘယ်သူမှပြောကြမှာမဟုတ်ပါဘူးရှင်လေးကိုခွက်ထဲလောင်းထိန်နေဟာသားတကူလို့ပြောလိုက်ရပြီမေနည်းနည်းလေးမှတော့မရည်ရပါဘူးဘယ်သူမှလည်းမရည်ကြပါဘူးဒါဆိုလဲကွာရှင်းလိုက်တော့ဟာနေစိုးသမျှကိုနားလေတီးခံပေးနေတဲ့လူတယောက်ကိုတော့နေကနိုင်ကျင်လာလုံးနေလေနေကိုကြိုက်ခဲ့ရတွေ့ခဲ့ရရီးသားဟောင်းနဲ့နေရောက်လာကြတယ်ဟာနေနဲ့တွေ့ဖို့ချိန်မရပြီငါနောက်တိုက်ရသိလားတမီချိန်လာမဟုတ်ပါဘူးငါဆိုင်ငယ်ငါ့ဖို့ထွက်လာပြီသူလည်းလမ်းတရားထွက်လာနေကြုံသွားလေမိုးလဲများနေရောလိုက်ပို့ပြီးမဲဆိုတာလက်ခံလိုက်ကြသူလည်းသူ့ကောင်မလေးနဲ့ယူတော့မှာပဲစေကျော်တက်တော်ရီးသားအောင်ငါပြန်တွဲပါမလားအေးကိုကြီးထက်ကနားလဲပြီးရဲဆိုပြီးဒီလက်နေထိုင်စင်ရင်းတင်နေတော့သူတဝင်တိုမယ်လို့ထင်လို့လားငါစမ်းကြည့်ပြီးပါပြီသူကငါနဲ့ပတ်သက်လို့ရှိရင်ဘာခံစားချက်မှအောင်မရှိတာလူသားရပြီးတော့နှလုံးသားအောင်မရဘူးဆိုတဲ့စကားကိုငါဟာတာလို့ပဲတွေးခဲ့မိတာငါကိုယ်တိုင်ရေဆိုင်ရတော့မှအတော်လေးကိုခါတန်မှန်းသိတာချာမဲ့လေလေငါလိုမျိုးချစ်မိသွားတကယ်ဝကြွေးပဲသိလားပန်းတို့ငါရက်ခံစားရတယ်အတန်လေးတုံရင်ပြီးတော့လေချောင်းတစ်လျှောက်အခွဲသွားလို့ခံစားတဲ့အခါမှာမျက်နှာလွှဲလိုက်ပြီမေရိပ်ရည်တွေကြွားပါပြင်မော်လေးစေးကြကုန်တာပါမိုးစက်တုံငေးချင်တ िश ူစာနဲ့မျက်လုံးပို့တော့နေတဲ့ငွေချင်းဖြစ်သူတနာကိူနာဖြစ်တယ်လို့ပန်းတို့လည်းတပြင်းချလိုက်မိပါတယ်ဖူးလေရေးဆိုရငေးတင်ငယ်ချင်းဟာအခုလိုမျက်ရည်တွေနဲ့နည်းမှမလိုက်ဖက်တဲ့လူတစ်ယောက်ပါငေးစင်နေကအတက်နေမှာရုပ်ကလေးနဲ့တူလို့ဆရာမတိုင်းကချစ်ကြတယ်ဆရာမတွေချစ်ကြလို့စာလဲတော်ပြီးစူဝေးပွဲတွေမှာစုတက်ယူရတယ်ကျောင်းမှာအခမ်းအနားရှိလို့ရှိရင်အရှုံးမှလေးဖူးလေရပွဲထွက်ပြရတယ်ပန်းကန်ရတယ်လို့စုကန်ရတယ်အခမ်းအနားမှုဖြစ်တာမှတာဝန်ယူရသေးတာအလေတန်းရွယ်မာတွေကအတန်းကြီးတွေရောအတန်းငယ်တွေရောပန်းတော့တစ်ဆင့်စာပေးခိုင်းကြသေးတာဖူလေရာမာနလည်းမကြည့်တဘောမနှောလေးလည်းကောင်းတော့လူချစ်လူခင်ကတော်တော်လေးကိုပေါ်တာပါအတန်းထဲမှာစားတော်ပေးမယ်လေသူ့ကိုကြည့်မရတဲ့သူကခက်ရှားရှားပါကိုရီလိုပြည့်ပြည့်တယ်ဆိုရမျက်နှာသားမျိုးတာမှာဖူလေရဲ့နားကိုရှားလို့ရှိရင်မိမိသွားတာပဲပုံဖော်စရာမျိုးတဲ့မျက်လုံးဝိုင်းဆက်နေမျက်ဝန်းနေမှာကိုညိုထူတယ်လှပါတဲ့မျက်တောင်လေးကြောင့်လေအရှုံးမှမျက်လုံးလေးနဲ့တေစားခံရတာပါနှာရန်ပေါ်ပေါ်အောင်မှာပူပူလုံးလုံးနှကန်းပါလေးတွေဟာနိုင်ကလေးတငယ်ချင်းတွေတော့မှသဘောကျစရာနန်းကျင်စရာလို့စားရတဲ့တီကိုလှပလွန်တာပါပါမမို့လေးတွေကပြုံးလိုက်တိုင်းမှာမိုးတက်သွားလို့ပချိုင်နဲ့လေးရလေအလှတရားကိုပိုးပြီးမှတိတာဖြေးပေးသေးရပါမြင်သူတကာငေးရတဲ့တဘာဝအလှတရားနဲ့မျက်နှာမျိုးပိုင်ဆိုင်ထားတဲ့သူမို့ကျွဲရဲ့ယောက်ျားရဲ့ချစ်ခင်ကျင်နာမှုတွေကိုတဝဲတစ်ပတ်နဲ့ပိုင်ဆိုင်ရသူလေးဖြစ်ပါတယ်ငယ်စဉ်တစ်လျှောက်မှာအမြဲတက်ကြွတောက်ပနေတဲ့မျက်ဝန်းလေးတွေဟာမျက်ရည်တွေနဲ့တကယ်ကိုမလိုက်ဖက်တာပါမိုးရွာလိုလူရှင်းနေတဲ့ဆိုင်ထဲမှာထိုင်းနေပြီမေဆိုင်ရှင်းလိုယူစားရလူတချို့ဟာသူမလာအောင်ငေးကြပြန်ပါတယ်ပြီးရင်ဒီကောင်မလေးကတော်တော်ချိုးတာပဲလို့မှတ်ချက်ပြုရလိမ့်မယ်အိမ်အောင်ရှိရလို့မတင်ရတဲ့တီကိုနုနေစွာလှပနေတဲ့သူမကိုပိုင်ရှင်ကစိတ်မပူမေပန်းတို့ကတော့စိုးရိမ်စိတ်ပူနေမိရပါအားကြောင့်လဲစုံပြီးကြုံမိနိုင်မှာသူကစိတ်ညစ်စရာပြောမိရပါယောက်ျားတွေရဲ့ချစ်ခင်ကျင်နာတက်မှတ်မှုရရှိခဲ့တဲ့တငယ်ချင်းဟာအိမ်တော်ကြီးကြမှာတာပင်ပန်းနေလို့ပါပဲအိမ်တော်ပြုတ်တယ်ဆိုတာလွယ်လွယ်ကူကူပြုတ်ပြင်မရနိုင်တဲ့အဖြစ်မို့ပျော်ရွှင်နဲ့ရှေ့ဆက်စေချင်တာပါလက်ဖက်ရပြီတီရှူးနဲ့နှာခေါင်းပို့တိုက်တော့လိုက်ပြီးတော့မှနောက်ထပ်တီရှူးတစ်ရွက်ကိုယူပြီးတော့မျက်နှာကိုပို့တော့နေပြန်ပါတယ်
ကိုရိုင်းကမိတ်ကပ်ရွေးမှာဆိုလို့အစားစားရင်နောက်မှတတိထားနေရပါမယ်သူ့ရဲ့ငကိုမူလာမျက်နှာမိတ်ကပ်လိမ့်ထားတဲ့ကိုတက်အများကြီးပြေဆုံးလှနေတာအားကြစရာပါပဲလက်ပကံကိုရှေ့တိုးပေးလိုက်ပြီးတော့ကြက်တုံပြိုအဖွာလေးတွေယူပြီးဖြည်းဖြည်းချင်းပဲအခွာနာပြမထည့်ပေးလိုက်ပါတယ်ဖူဖူဘာယူအောင်မလို့လဲနေရရမ်းလာလေငါစိုးရင်နာမှားလားအပြိုလောက်တော့ပဲလှမလဲဟာငါတကယ်ပြောနေတာနေရလေနုနုငယ်ချစ်စရာပုံစံလေးဖြစ်နေအောင်အနေများတယ်နေနာကိုကတ်လာယောက်ျားတို့လက်မခံနဲ့နော်အေးမငါမှကိုကြီးရှိတာပဲဘာလို့ရှုံမှာလဲမဟုတ်ဘူးလေကြောက်မှဖြစ်ဖြစ်အခုလိုလမ်းမှာဖြစ်ဖြစ်ပေါ့ဟာအတိမ်ဟောင်းအဆက်တင်လေးပြင်ပတ်သက်ဖို့ပြောတာပါအေးပါဆိုစိတ်ချသူတဝင်တော်ကလည်းလုံးလို့မရပါဘူးသူမငါ့ကိုမချစ်တာအဲ့တော့ငါလည်းပင်မကန်စိတ်ရှုပ်ခံပြီးတော့ဘယ်ယောက်ျားနဲ့မှမတွေ့ပါဘူးစိတ်ချဟုတ်ပြီလားအေးပါအတော့ပြန်ကြည့်ဥစားအောင်နော်ကိုကြီးတာနေစိတ်မျိုးနေရှိလို့ရှင်ငါတေးပြောပါပြီငါဆောင်မွေးရှိလို့လိုက်ပို့ပြီးပါလို့ပြောတာဆိုင်ငယ်ငားပြီးမယ်လေငါကလေဖူးလေကြီးဆိုရယ်ဘဝတော်မှာမုန်းမိတယ်ငါဆိုးရယ်ပဲပြောကြတာငါဘွားဘလောက်တောင်မှပေးဆက်ထားရလဲလို့ဘယ်သူမှမတွေးပေးကြဘူးအားကြောင့်လေကိုရင်းချက်ပါနေကိုအများကြီးလူလိုက်ပေးရလေဘာမစိုးနေတဘောနေစနာဦးကြီးပဲဦးစားပေးတယ်နင်းတော်ဆိုးနေပြီမဲ့သူသိခံပေးနေတာပဲကိုရင်းချက်ပန်ကြောင်ငါမသိရမလို့နင်းသားလေးမလာလို့ရှိရင်ကိုလုံးစီပြပြီလက်ဖက်ပကံထဲမှာငရုတ်သီးစိမ်းကိုချိုးထည့်လိုက်နေတဘောကြလို့အတန်ထွက်ပြီးတော့မှရှိနေမိရပါကိုပန်ကိုလန်ထောင်းနေဆိုတာအရင်ဆုံးကိုကအဆက်ကွဲရအောင်မဟုတ်လားကြော်လဲပြမနေတော့ပါဘူးတလောကလောအမှန်ဖူးလေးတကောင်နေရမှာဒါနဲ့ပန်းတို့နေ့ကောင်လေးနဲ့ရောစင်ပြေရလားအဝေးမှာဆိုဖုန်းနဲ့ပဲဆက်သွယ်ရှိရပါသူမဘူးဆိုရင်ရုံမိလိုက်ရတာပဲတန်တရားရည်နဲ့ပိတ်လောင်ပြီးတော့တခါလေးလဲလျှော့ပြချင်မိတယ်တခါလေးကြောက်လေတည့်ရက်တီကိုစုပ်ကန်ထားမယ်လက်တီလို့ရုံမိပြန်ပါတယ်ငါဘက်ကတော့တစ္ဆာမပြတ်ဖို့ဆုံးဖြတ်ထားပဲလေသူဘက်ကတော့သူပြောတာကိုယုံရတာပဲနင်တို့လေးနေပြည့်တော့ငါတရိယာတည်နေအဖြစ်မပေးရလို့ငါတစင်ပေးခိုင်းတာအထင်လေးလွဲကြသေးရလေဟုတ်ပါရဲ့ခဏလေးလို့ပဲလေးနဲ့ပြည့်ရင်ဘာမှလည်းမတူးပါဘူးအနမ်းလေးတော့မှမပေးရပါဘူးနင်တို့ကဝေးမှနေကြရပဲငါဆိုအနီးလေးမှနေပြီးတော့တခါမှတီးခုတရားနဲ့နဲ့မခံရပါဘူးရှော့ပြောစမ်းမှာဟာယုံကျင်စရာကြီးပန်းတို့ကမယုံတော့ဆက်ရှင်းပြနေတော့ပဲလက်ဖက်ဆက်တွေကိုတစုံထပ်ခတ်ပြီးတော့စားလိုက်ပါတယ်တငယ်ချင်းတွေနဲ့တွေ့လို့ရှိရင်ရုပ်ပွဲတိုင်းမယ်လို့တွေးထားပြီမယ်ကိုလုံးကြီးပဲဖြစ်နေရပါဘသူမှမမာပဲနဲ့ကိုကြီးပဲမှားတာဆိုလေငိုမပြတာအကောင်းဆုံးပါပဲဘာရင်မဟုတ်ပဲတယောက်တည်းမနေချင်လို့တငယ်ချင်းနဲ့တွေ့ဖြစ်တာဖူးရဲ့အတွင်းကြီးစင်တင်ငယ်ငယ်တွေကညီမလို့ရင်းနှီးရဲ့တငယ်ချင်းဟာလေပန်းတို့တယောက်သာရှိရပါဆရာမလုံးမဲ့ကိစ္စကိုတိုင်မင်းတော့လေမိသားစုညီတို့ကန့်ကွက်တာပါပဲပူပိုင်ရှင်လူကြီးကတော့ဖူးလေးသဘောပဲတယ်အမှန်တော့ဆရာမလုံးဘလို့သူစိတ်ဝင်စားပါဘူးသူစိတ်ဝင်စားတဲ့အခန်းကဏ္ဍမှာဖူးလေးကြီးဆိုမပါဝင်ပါဘူးဖူငါလိုက်ဖို့မယ်နော်ဆိုင်မှာပတ်စံရှင်းမိရနဲ့စိတ်မချဖြစ်နေတဲ့တငယ်ချင်းဟာအန်ရှိတူလိုက်ဖို့ပေးခဲ့ရပါခြံတကားကိုဖွင့်ပြီးဝင်းလိုက်နေအပြားတော့ပိတ်ထားတဲ့တန်တကားကြောင့်လေဝမ်းနေဆက်ကတိုးဝင်လာပါတယ်တော့ဖွင့်ပြီးတော့စုပ်ဘက်ကအတွင်းတကားကိုထပ်ဖွင့်လိုက်တယ်မိုးဆူဆူနဲ့ကြကြနေခဲ့ရကြအောင်မချမ်းမိမဘာကြောင့်မှမသိမနဲ့ကိုခန္ဓာကကြုံငင်ဖြစ်လာပါတော့နေရာမှာချိတ်လိုက်ပြီးတော့အခန်းထဲဝင်ပြီးအဝယ်စားဆူလိုလေးလဲပါတယ်အနွေးရဲ့ထူထူဝစ်ပြီးတော့မှအဝယ်ဟောင်းတွေကိုချင်းတဲ့ထဲကိုကြည့်လိုက်ချိန်မှာပြောင်းတလေးဖြစ်နေရပါရှိုးရှင်နဲ့အိမ်အောင်တဲ့ဘဝမှာဆိုတော့အခုလိုယောက်ျားဖြစ်သူကကိုယ်ဝယ်စားကိုရုံဝစ်တာအခုလိုတိတက်နေရောကောင်းတာဘောလို့တွေးကြလိမ့်မယ်ဖူးလေးနဲ့ဟိတ်ထက်ပိုင်းတို့အိမ်အောင်ကြီးကတော့မတူပါဘူးသူနဲ့ပတ်သက်တဲ့မြောက်လှုပ်ပေးကြမလို့သူဇနီးလို့မတက်မှတ်ထားဘူးလူမြေကောင်းအောင်ထားတဲ့ဟန်ပြဇနီးပါပဲနောက်ကွယ်မှာဘလို့ပတ်သက်ဆက်နေမှုမျိုးမှလက်မခံဘူးဆိုတာဘယ်သူကသိမှလဲအနှွေးတဲ့အင်ဂျီရဲ့လက်ပြားတွေကိုဆွဲချလိုက်ပြီးလက်ချောင်းတွေကိုပါကွဲဝဲထားလိုက်ပြီးတော့ကလေးမလဲလိုက်မိပါတယ်အင်းအောင်တဲ့ဘဝမှာအမျိုးမျိုးသောစမ်းသက်ခြင်းတွေနဲ့ကိုကြီးရဲ့ချစ်ကိုရှာဖွေကြည့်ပြီးပါပြီတဝန်တိုအောင်လို့ကျောင်းကယောက်ျားလေးတငယ်ချင်းကိုအပို့ကျိုလောက်ခိုင်းမိမယ်သူကဘာမှမပြောပဲနဲ့မင်းရပါရက်တယ်ယောက်ျားတယောက်ရဲ့နှလုံးသားမှာအစာရည်ရှိတတ်တယ်ဆိုလို့ဟင်းမြမျိုးပြင်စေချက်ပြုတ်ပြီးတော့အတူတူစားဖို့စောင့်နေမိပြီမယ်အငတ်နေလိုက်ရတာများပါတယ်ဇနီးဖြစ်သူမစားသေးဘူးဆိုရင်သူကမစားတော့ဘဲနဲ့ဇနီးဖြစ်သူကစားပြီးပြီဆိုတော့သူတယောက်တည်းမဖြစ်စလောက်ဝင်စားတတ်ပါတယ်ခင်မွန်ဖြစ်သူကိုအိမ်မြန်ထမင်းစားစေချင်လို့တယောက်တည်းထမင်းစားရင်စားမစားရင်အငတ်နေလဲရနေပေါင်းလည်းမနှဲပါဘူးတိမ်ထဲမှာနေပြီးတော့တစပွဲတဲ့အတူတူထိုင်စားခွင့်ဆိုတာလေရေရာမရှိခဲ့ပါဘူး
မနေ့6 နာရီခွဲကနေထွက်သွားတဲ့ခင်မွန်းဖြစ်သူဟာဘလို့အကြောင်းကြီးငယ်ကိစ္စပဲဖြစ်နေပါစေည10 နာရီမတိုးမချင်းမှာအိမ်တကားကိုပြန်မွေးခဲ့ရနေသားကြနေပြီဇနီးဖြစ်သူတနေ့ကိုဘလို့ပဲနေနေဘယ်မှာပဲနေနေသူကိစ္စမဟုတ်တယ်လို့ပါပဲအရေးကြောင်ဆိုရင်ဆက်သွယ်ဖို့ဖုန်းနံပါတ်ကစားဘလို့ထားရလူဟာကို့ကိုတိတ်ကိုလိုလိုက်ခရူးဆိုင်တယ်ဆိုပြီးပြောရတဲ့သူတွေကိုသူဘလို့မှနားမလည်နိုင်တော့ပါဘူးအိမ်မြန်ရောက်လာလို့ရှင်သူ့တာဝန်ရှိတာဆိုရင်ပြောခံစားသမျှကိုပြောလူချင်းသမျှကိုပြောသူနားထောင်ပေးပြီးတော့မှကြောပေးပြီးတော့အိပ်ရဝင်တာလင်မယားဆိုရယ်ပတ်သက်မှုမေးနေမှာဆိုလို့ဇနီးမောင်နဲ့ပေါင်းတင်မှုကိစ္စမှာတော့မှကိုဘတကသာစတင်ပြီးတော့တောင်းဆိုရတာပါဘဝကဘလောက်တောင်မှစိုးလိုက်လေဖူလေကြီးဆိုတာအယုံမလေးနဲ့တူရဲဆိုပြီးလူတိုင်းကပြောကြပါမယ်တကယ်လက်တွေ့မှာအယုတ်တူလို့ခံစားချက်မရှိရလို့အိမ်အောင်ဘက်ဖြစ်နေရွေးချယ်ခဲ့မိတာပါရှောက်ကြတဲ့အလိုလိုက်ကျင်တာလူချင်းတက်မှတ်ခံရတဲ့ကိုဟာလက်ထပ်ပြီးကြရကိုဘက်ကတောင်းဆိုမှသာခင်မရရှာမြောက်တဲ့ဖြစ်ကလူเจ้าမကောက်ရှက်စရာကောင်းပါတယ်မင်းကငါလက်မထက်ချင်ဘူးဆိုတာပြောပြီးသားရဲ့ဖူလေကြီးဆိုတာမင်္ဂလာဦးညကြားခဲ့ရတဲ့သစိမ့်စံတဲ့စကားတခုအချင်းအကူစားပြောင်းလဲလိမ့်မယ်လို့ထင်ခဲ့မိပေမယ့်မျော်လင့်တယ်လို့ဖြစ်မလာခဲ့ပါဘူးကိုရိုင်းကသာအချင်းကြားလေးမြစ်တာတရားဆွဲပင်လေးမှာနစ်မြုပ်လေးဖြစ်နေတာဘလို့ပဲပေးဆက်ရပါစေဒါတွေပဲရင်းနေရပါစေဘာမှမထူးကြိုက်မယ်သူ့နားမှာပဲဆက်ရှိနေကြတာအဝေးကိုမသွားနိုင်ဖြစ်နေတာမရနိုင်မှန်းသိလေအယူမှုတောက်တာလေတစ်ဖက်ကအေးဆက်စိတ်ကလေတစ်ဖက်ကမြင့်မြတ်လို့ချစ်မိနေတစ်ဖက်ကပြေးလေတစ်ဖက်ကပိုလိုက်လေဘယ်တော့မှနီးစက်မှလဲဆိုရအဖြေကိုတော့မတွေးဝမှာဘူးပြိုကျလာတဲ့မျက်ရည်တွေကကောင်းမော်ဆူရွှဲသွားပါတယ်ချော်လဲမိတ်ကလေးလိမ့်ပါတယ်စကားတန်နေရတဖြည်းဖြည်းနဲ့နီးလာလေခန္ဓာကိုယ်ကတုံရင်လာလေပါပဲမိဖို့ခန်းထဲကိုအရင်ဝင်သွားမှသိနေတော့ကတင်ဘွားအားယူပြီးတော့ဆက်လိုက်ပါတယ်ခြေထောက်တရားစာတုံရင်ခါရမ်းလာတော့စိတ်ထဲမှာလန့်လာပြီးအာတိမ်မျိုးမြန်ထွက်သွားပါတယ်ကိုကြီးထမင်းစပွဲမှာတခုခုလုံးနေရလှည့်ကြည့်ပြီးတော့ခြေလိုက်ပြမယ်နဲ့နားကိုရောက်လာတော့ဝေဒနာတဝက်တက်တာသွားလို့ပါပဲဘာဖြစ်တာလဲတိကိုတကူလုံးတုံးနေတယ်ကားမော်ကစပင်းရီဆိုတော့လက်နဲ့ကန်ကြည့်ပြီးတော့နားမှာဖိုးဖြစ်ရပြန်ပြီလို့တွေးထားမိပါတယ်အခန်းထဲမှာခဏနေလိုက်ဘယ်တော့မှစဖြစ်တာလဲပန်းနုနဲ့တွေ့ပြီးတော့ပြန်လာကြရပဲပန်းနုနဲ့သွားတွေ့တယ်လားဟုတ်မကြပါဘူးဒါပေမဲ့မိုးမိသွားလို့ပါကောင်းကြီးပြီးတော့လက်မအောင်ဖွားဖွားကပြီအိတ်ခမ်းစီကိုခေါ်လာတော့ဘာမှမကူစားရပဲအတော်လေးကိုတက်တာသွားတာပါရမ်းချမ်းနေရလားအေးတော့မေးပါဘူးဒါမဲ့တုံးနေရပဲဆောင်းချုံထားလိုက်ဆောင်းဆွဲယူပြီးတော့ပကုံးမော်လွှားပေးလိုက်တော့ဆောင်းနားဆောင်းလက်နဲ့စုပ်ကိုက်ထားမိရပါအိတ်ခမ်းထဲကနေထွက်သွားတော့ပေါက်ပေါက်ကမျက်လုံးဝနဲ့ရက်ကြည့်နေပါတယ်နေကားဦးပေါက်ပေါက်လေးရဲ့ကားဦးလားပေပေဖူးကကောင်းညင်လိုက်တော့သူ့ဖိနာကိုပြေးလိုက်သွားလို့ပြောမိသွားပြန်ပါတယ်ကတင်ပေါ်မှာချမ်းပြီးတော့တုံးနေမိနစ်ပိုင်းကြာတဲ့ခါမှာရှင်နဲ့တစ်ခါလာပေးပါတယ်ပူသေးပြီမယ်နည်းနည်းချင်းစီတောက်လိုက်ဟုတ်ဖူးစကားနားထောင်ပြီးတော့ကောင်းညင်ကရှင်နဲ့ဖြူနည်းနည်းချင်းစီပဲတောက်နေမိရပါကားတန်ကြားလိုက်ပြီမယ်ရှင်နဲ့ကောင်ကတောက်ဖို့သာဆက်ရောက်နေရပါဘလို့ဖြစ်ရပြန်တာလဲဖေးရဲ့တန်နဲ့တူဖူးကလှမ်းကြည့်လိုက်တော့မိန်းနဲ့ဆရာအောင်လဲပါလာပါကိုကြီးစီကိုအကြည့်ရောက်သွားချိန်မှာပေါက်ပေါက်ကိုကောက်ကြည့်ပြီးတော့အခန်းဝါကိုထွက်သွားတဲ့အခါမှာလှက်ခနဲ့ဝမ်းနေသွားမိပါတယ်အဖျားမရှိပေမဲ့တုံးနေတာမေရဲ့ဖြစ်မှာပေါ့ခေါင်းကရေဆိုးကြီးနဲ့မိုးရီတွေကိုသွားရတယ်လေအခုပဲဆရာဝန်သွားခေါ်ရင်ပန်းနူကပြောပြီးပြီဒင်းကလေမိဘရဲ့စိတ်ပူတာကိုနားမလည်ဘူးဖြစ်မှာတိမှာပါတားရဲ့ကလေးလေးရွယ်မဟုတ်ပေမဲ့ရစ်တာတရားကိုယ့်ရဲ့ကျမ်းမာနေလောင်းကြီးထက်ပြောမျောလင်းခဲ့မိရပါအနှင်းငယ်တော့ဆိုရင်ပူပန်မှုကနေမြစ်တာစွာတွေ့လို့တွေ့ညာရှာဖွေနေမိချိန်မှာအဖေကရှင်းနေပါပြီကိုကြီးစီမညင်မလေးတို့တကယ်ကိုမြစ်တာမရှိနေတာပါနားထောင်လက်ပိုက်နေဖေးလာလို့ရှိရင်ပြင်မညင်ဆော့နေနော်ထဲဝင်မလာရောက်ကြလားဝင်လာရင်နော်ဒီမှာတော့ကြောက်လားကြောက်ကြောက်ရမယ်ဖေဖေလာလို့ခန်းထဲကိုလိုက်လာလို့ရှိရင်ဒီတုပ်ကြီးနဲ့နားအောင်ရိုက်မှာနော်မှတ်မိလားအုတ်တော်တယ်စကားနားထောင်လို့ရှိရင်ပပကိုမုန်းကြည့်မှာအများကြီးကြွေးမှာနော်အများကြီးအခန်းပြင်ကနေကြားနေသူများစကားတက်နေကြအောင်မျက်မှောင်ကျုံမိသွားတာပါနှစ်တောင်မှမပြည့်သေးတဲ့ကလေးလေးကိုဒုံးနဲ့ချင်းချောင်းနေရတော့ဟိုက်ချက်လုံးဝမကြိုက်ပါဘူးမိဘကမ္မတ်ကိုဆက်မဝင်တော့ပဲနေအခန်းတကားကိုဖွင့်ဝင်လိုက်ပါတယ်တနခါကြောက်ပြေရှေ့ချပြီးတော့လုံးကြည့်ရင်ကြားနဲ့တနခါသွေးနေရတွေ့ပြီမယ်ဘေးမှာချထားတဲ့တိုးချောင်းရင်သတိထားမိသွားပြီးတော့အနောက်ရှောက်သွားလိုက်ပါတယ်ကိုကြီးပြန်လာစောရနော်ချိန်နိုင်တောင်မှထိုးသွားပြီလား
ဘာမှတုံ့ပြန်နေပဲနဲ့နားကိုရောက်အောင်သွားပြီးတော့ကျုပ်ကိုကောက်ယူပြီးမှချိုးပြစ်လိုက်မိပါတယ်ဟင်ကြားသွားလားညီမလေးကဒီတိုင်းရန်စနေရပါရှန်လဲမစနဲ့လောကမကြိုက်ဘူးခလေးကိုကြောက်တရားသွင်းမပိနဲ့မင်းမထိန်နိုင်ဘူးဆိုရင်ပွင့်လင်းပြောငါဝင်နဲ့ငှားလိုက်မယ်ဒါမှမလို့ရှင်လည်းမမေ့စီမှာထားလိုက်မယ်ဟွန်းဘယ်ဖြစ်မလဲပပမရှိလို့ရှိရင်ညီမလေးကဒီမှာအိမ်သားလေးမှာပဲနေရတော့မှာအတော့မှမဝင်တော့တာကိုကြီးသားလေးမထီရဲပါဘူးဒီတိုင်းချောက်အောင်ပဲချောက်တာပါပတင်းပေါက်စီကိုတွားပြီးမှလက်ထရဒုံကျိုးလွှဲပြစ်လိုက်ပါတယ်တတထဖေဖေနဲ့တူမမို့စားကြမယ်ကလေးကချက်ချင်းထမလာပဲတစ်ဖက်ကိုကောင်းလဲကြည့်နေရောဒုံနဲ့ချောက်အောင်နားမှာဟုတ်ရဲ့လားဆိုရယ်တန်တရားဖြစ်လာပါဘာလို့လာကြည့်နေရလဲနှုတ်ငါဘာလို့ဖုလို့လဲအစာတွေကပြည့်မြင်နေတဲ့လူရှိမှလာပြီးမှတရုပ်ပြနေသေးတာကလေးကဘာမှနားမလဲမိမယ်အော်တန်ကြောင့်လန်သွားမှဆိုလို့ကောက်ပွေးချီပြမှခေါ်ထုတ်လာခဲ့ရပါရေဝခံနဲ့ရောက်တော့မှပကုံးမွာအိတ်ကိုဖြုတ်ပြမှထမင်းစပွဲခုံပေါ်ချလိုက်ပါတယ်အထက်ကမိုးတုပ်ကိုထုတ်လိုက်ပါတယ်နိုးနဲ့ကျဲကိုတေချာပေါင်းထားတဲ့မိုးဘူးလေးကိုတွေ့ရနေဆွဲလို့နေရောအဖေါ်ဖွင့်ပြီးမှဇွန်းတက်ပေးလိုက်ပါတယ်ပစ်ပင်တားစားပါကောင်းညိတ်ပြီးတော့ခက်စားလိုက်ပြီမေခဏကြာတော့ဇုံးမမိုးပိုင်အောင်ခက်ပြီးမှခွန့်မြက်လို့ကြည်လန့်အောင်စားပေးလိုက်ရပါတယ်မုံဘူးတဝက်ကျွေးတူကိုမရက်မနာခက်စားနေရောညနေစာမစားရသေးဘူးလားဆိုပြီးတွေးရင်ပြန်ပါတယ်ကလေးကိစ္စအတွက်လူတယောက်လာခေါ်ထားမှဟုတ်ဖြစ်တော့မှာတတဒီမှာကြည့်စမ်းတားကိုဒုံးနဲ့ရိုက်လားရိုက်ဘယ်သူရိုက်တာလဲတားကမုတ်ခက်စားနေလဲနဲ့ရှေ့ကအောင်ညွန်ပြတာပါမမရိုက်တာလားရိုက်ရဲ့ဘာလို့ရိုက်တာလဲကလင်ကကြစ်ကောင်စုပ်လေးရဲ့ရိုက်တယ်ဆိုတာဘယ်လိုလဲသိလားလို့မိဝခန်းတွေကိုခြေလန်းကျင်းနဲ့ဝင်လာပြီးတော့ထိုင်ကောင်ပါထိုင်းနေကလေးရဲ့တင်မလဝါးနဲ့ရိုက်နေရောအန်ဟောနေရဆွဲပွေချီလိုက်ရပါတယ်ကိုရှိမာတော့မှဒီလိုဆိုရင်တနေ့ကုန်လွတ်ထားချိန်မှာဘယ်လိုနေမလဲလို့တွေးမိ ਉ နေဒေါသဖြစ်ရပါတယ်ဖူးလေပါလေမင်းကိုကိစ္စတိုင်းမှာလှုပ်ပေးထားပြီတားကိုလုံးဝမရတဲ့တော့ငါလုံးဝမကြိုက်ဘူးဟွန်းကိုကြီးတာလိန်တက်နေပြီလေညီမလေးတခါမှမရိုက်ပဲနဲ့ရိုက်ပါလို့ပြောနေတာလိန်နာကိုဆုံးမပေးရမှာပေါ့မဟုတ်လို့ရှိရင်မိမိဆုံးမတာဖြစ်နေလိမ့်မယ်မင်းနှကမ်းပေါ်ကထွက်လူထွက်ခင်ဖြစ်နေတဲ့စကလုံးတွေကိုမျိုးချပစ်လိုက်ရတာရင်ထဲမှာပိုလောင်မြိုက်ပါတယ်ခလေးကိုပွေးချပြီးတော့အေရှေကောင်ထွက်လာခဲ့ပြီမလို့မြောက်နိုင်တယ်လို့ပါပဲအခန်းတကပိတ်လိုက်တဲ့တန်ကြောင်လေးခြိထားတဲ့ကလေးကလှည့်ကြည့်ပြီကိုကတော့ဗရင်ပေါက်ကနေမိုးရွာနေမြင်ကွင်းသာငေးကြည့်နေရပါမိုးဆက်တင်ငိမ့်သက်တိတ်ဆိတ်သွားတော့မှသာအချိန်ကြာရေးတွေးထဲမှာနေဝင်နေအောင်တတိရတော့တာပါကိုပေါ်မှာခြိထားတဲ့ကလေးကလေကလေးမဟုတ်လို့ပဲငိမ့်သက်ပေးနေရကြောင်းအရာရာခဏမေးသွားခဲ့ရပါဟိတ်ထက်ပြုံးမိပြီးတော့ကြည့်လိုက်တော့ဗရင်ပေါက်ပြင်ဘက်ကိုငေးနေတော့မှပဲဘာတွေးနေရလဲကလေးရဲ့လက်ကိုလှုပ်လိုက်ပြီးတော့မြောက်လိုက်တော့မှဟိတ်ထက်ကိုကြည့်ပြီးမှရီပြပါတယ်ဆူဆူမိုးရွာကိုကြည့်နေရလားမိုးလို့ခေါ်တယ်မိုးဟာတော်လိုက်တာကွာတက်တာပြလိုက်ပါဦးတက်တာဟုတ်တယ်တက်တာလက်ကလေးကိုကန်ပြီးတော့ပြလိုက်တော့သဘောကျပြီးတော့ရင်းနှီးပြန်ပါတယ်ကလေးနဲ့ခဏဆော့ပေးလိုက်ပြီးမှထမင်းမို့ဖြော်ဖို့မိဖို့ခံနဲ့ဝင်ခဲ့လိုက်ပါတယ်ထမင်းခုံမေးပြီးတော့တိုင်ပါလဲပြီးတော့တန်ရှည်တစ်ခါလုပ်ပေးလိုက်ပါတယ်ကလေးကိစ္စပြီးတော့စားစရာပြီးပြီထမင်းကိုဖွင့်ပြီးတော့ထမင်းခတ်ထည့်လိုက်ပါတယ်ဟင်းအရှာမတွေ့လို့အကျော်လိုဘူးတွေပဲခတ်ထည့်ပြီးတော့ကလေးစော့နေရပြီးမှပဲထိုင်စားလိုက်ပါတယ်ည7 နာရီထိုးတော့မှမို့ကလေးကြည့်ပြီးတော့အိတ်ခမ်းထဲဝင်လာတော့စပွဲရှိမှထိုင်နေတော့မှပဲစာအုပ်ကြည့်နေရလှည့်ကြည့်ရောအကြည့်ချင်းစုံမိပြီမယ်ရင်လွှဲလိုက်ပြီးတော့အဲ့ဟာစီကိုသွားလိုက်ပါတယ်ဘယ်နာရီ10 နာရီလားပပကိုထမင်းမကြွရသေးဘူးဒုက္ခပါပဲကြွေးပြီးပြီတိုင်းပါလဲရအောင်မေခဏကလေးပြည့်စီချင်းအောင်စီကိုထားပြေးပြန်ပါတယ်လဲပြီးပြီကိုကြီးလဲပေးလိုက်ကြလားညီမလေးကိုခေါ်လိုက်ပေါ့ဒီအပိုက်စားပဲအောင်စိုက်ပါအားကြောင့်ဆွစောပြန်လာလားဟီကျေးဇူးနှစ်ပြန်မမေတို့စီမှာသွားဖို့ထားမယ်ဆိုတော့မပြောဖြစ်လိုက်ပါဘူးမမေဝေမှာခဏလာနေပြီးဖို့ပြောရင်ရနိုင်ပြီနှစ်ယောက်စလုံးကနေစားခက်လိမ့်မယ်ညီမလေးဆောင်ဝဲပြီးလို့ရှိရင်တင်တန်းတက်ဖို့ကိုကြီးခွင့်ပြုပေးရတကယ်လားမင်းလုံးချင်တာလို့ပြောထားတာပဲအဲ့ရပေါ်မှာချပေးလိုက်တော့ကလေးကမအေးသေးဘဲနဲ့ရုပ်တည်နေစော့နေတယ်လို့အတူတူစော့ပေးနေလိုက်ပါတယ်ကိုကြီးထမင်းမစားရသေးဘူးမလားညီမလေးပြင်လိုက်မယ်နော်ညီမလေးလည်းမစားရသေးဘူးစားခဲ့ပြီတိတ်ထားတာကိုကြီးကဘာနဲ့စားလိုက်ကြလဲပေါက်လိန်တက်တာကိုကြီးဆရာတက်သွားဖြစ်မှာလိန်မောင်ဟင်းကြော်ပွေးနဲ့ထည့်ချလိုက်တာဘူရီတောင်မှမသိငဲလိုက်မိဘူးဘာမှထက်မပြောတော့ဘဲနဲ့ထိုင်ကုန်နေရပြန်ချပြီစောက်တွေသိမ်းနေရောခလေးနဲ့ပဲရုပ်တွေကိုတေချာဆော်ပေးနေလိုက်ပါတယ်မိမဲ့ပြီးတော့ညာမိဖွင့်ကအဲ့ရပေါ်တက်လာတော့တစ်ချက်ကြည့်မိပြန်ပါတယ်ကောင်းဆွဲယူပြီးမှလဲလက်ကရှောင်ချော်ရဲ့နေရောကစားစရာတို့ချင်းတောင်းတွေကိုထည့်ပြီးမှ
ဘေးမှာချပေးလိုက်ပါအဲ့တော့နော်လာကောင်းသေးလေးကိုနေရာချပေးလိုက်တော့ကလေးကချစ်ချင်းပဲလေးလို့ပြောမိသွားပါစောင်းချုံကလေးစောင်းပိုင်းအောင်လေးကိုလက်ကလေးနဲ့ဆွဲပြီးမှကိုပေါ်မတင်းနေရောပြောမိပြန်ပါစကားနားထောင်လိုက်တာကွာလိမ်မာလိုက်တဲ့ကလေးလေးနားညီရဲ့လို့စောက်ကောင်းပြီးခြုံထားပြီးတော့အော်နေတော့တစ်ချက်ကြည့်မိပါတယ်ကလေးကိုစကားထက်မပြောတော့ဘဲနဲ့စောင်းလေးကိုတေချာခြုံမေးပြီးတော့ဘေးမှာလဲလက်တော့ဘေးကိုတိုးကပ်လာလို့လက်နဲ့ပွေထားလိုက်ရပါတယ်မနေ့ပေါင်းစောစောထနေကြမို့နှလုံးနေရာလိုလျောက်မေးစင်လာပါတယ်အဲ့ပြောလူကင်ပါပဲအဲ့ဟာလှုပ်သွားပြန်ပါတယ်ကိုကြီးထားလို့အဲ့ပြောမှလက်မကိုတွန်းထိုးပြီးတော့လှုံနှိုးနေရောနှလုံးဖွင့်နိုင်ဖို့တော့မှအတော်ခက်ခဲပါတယ်တပင်းတစ်ချက်ကိုအရင်ရှိုက်ပြီးတော့မှနှလုံးဖွင့်ကြည့်လာတော့လူကိုအုံမိုးကြည့်လို့ကိုဘွားဆောင်ဖဲလဲရပါတယ်ခရင်မှာထားချန်လိုက်ပြီးမှမင်းငေါပြလိုက်တော့အိတ်ခမ်းတကားဘက်ကိုလှည့်ကြည့်ပါတယ်ပိုက်စာလို့လိုက်ခဲ့ပြီအမြဲတမ်းအချိန်တိုင်းတယောက်တည်းနေရပါတယ်ဆိုပြီးတော့တီဝန်လျှောက်လာတာတလကြော်လာတော့မှကြောက်တယ်ဆိုတော့မျက်ကုံးတွန်သွားတာပါကြောက်လို့မဟုတ်ဘူးအတန်ကြာလူကတ်နေရလို့ထင်လို့ကတင်မေးကလက်နဲ့တက်မေးကိုဆွဲယူပြီးတော့ကတင်မွားဆင်းမြို့မှာလိုက်သွားရပါတယ်အခန်းမြေကိုရောက်တော့မိခလုတ်တွေကိုလိုက်ဖွင့်လိုက်ပါတယ်မိဘကမိခလုတ်တွေပါဖွင့်မိလိုက်တော့ထမင်းပကံယူပြီးတော့ထမင်းထက်ကဆေမွားပကံကိုယူပြီးတော့ဇပွဲပေါ်ချပါတယ်စုံရီစီးလိုအမေခလုတ်ကိုပါထပ်ဖွင့်ထားခဲ့လိုက်ပြီးတော့အရှိကန်းကိုပြန်ထွက်လာခဲ့လိုက်ပါတယ်အကိုကြီးအနောက်ကနေအော်ပြီးမှပြေးလိုက်လာတော့လူဝင်တိုက်တော့တာပါကြောက်လို့ပါဆိုထားသွားတာတော်ပြီထမင်းလည်းမစားတော့အိတ်ရှင်နေပြီအေးညီမလေးလည်းငက်ခံလိုက်တော့မှာညတကောင်ကျော်မှာအတန်ကျင်းနဲ့အော်ဟစ်ပြီးတော့အိတ်ခမ်းနဲ့ဝင်သွားတော့ခလေးလုံးမှာဆိုလို့တက်ပြင်းတာချလိုက်တော့တာပါမိခလုတ်တွေကိုပြန်ပိတ်နေထမင်းပကံနေဟင်းခွက်ကိုယူပြီးရှည်တန်းမူလည်းတပူးထုတ်ယူခဲ့ရပါတယ်လက်ကမနိုင်မနေနဲ့မိခလုတ်တွေကိုပိတ်ရလဲခက်ခဲပါတယ်အိတ်ခမ်းထဲကိုပြန်ရောက်တော့ကလေးမမဆောင်ကောင်းမိချုံမျိုးမှာအိတ်နေပါပြီထမင်းပကံတွေကိုစေးရေးစပွဲမှာတန်မြောင်ချလိုက်ပြီးတော့မိမမိတ်ပဲနဲ့အိတ်ရပေါ်တက်ခဲ့လိုက်ရပါတယ်ဆောင်ကိုပေါ်နေရာချနေချိန်မှာတော့ကလေးမွားဆင်းသွားပြန်ပါတယ်ထမင်းပကံတွေကိုကြည့်ပြီးနောက်ကိုလှည့်ကြည့်လိုက်တော့နှလုံးတွေမိတ်ပြစ်လိုက်ရပါတယ်နောက်တစ်ခါထက်လာနိုးလို့ရှင်တော့အဲ့ချောင်မဲစောင်းနေလိုက်တော့ကိုဆုံးဖြတ်ထားတာပါမိုးရသည်ဆိုတော့မိုးကြုံမြန်နေတာရဲ့9နာရီလောက်ဆိုတော့စိုင်းပိတ်ပါလားကျွန်တော်ဆိုင်ရာညနေပဲပို့ရမ်းရလို့ပါဒါဖြင့်လေ6နာရီဆိုတော်ရောပေါ့မမေနဲ့ဈေးကြီးလိုက်တာ9နာရီအိမ်ရောက်နေဆင်ပြေသွားခဲ့တာပါဒါတော့မှညစင်တိုင်းမှာအိမ်မြန်တက်တာမမေတို့မသိပါဘူးအိမ်ဆွဲလှောင်ရင်းနေမှာစိတ်ကိုဖိတိနေတာဘလောက်တောင်မိုးကြက်ပိတ်လောင်တယ်လေဆိုတာကိုယ်တိုင်ကလွယ်လို့မသိကြပါဘူးမမေကိုခေါ်မိလိုက်တာမှားတော့ပါဝင်တဲ့တယောက်ခေါ်ရမယ်ဆိုလေလက်မခံဘူးဆိုမမေကိုပဲခေါ်ရတာပဲမမေကညနေ9နာရီဆိုတော့ပြန်သွားရင်ပေါ့ဟိတ်ထက်က9နာရီရောက်တော့ပြန်ရပါတယ်9နာရီအိမ်မြောက်တဲ့ခါမှာအချင်းတော်များလွတ်လပ်မှုမရှိတယ်လို့ပါပဲအခုလေကလေးကိုပိုက်ကြည့်ပြီးတော့အိမ်ရှိပရင်းပေါင်နာမှာရက်နေမိတာအတော်လေးကိုကြားနေပါပြီအိမ်မြေရောက်လို့ရှိရင်ငေးလိုက်ဆွေးလိုက်ပဲလုပ်နေတာအဆွေးသမားကြီးဟိတ်ထက်ကကလေးချီတိုင်းနဲ့လက်ကြည့်မိချိန်မှာမိဖို့ကန်နဲ့ဝင်သွားပြီးရေခဲတက်တာကိုဖွင့်ပြီးမုတ်ထုတ်တွေကိုထုတ်ယူနေရပါညနာလွေးပြီးတော့ပရင်းပေါင်ပြင်ဘက်ကိုပြန်ကြည့်နေလိုက်ပါတယ်မုတ်ဆက်တရားဖွဲရနေသေးလာတော့လက်မိတိုင်အောင်မှာရေစက်တရားဖွာပြီးမှဝေဝါကုန်တာပါပေဝိုးမုံမဟုတ်ပါဘူးတိုင်မိုးလေမိုးရွာနေတွေ့လားခလေးကမောက်စာလို့ပြောနေတာကိုကြီးလိုမျိုးမိုးရွာကြည့်ပြီးမှဆွေးနေချင်တာမဟုတ်ဘူးအနောက်နာတန်ထွက်လာတော့ဟိတ်ချက်ကပရင်းပေါက်ရှိမှရက်နေရရွှေ့လိုက်မိပါတယ်မမမုံပြပါစားချင်လားပပောက်သူ့လက်ထဲရောင်စုံမုံတို့တွေတပွေးတစ်ပတ်ကိုမြောက်ပြတော့တားဟာအားတဲ့ဒီလိုလေးကောင်းကြည့်ညည်းပြနေရပါကျွေးပါဦးနည်းနည်းလေးမှမကျွေးဘူးပေမချာအီရှာလီကလေးကိုရဲဆက်စွာပြောမှအိတ်ခမ်းထဲဝင်ပြေးခါမှာတပင်းတစ်ချက်ချလိုက်မိပါတယ်တိတ်ပါဖေကြည့်မယ်နော်တားပါစားကြတယ်မိမိုကန်နဲ့ခေါ်သွားပြီးရေခဲတက်တာကိုဖွင့်ပြလိုက်တော့မှဟိုကတိတ်ပြီးမှမုံညိုလာကြည့်ရတာပါဟိန်ထက်ကခြီထားအကြောင်ရှီတိုးပြီးပြလိုက်ချိန်မှာတားကလေးပေါင်းမုံထုတ်တွေကိုဆွဲယူလို့လက်ကလေးကိုဖမ်းပြီးမှတားလိုက်ရပါတယ်အဲ့ရီကချောင်းစုမယ်လေးတားတခြားအစားနော်ပူတင်းစားမလားဒါမှဝေဖာကြောင်းလေးစားပါလားဝုံဝင်လေးစားရလေရှာဦးစားနေဒါဆိုရင်ရောဂျယ်လီလေးလေခလေးတွေအတွက်တီးတန်းထုတ်ထားတဲ့ဂျယ်လီတုပ်တွေကိုဆွဲယူပြီးမှရှေ့ကတက်တာကိုပြန်ပေးခဲ့လိုက်ပါတယ်ထမင်းစပွဲရထိုင်ကုန်မှာထိုင်ခံပြီးတော့ဂျယ်လီတုပ်ကိုဖောက်ကဝုံဝင်ရောအနီအောင်လေးတစ်ခုပေးလိုက်တဲ့ခါမှာတားဟာမစားဘဲနဲ့တခြားကြည့်နေရပါစားလို့ရပါတယ်တားပဲဝုံဝင်လေးမလို့လားတားဟာချစ်လို့မစားလား
ကြီးကောင်းတယ်ပေပေဘဲဘဲဟုတ်တယ်နော်ချစ်စရာလေးဖေဖေအနေနဲ့ကြွေးပါဦးဒါလက်တရားရုပ်လေးကိုမြောက်ကြွေးရခါမှာနည်းနည်းလေးကိစ္စပြလိုက်တော့မှသူလေးစားကြည့်တော့ပါကောင်းလားတောက်အဝါလေးထက်ယူနော်အဲ့ဒီဟာဝါရံဝဝရုပ်လေးတွေရွေးပြီးမှပေးလိုက်တော့ဒါဆုတ်ကန်ထားတာပါဟိန်တက်ကမိုးတုတ်ကိုရေခဲတက်တာတွေမှာပြန်သိမ်းပြီးမှတားကိုသမီးကျွေးတင်ရောက်တော့မှဘူးရီနိုတဲကိုပြင်ဆင်ရပါတယ်ရီနိုတဲထားပြီးမှဆမ်မုတ်ပို့ပြီးတော့တွေကထုတ်ချလိုက်ပါတယ်သမင်းပကံနဲ့ဇုံအနေရချပြီးမှရီနိုကိုစောင့်နေမိုးဆက်တွေကိုငေးကြည့်နေမိရပါရီနိုကိုခလုတ်တဲတန်ကိုကြားတော့မှလက်ရှိချင်းကိုပြင်းရောက်သွားပြီသမင်းကွက်တဲကိုရီနိုနဲ့လောင်းထည့်လိုက်ပါတယ်အကိုကြီးရီနိုထဲနေချိန်မှာတက်တက်ဆင်ဆင်ထွက်လာတဲ့အတန်ဆူးဝါးကြလေလက်ပေါ်ပါရီနိုလောင်းမိတော့ပါရီနိုကိုပြန်ချပြီးတော့လက်ကိုခါရေပိုက်ဖွင့်ကမြန်ဆေးပြီးမှခြေလမ်းပြေးချိန်မှာတော့တားကိုခုံမမတွေ့တော့ဘူးမျက်လုံးပြူးသွားတာပါမိဖို့ခံနေပြေးထွက်လာပြီးတော့အိတ်ကန်းစီကိုရောက်သွားချိန်မှာတားကစားအုပ်တွေချထားတဲ့ဇပွဲရှိကထိုင်ကုန်မှာတက်ထိုင်နေပြီးတော့အော်ရဲလူကတော့ဇပွဲပေးကျန်းနေမှာစောင့်ကြောက်ထိုင်မြောင်ငိုးနေရပါဘာဖြစ်တာလဲကောင်းပြီအကုန်ပြီကြည့်ရောကလေးဘာမှမဖြစ်တာတွေ့တော့ဟင်းထက်ဘာမှရေးမကြည့်ရဘူးခြေလက်မမှန်နဲ့ပဲဇပွဲကိုသွားလိုက်ပါတယ်တားကဘောပင်နေအောင်လက်ကလေးမှာစုပ်ကိုင်ထားပြီးမှအရှိအစာရွက်တွေကိုချစ်နေရပါသူ့ကိုမောင်မကျွေးလို့ဆိုလို့တမင်လောက်ကျန်တာအကောင်ဆုံးလေးရဲ့နည်းနည်းမပြည့်သေးရဲ့ကလေးဟာသူ့ကိုလုံးကျန်နေလို့ပြောတာဟဲ့ချက်မကြိုက်ပြီမေတားလက်တရားပေါ်ပင်ကိုရှင်ယူလိုက်ရပါတယ် No တော်ပြီနော်ဒါမစော့ရအောင်တားရဲ့လက်တစ်ဖက်မှာဂျေလီဝါလေးကင်ထားစီးပင်မို့သူ့ကိုကျွေးဖို့ဒီခန်းထဲကိုရောက်နေမှန်းသိလိုက်ပါတယ်မုံကျွေးဖို့ရောက်လာတဲ့ကလေးကိုလုံးကျန်တာပါလို့ပြောထွက်တဲ့အထိကိုတားအမေကိုမုံပေးမလို့ရောက်လာဖြစ်မယ်ငါရင်လေးစောင့်နေတော့မေးသွားတာ sorry ပဲအကိုရအခုမှ sorry လို့ရမလားဒီငမွေကောင်မရှိဘူးမလို့အရှိကမှာခဏဆာသွားချက်မိတာအကန်းနဲ့ဝင်ပြီးမွေးနေရလေသူများနှုတ်ဆောင်ကိုငားလာတာစာကြည့်ရတာမှခေါင်းပြီးကြောက်နေအောင်စာပြန်မကူးပေးနိုင်အောင်ပေါ့ဆိုရဲ့သူ့ကြောင့်ညမလေးယူတော့မယ်တားကိုချီထားရင်းနဲ့စားကိုတစ်ချက်ကြည့်လိုက်တော့မင်းတွေနဲ့ချစ်ထားတာများပါတယ်စာမင်းသားတကူတည်းမဟုတ်ဘဲနဲ့၄-၅ရွယ်လောက်ဖြစ်နေရောတပင်းချလိုက်မိပါတယ်ကိုကြီးသားလေးမွေတာကိုကြီးတာဝန်ယူပေးအကုန်ပြန်ကူးပေးဟုတ်တယ်လေပလို့တမကိုကြီးတာဝန်မဟုတ်လားပြန်ကူးပေးရမှာစာရက်တွေဖြဲပြဖို့လားစာရီပါကုန်လိမ့်မယ်လေသူများစာကိုမဖြဲချင်ပါဘူးရတယ်နောက်စာမြင့်တာတွေမှာပြန်ရေးပေးဟင်တဲ့တာဝန်ရှိရလို့ယူဆပြီးတော့ခေါင်းညှိလိုက်မိပါတယ်ကျက်လို့ရသလောက်ကျက်လိုက်ပါတာကိုထမင်းကျွေးပြီးလို့ရှိကူးပေးပါမယ်ပြီးရောစဝဲဘေးမှာထိုင်ကိုနေအားချပြီးမှလိုတွန်းဖယ်ပြီးထိုင်ကုန်မှာပြန်ထိုင်ပြီးစာအုပ်တွေကိုလှမ်းကြည့်နေရောဟင်းချက်လေတားကိုကြည့်ပြီးမှမိဖို့ခမ်းဘက်ကိုပြန်လာခဲ့ရပါတယ်ပေတားလက်ထက်ဂျယ်လီလေးကိုခွန်တော့ဟင်းချက်ကနေစားလိုက်ပြီးမှတပြင်းလိုက်ချလိုက်မိပါတယ်ထမင်းမော်ဖြော်ပြီးတော့အေးခံထားပြီမေတားကိုတော့လုံမပေးရတော့ပါဘူးဒါနည်းနည်းစားလိုက်နော်ထမင်းခွန်နာလေချိန်တော်ယူရပါတယ်စောပြလိုက်မိုးခွန်လိုက်နေမို့ထမင်းခွန်မိချင်းက9 နာရီခွဲလို့နေပါပြီတားကိုအိမ်ရှိကမ်းမှာအယုတ်ဒီနဲ့စော်ကိုင်းထားချိန်ပါပဲစားအုပ်ဒီနဲ့ထွက်လာပြန်ပါတယ်ကြက်ပြီးပြီသူကမ်းမရဲ့စာအုပ်နဲ့ဘောပင်ကိုယူပြီးတော့မှပရိမပါမော်တင်ထားလိုက်ပါထက်ချင်းထက်ရရမှာနော်အိတ်ခမ်းနဲ့ပြန်ဝင်ကန်ဒီမှာတတိပေးသွားသေးရပါတားကဘိုက်ဝါသွားတော့ခဏလောက်စော်ပြီးရနေအိတ်ချင်းနေပြီဟင်းတက်ကချီပြီးမှနေလန်းလျှောက်လိုက်တာနေအိပ်ပျော်သွားတာပါတားကိုအိတ်ခမ်းနဲ့မှာသွားသေးလို့ရှိရင်စာချက်တဲ့ကြောင်ပြန်လို့သွားမှဆိုလို့ထိုင်ကုန်မှာပဲချပြီးမှတိတ်ထားလိုက်တာပါချင်းစည်းကက်ခွာကိုကြောက်လေးတွေမှာကပ်ပေးလိုက်ပြီးမှဟင်းတက်လေထိုင်ကုန်မှာဝင်ထန်လိုက်ပါခါကန်ပြီးတော့ရေးနေရကြောင်စင်မပြေးခါမှာကျမ်းမြေမှာပဲဒူးထောက်ပြီးတော့ထန်လိုက်ရပါတယ်အရှိဟာစာရက်ကိုကြည်ရေးနေရကြောင်လက်နှစ်ဖက်စလုံးနဲ့မျိုးလုံးလေးမအားရပါဘူးကလေးကိုချင်းကိုက်မှာစလို့ရက်တောင်တစ်ချက်နှစ်ချက်ခတ်ပေးပြီးလို့ရှင်တော့ဒူးပြန်ထောက်ပြီးမှစာကူရေးရပါတယ်စာမျက်နှာ၄-၅မျက်နှာပြီးမဲ့လေစာရေးမျက်နှာကြောင်စိတ်နိုင်မခွဲခင်မှာပြီးသွားခဲ့ပါတယ်စာအုပ်ကြားထဲမှာပေါ်ပိန်ညက်ပြီးမှထားလိုက်ချိန်မှာဒူးနှစ်ဖက်ကတော်တော်နားနေပါပြီစာအုပ်ကိုကန်ပြီးမှအိတ်ကန်းစီကိုသွားလိုက်ပါတယ်ကြောပေးပြီးတော့စာချက်နေရကြောင်စပွဲနာကိုသွားလိုက်ပြီးတော့စားကိုစပွဲတောင်မှာချပေးလိုက်ပါတယ်ပေးသွားပြီလားညံလိုက်တာအကုန်ပြီးသွားရလားသူ့ဟာသူပြောရင်းနဲ့စာရက်တွေကိုလှမ်းကြည့်နေရပါတကယ်ပြီးသွားတာပဲကိုကြီးလက်ရေးလေးကငယ်တော့အတိုင်းပဲဝိုင်းဆဲနေရပဲမမရွယ်နေညီမလေးကိုစာရက်ကူးပေးခဲ့ရတာမှတတိယသွားတယ်ဟိတ်ချက်ဘာမှမပြောဘဲနဲ့ကြောခိုင်းပြီးတော့ထွက်လာခဲ့လိုက်ပါတယ်အိမ်ရှိကန်းအောင်ရောက်တော့အိပ်ပျော်နေတဲ့တားဘေးနားမှာထမ်းလိုက်ပြီးတပည့်တစ်ချက်ကိုချလိုက်မိပါတယ်အတိတ်တွေကပြောစရာကြီးပြည့်နေခဲ့ပြီအခုချိန်ပြန်တွေးကြည့်လို့ရှင်တော့ဆွေးစရာတွေကြီးပါပဲမိအောင်ဖြူဖြူအောက်ကမိုးဆက်တွေကိုငေးကြည့်ဝမ်းထဲမှုနာကျင်စူးနေစွာနဲ့ခံစားနေရတာအမြင်တွေဝေဝါးလာတော့စိတ်ကိုထိမ်းပြီးမှထိုင်ရထားရလိုက်ပြီ
ပရိမောက်ရှိကိုရောက်သွားမိပြန်ပါ၏ကိုရဲ့ခံစားချက်တွေကြောင့်ကိုပါဝေပတ်ဝန်းကျင်လူတွေကနာကျင်နေရတည်တော်တယ်ပဲမဖွင့်နဲ့ဖွင့်မပေးဘူးမဝင်ကြနဲ့ဒါကအိပ်ပြောနေပြီမို့ပကုံးမော်မီးအိနေရကြလေထင်းချီတိုင်းနဲ့လက်နက်ပတ်နဲ့တောနိုင်ဖွင့်နေခြင်းမှာလက်ကိုပုတ်ထုတ်ခင်ရမျက်ကုံးတွန့်သွားတာပါစကလုံးမျိုးချပြစ်လိုက်ပြီးတော့ပြန်ဖွင့်မှုစူးစမ်းရပါတယ်တော့ဖွင့်ပြီလို့ဖွင့်မှုစူးစမ်းခြင်းမှာတကားကိုလက်နက်ပတ်နဲ့ဆွဲစီပိတ်ထားပြန်ပါတယ်တန်ဆွဲတကားမှုအာနေထည့်ပြီးတော့ဆွဲဖွင့်ရပါတယ်ကလေးချီထားပြီးတော့လက်တစ်ပတ်နဲ့ဖွင့်ရမို့အတွင်းကဆွဲစီထားခြင်းမှာအာမမြပဲနဲ့မပွင့်နိုင်ဖြစ်နေရပါဟိတ်တက်ဆွဲထားတဲ့လက်ကောင်လွတ်လိုက်ပါတယ်ကလေးရိတ်နေပြီမိုးဆိုလာနေမကောင်းဖြစ်လိမ့်မယ်ဟိတ်တက်ဘာမှထက်မပြောဘဲနဲ့စူးစမ်းကြည့်နေလိုက်ပြီမေညနာလွဲပြီးတော့လက်နှစ်ဖက်နဲ့တကားလက်ကောင်ဆွဲစီထားသေးရပါဖူလေးလေတံပြက်ပြက်အေးဆက်ဆက်နဲ့ခေါ်လိုက်တော့မှသာတကားကိုစောင်းဆွဲပြီးဖွင့်မိတော့တာပါသူများသမီးချောလာလေးကိုယူထားပြီးပစ္စလက်ကချတာနည်းနည်းမှလည်းတန်မိုးမတောက်တယောက်တည်းညစင်နာတီကိုတိတ်လုံးမှတယောက်တည်းချတာအေးရှိကမ်းမှငိုပြီးတော့ကြံနေခဲ့ပြီအိတ်ခမ်းနဲ့ဝင်သွားပြီးမှအိပ်ပျော်နေကလေးကိုကလေးမမနေရာချပါ යි အဝတ်တွေချိုးပေးပြီးတော့ညာရဲ့ဝတ်စုံလေးဝတ်ပေးပြီးတော့အနှွေးရထူထူလေးပါတခါလေးဝတ်ပေးလိုက်ပါ යි ခြေလေးတွေဝတ်ပေးလိုက်ပြီးတော့နှစ်ဖို့ဖွားဖွားစမ်းကြည့်ပြီးပြင်ပါ යි အပူမရှိပေမဲ့မိုးနေနေဆိုးလာလို့ကောင်းလေးကိုရေထက်တုပ်ပေးပြီးမှစောင်းတူလွှမ်းကြုံပေးရလိုက်ပါ යි မမေဒီနေ့မလာနိုင်တော့ဘူးဆိုတော့မနဲ့လှုပ်သွားတဲ့ကလေးတုံးဆောင်တွေပါထည့်ပြီးမှတခါခေါ်သွားလိုက်တာပါတားလဲရှိနေအောင်မိုးတိတ်တာကိုစောက်ရင်ဆိုင်ထဲမှာညစင်နာတီကိုနေကြပါ යි အိမ်တီးတက်နေမယ်ဆိုကြရတယောက်တည်းနေရမှာမို့နေရပါမလားဆိုပြီးမေးခဲ့တရားပါကိုကြီးတို့ညီမလေးကပါလေပြောစမ်းပါမင်းတန်ကိုတိုးဖို့လေအခန်းထဲဝင်လာပြီးတော့ပြောတဲ့အခါမှာဟိန်းထက်ကလေးတန်တိုးနဲ့တားဆီးလိုက်ပါတယ်သူဘက်ကမရက်တန်ဘူးဆိုကလေးတို့မှဆိုလို့ကတင်မွားစင်ပြီးတော့အခန်းမျိုးထွက်ခဲ့ရပါတယ်ခြေတံပြင်းပြင်းနဲ့ပြေးလိုက်လာပြီဆိုတာလည်းသိပါတယ်ညီမလေးပြစ်ကပါလေညီမလေးမှာဘာပြစ်ချက်ဘာလိုအပ်ချက်တွေရှိနေလို့ကိုကြီးကလို့နှိပ်စက်နေရလေမင်းမမဟုတ်ဘူးလေငါပဲမှားတာပါငါနှလုံးသားမှားတာအပြစ်ကလည်းငါပဲရှိရပါအခုချိန်မှာညီမလေးကကိုကြီးရဲ့ဇနီးများပဲမဟုတ်လားဘာလို့ခုလိုရဲဆက်ရက်တာလဲဘာလို့ဒီလောက်တောင်မှအေးဆက်ဆက်တီနဲ့နှိပ်စက်နေရလဲညီမလေးတယောက်တည်းအိမ်မှာတနေကုန်နေခဲ့ရတာကိုကြီးကနေမှစိတ်မပူဘူးလားဖုန်းနေဆက်တာလည်းမကြိုက်ဘူးပေါက်ကိုလည်းခေါ်သွားဘယ်လောက်တော့ကြောက်နေလဲသိလားမင်းအိမ်တက်နေမယ်ဆိုကြရဒီလိုနေရဲပါမလားလို့ငါမေးခဲ့တာပဲဒီနေ့မမေးမလားလို့စားကောင်းကောင်းကြဲရပါစေဆိုပြီးတော့ငါခေါ်သွားခဲ့တာခဏတစ်ပြုတ်မှမဟုတ်တာမနေ့9နာရီကနေပြီးတော့ည10နာရီထိလေမင်းစာမွေးရပါမှာတင်ငယ်ကြီးနဲ့စာစုချက်ချင်လားဒါမှမမေတို့စီမှာသွားနေချင်လားဒါဆိုကိုကြီးတို့သားပါအိမ်မှာပဲထင်ပြနေမှာမဟုတ်လားဟန်ထက်ကနှုတ်ဆက်ပြီးတော့ညှိတက်နေရောအရှိကိုတိုးလာပြန်ပါ යි ညီမလေးသိတာပေါ့အိမ်ပြန်မလာချင်တာညီမလေးကြောက်မလားညီမလေးသားမရှိဘူးဆိုကိုကြီးတို့သားပါပျော်နေကြမှာမဟုတ်လားအခုလည်းတနေ့ကိုပျော်ခဲ့ကြပဲဒီအိမ်မဟုတ်ဘူးဒီမြက်ခွက်ကိုမြင်တော့မှသာဒီလိုရုပ်ဖြစ်သွားတာညီမလေးမျက်နှာချိုးရဲလှရဲပဲသိခဲ့တာကိုကြီးကြက်ကပါလေကြက်တီမရှိရဲ့မျက်နှာဖြစ်နေလိမ့်မယ်လို့လုံးဝမထင်မိဘူးအနှုတ်နေနဲ့တေအောင်တက်ချင်နေရဟိတ်ထက်နားတွေကိုတိုးဝင်လာတဲ့စကလုံးတွေကိုတုံ့ပြန်မှုရစကလုံးမဲနေပြီမယ်လေခံစားချက်ကြောက်သွားတွေကိုတင်းစင်းနေအောင်အန်ကျိမိပါတယ်ညီမလေးကကိုကြီးမိမအဲ့လိုပဲတစ်သက်လုံးနေသွားမှာကိုကြီးစိတ်ညစ်ပြီးတော့လဲသေးသွားလေညီမလေးကကိုကြီးမိမပဲအဲ့ဒါကိုမှတ်တာနေကျင်တဲ့နေရာကိုသွားနေကျင်လို့နေစင်နိုင်တော့အိမ်ပြန်လာတတ်တယ်မဟုတ်လားအကိုကြီးကမိမပေါ်တာဝန်မကြီးရဲ့လူရုပ်မာကြီးဖူးလေပါလေမဟုတ်လို့လားဝါဝါခါလာအောင်ဆိုတဲ့စကားပဲရှိရလားမိမဖြစ်သူကောက်ွယ်ပေးဖို့တာဝန်မရှိဘူးလားတနေ့ကိုပြစ်စလက်ကပြစ်ထားပြီးတော့တိမ်မရှိမှမသိအောင်ထားခဲ့ပြီးတော့မှတာဝန်ကြီးရဲ့ယောက်ျားပါလို့ခေါင်းစစ်တက်ချင်နေရလားတက်ကိုတာဝန်ကြီးပါရဲ့ငါလုံးလို့ရတယ်အလုပ်ချိန်မှာဘယ်နောက်ရူးစီးမဆိုမိသားစုပြစ်ထားခဲ့ရပဲမဟုတ်လားမင်းအစင်ပြောင်းလုံကြုံရအောင်ငါတက်နေတယ်လို့တွေးပြီးမိဘအိမ်နဲ့တွဲနေကြော်လည်းမဟုတ်ဘူးအိမ်မလူခေါ်မဲဆိုလည်းမင်းလည်းမကဘူးအိမ်မှာပဲချိန်ပြည့်နေပြီးစီဝါထပ်မလို့ရတော့တာစီဝါရဲ့အလုပ်တားရေးပဲလားအကိုကြီးတေးကြလားညီမလေးမျက်လုံးကြည့်ပြီးတော့ဖြေးပေးပါကိုကြီးမနဲ့မိုးမလေးခင်ကြီးကထွက်သွားပြီးညတကားမှပြန်လာအချိန်မဲ့စီဝါရဲ့ကြောင့်ပဲတက်တက်ပဲလားညီမလေးကိုကြည့်ပြီးပြောလေဟိတ်ထရဲ့ပကုံးကိုဆွဲကံမျိုးမျက်နှာချင်းစားနေတော့ညနာလွှဲလိုက်မိပါတယ်ပြောလေငါ့ကိုထပ်ပြီးမှဒုက္ခမပေးနဲ့ဖူးလိုက်သူလက်ကယုံထွက်ပြီးတော့ခြေလမ်းချိန်နဲ့ကြောကန်ထွက်လာခဲ့လိုက်ပါတယ်ကိုရိုးအချစ်တယ်ညီမလေးရဲချစ်တာလို့ခြေလမ်းနေရတက်လိုက်မိပြီမေမကြားချင်ဆုံးစကားကိုကြားလိုက်ရတယ်လို့တုံးတို့ခြောက်ချရပါတယ်ညီမလေးမမဘူးကိုယောက်ျားကိုချစ်ခွင့်အပြည့်အဝရှိတယ်ကိုယောက်ျားကိုပြုစုကျင်တာယူစားခွင့်ရှိတယ်
ကိုယောက်ျားကိုကျွဲနွယ်ပြီးတော့စိုးဝင်လည်းရှိတယ်အစတော့ညီမလေးရဲ့ဘဝအခြေအနေကိုမုန်းလို့အဝေးကိုထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တာဒါမှညီမလေးမှားတာမှမဟုတ်တာအကိုကြီးမမြင်ချင်းမတွေ့ချင်းလည်းညီမလေးကအကိုကြီးရဲ့တေဝင်မိမပဲတင်တယ်လည်းမတက်တော့ဆရာမလည်းမလုပ်တော့ကိုကြီးပေးထားမှာပဲကိုကြီးမိမပဲလုပ်မှာကိုကြီးနဲ့ညီမလေးတို့ရဲ့ရှင်သွေးလေးတို့အများကြီးမွေးမယ်ကိုကြီးရဲ့အိမ်ရှင်မပဲလုပ်တော့မှာညီမလေးမအဲ့လိုလုံးနေတဲ့အကိုကြီးပြေးွားရှိတယ်အဲ့လိုပဲနေတော့မှာဟိန်တဲ့စကလုံးတွေကိုထိန်းချုပ်ထားရတာရင်မတ်တကူတော့ပေါက်ထွက်မတက်ပါပဲခြေလမ်းမြမြနဲ့ပြန်ထွက်လာပြီးတော့မှတော့ပိတ်ထားတဲ့တကားကိုတုပ်ဖွင့်ပြီးတော့အသုံးကအကြမ်းမတမ်းဆွဲဖွင့်မိပါတယ်အိမ်ရှိရဲ့မိုးအောက်ကနေခြေလမ်းချင်းတွေထွက်သွားတော့မိုးဆက်တွေကကားမိုးကနေပြိုစွန့်လာတာပါခြံတကားတီကိုရောက်သွားပြီးကမှတော့မပါလာလို့အန်းကျိလိုက်မိတာပါခြံတကားရှိမှလက်သီးဆုပ်ပြီးရက်နေမိချိန်မှာမိုးဆက်တွေကကောင်းဖျားနေပြီးတော့ခြေပြားတီကိုဆူဆွဲသွားတာပါမိုးတန်လေးတန်းစူညံ့လာတော့လေကြောင်မထွက်လာတဲ့စကလုံးတွေကိုစားတစ်ချက်အော်ပြစ်လိုက်မိပါတယ်ညနာပေါ်ရေဆက်ရေမုန်နေကြမ်းနေရိုက်ခတ်လာတယ်အရှာရောက်ရဲမဆိုင်နိုင်ခြင်းနဲ့တူကားကိုငုံချလိုက်ချိန်မှာရင်ထဲမှာနာကျင်ခြင်းနဲ့တူမျက်ရည်လေးရောနှောပြီးမြေပေါ်ခုန်ဆင်းသွားတာပါဒါခဏနော်ဖေဖေကပန်းသီးထက်တဲ့ပြီမေပန်းသီးကိုဓာတ်နဲ့အခွန်နွားနေချိန်မှာအဝေစားအသစ်တွေနဲ့ပြင်စီချဲတထားတဲ့မျက်နှာနဲ့မိဖို့ကန်နဲ့ဝင်လာတော့တစ်ချက်ကြည့်ပြီးမှအကြည့်လွဲကပန်းသီးကိုပြန်ကြည့်နေလိုက်ပါတယ်ပစ်ပင်မမလှလှရှီလှလာပါပေါ့မေမေလှရမလားဟဲ့ချက်လက်တရားပန်းသီးစစ်ကိုအခွန်နွားနဲ့ရက်တက်မိလို့ဖြစ်ပြီးတော့မှစစ်ကိုဖြည့်သိမ်းလိုက်ရပါတယ်ကိုကြီးညီမလေးကိုကြည့်ပေးပါဦးပန်းသီးကိုကြည့်နေရတစ်ချက်ကြည့်ပြီးတော့ကောင်းကြီးပြလိုက်ပြီမေရင်ဆောင်ထုတ်လို့ပန်းသီးကိုပြန်ကြည့်နေလိုက်ပါတယ်ညီမလေးပြင်ထားပြောချာဖြစ်နေလို့ရှိရင်ကိုကြီးတိတ်ခါကြမှာနော်တခြားကြည့်ပြီဟိန်ချက်လက်တရားပန်းသီးကိုပုံကွက်ဝါးလေးတွေနဲ့ဖိပြီးတော့မှပုံပေါ်လာတဲ့ပန်းသီးလေးတောင်တုံးလေးတို့တော့ပကံထဲကိုထည့်ပေးလိုက်ပါတယ်ဘာလို့နေကြလဲအသေးပကံလေးထဲမှာတားရဲ့ခင်းကွာလေးကိုထည့်လိုက်ပြီးတော့တားချီကိုချပေးလိုက်ပါတယ်အသေးလေးတွေလားလှလိုက်တာညီမလေးလည်းအဲ့လိုလှလှလေးစားခြင်းနဲ့လှုပ်ကြွေးပါလားယင်ရေခဲတဲ့တွေမှာတီးဝေးကြံသေးတယ်ဟာကိုကကိုလို့ရှိရင်အလှရပြက်ကုန်မှာပေါ့ကိုရလေညီမလေးကိုခုန်ခွာပြီးတော့လေပပလို့ရုပ်လေးလှုပ်ကြွေးပါနော်လှုပ်ပါနော်တားရဲ့ပကံကိုငုံကြည့်ပြီးတော့ပြောနေရောတားကခင်းကွာလေးနဲ့စတော်ရီတီးကိုထိုးဆိုင်နေသူကောက်လည်းတွန်းထားရပါအာပပောက်နော်စပယ်မဆွဲနဲ့ကိုကြီးသားညီမလေးစပယ်ကိုဆွဲနေရလို့တားရဲ့လက်ကြောင်းနဲ့ညီးပါနေတဲ့စပယ်နော်ဟဲ့ချက်လက်နဲ့ကင်ပြီးမှဖယ်ပေးလိုက်ရပါတယ်ဆိုင်ငယ်ရောက်နေပြီအသေးလက်လက်လေးစားသွားခြင်းလို့ပါဆိုစိတ်ပုတ်တွေတားပါတယောက်ကလည်းသူ့တားကိုပဲစေတနာရှိတာတယောက်ကလည်းသူ့ဟာလူစားမှဆိုလို့စပယ်နားမှာဆွဲသေးတာဟိန်ထက်ကဘာမှပြောပဲနေဒါနဲ့လီးကုံကိုတိတ်လိုက်ပါတယ်ပေပေအေးပေဘူးတားကိုစဲကြားလို့လဲကြည့်မိချိန်မှာတားရဲ့ပကံကြီးကအသီးကိုလက်နဲ့ဆုပ်ပြီးမှထွက်ပြေးသွားတဲ့အခါမှာတပြင်းချပြီးတော့တားနာကိုသွားရပါတယ်ဖေဖေသေးပြန်လုပ်ပေးမယ်နော်တိတ်တားကိုပွေးစီပြီးရေခဲတက်တာကိုဖွင့်ပြလိုက်ပြီးအသီးတွေကိုပြန်ထုတ်ယူရပြန်ပါတယ်ကီဝီတီကိုအပိုင်းလေးတွေပြန်လေးပြီးမှကျေပုံလေးပုံဖော်ပြီးပကံထဲကိုပြန်ထည့်ပေးလိုက်တော့တားကမစောင့်တော့ဘဲနဲ့စင်မေးကောက်စားလို့ရီးမိသွားတာပါလူမစားပါဘူးတိုင်ပန်းသီးမထည့်တော့လားချားရဲ့တားကပကံပေါင်မော်တင်မျိုးမှာတကားဘဘက်ကိုကြောပြီးပြောင်းထိုင်တော့ဟဲ့ချက်ရီးမိပြီးမှစတော်ဘယ်ရီတီးတွေကိုပိုင်းဖြတ်ပြီးထည့်ပေးလိုက်ပါတယ်ဖေဖေတို့စားပြီးလို့ရှိရင်ဖွားဖွားရုံသွားမယ်ဒီနေ့အင်ကြီးတက်တက်ဝတ်သွားမယ်မုန်းနေလေကျွေးပါလေတက်ဟုတ်တယ်တားအသေးစားနေတော့မှဟိတ်ထက်ကမိဖို့ကံကိုရှင်းလင်းမိအောင်ပါဗရင်းပေါက်တွေလည်းပိတ်ထားလိုက်ရပါတယ်တားကိုဝယ်စားလဲပေးပြီးတော့တားနဲ့စင်တို့နဲ့ပြန်အောင်ရှက်ကိုပဲထုတ်ဝဲလိုက်ပါတယ်ဆိုင်ငယ်နဲ့သွားရမို့တားကိုမိုးကဝယ်ပေးပြီးတော့ကိုယ်တိုင်လည်းမိုးကဝယ်ရသေးရပါအင်းရတကားတို့တစ်ချက်စစ်ပြီးတော့မှတော့ပေးပြီးတော့ထွက်လာခဲ့လိုက်ပါတယ်ဟောမင်းကတစည်းပါလားဘာလို့တူမလားတော့ကလေးနဲ့မလို့ပါမမေတို့အိမ်မှာဧည့်သည်တွေလည်းရောက်နေရမို့စကားကိုတူပဲပြောလာပြီးတော့တားအောင်မိုးကချုပ်ပေးလိုက်ရပါတယ်နေပုံတသက်လောက်နှစ်ဖက်ဖိုးဖွားရဲ့လက်ထဲကိုတားရောက်သွားရင်မို့ဟိတ်တက်ကလူရှင်းနဲ့တောင်းတနေရမှာပဲတွားရက်လိုက်ပါတယ်ကိုကြီးညီမလေးဆက်ညက်ပြုတ်သွားလို့တက်ပေးပါဦးဟိတ်တက်ကလို့ကင်းနေလာနေပြီမေဇွဲဝါး3-4ဝါးအောင်ကြိုးပြီးမှအနားရောက်လာပြန်ပါတယ်ဖဲပြားပုံဆက်ညက်ကပြုတ်ပြီးတော့စောင်းကြနေရောစပင်းပြော့ရည်တွေကိုလက်ကြောင်းနဲ့တူထီကန်ရဖို့တာမှာဖိုလေးတွတ်ဆုပ်နေမိတာပါတိတ်ညက်လိုက်သိလားအလွတ်လို့ရင်ပြန်ကြလာလို့ဟိတ်တက်ကတက်ပြင်းခိုးပြီးမှတစ်ချက်ချလိုက်ပြီးစပင်းတွေကိုတိတ်မြမှဆက်ညက်နဲ့တေချာထိညက်ပေးလိုက်ရပါတယ်ဒီလေမြဒီတော့မှဘာလုပ်နေရလဲဘာလို့အမှလဲကိုတရီဒီမှာဆက်ညက်ပြုတ်ကြလို့တက်ခိုင်းနေတာမသိပါဘူးအချောင်ကိုပြီးမှအကြည့်ဆိုင်နေထင်လို့ဟေမဆိုင်ရပါဘူးကိုတရီတာပြမှာဆစ်လစ်ခိုးတောင်းနေတာတွေ့တာပဲဟေးတိတိနေအန်တီတီစူအောင်မေ
ဟိုဘက်ကဟင်းလူနေပြီးထည့်ပေးရောအေးပါရပြီလေဟိတ်တဲ့ရှိရနေဖယ်ပေးနေစကားအများနေရောအတီပေးလိုက်တော့မှခေါင်းနောက်ကိုကန်ကြည့်နေတရားပါရှာပြီညီရမဟုတ်လားကတော့နော်ဖြတ်ပြီးကြော်ပြီအေးပါလူကြီးတွေဝိုင်းကနေဖြတ်သွားရလေလုံကြီးတလားလားလေးပါပဲအကုန်လုံးကလေသူ့ကိုချစ်နေကြတာပြုံးနေခွင့်လို့ကြပါပဲတမီးရေဖူဖူဒီမှာအတီးရတွေ့ချင်လို့လေလာစမ်းမအောင်ဟုတ်လာပြီအိမ်နောက်ဘက်ကိုဝင်သွားတော့မှဟိတ်တက်ကနေရာရွှေ့ပြီးမှအိမ်မောကဆင်းလာခဲ့လိုက်ပါတယ်ခြံထဲရောက်တော့လေလုံးဆရာမရှိလို့အတွေ့အများလာလို့လမ်းမော်ကိုထွက်ခဲ့ရပါတယ်ဟဲတာဘယ်တော့ဈေးတော့မလို့အတီးလာပါအိမ်ရှိမှရောက်လာရဲ့ဧည့်သည်ကြောင့်လေလမ်းပြပြီးတော့ခေါ်ခဲ့ရပြန်ပါတယ်အိမ်မော်ရောက်တဲ့တီကိုပို့ပေးပြီးချိန်မှာဟိန်ထက်ပဲမိုးပွဲပြင်တာဟင်းရဖြစ်တာလုပ်ပေးရပါတယ်ဖူးလေးရောမတွေ့ပါလားဟုတ်ရှိပါတယ်နောက်ဘက်ကိုရောက်နေလို့ပါအန်ဒီကသမီးစီမာနေရလေအခုရက်ပိုင်းမှာခဏပြန်လာမတွေ့ရကြပြီဖူဖူကအိမ်နာကျသွားလူကြီးမှဖြစ်နေပြီနဲ့တူပါရဲ့ဟုတ်ထိတ်စားပါအန်ဒီအေးတာဟိုမဲထင်နေဟုတ်တယ်မလားဧည့်သည်အန်ဒီကမင်းကိုပြတော့ဟိတ်တက်ကခေါင်းကြီးလေးရပါတယ်ဖူးလေးရှင်အန်ဒီကိုလာတွေ့ပါအောင်ဟုတ်လက်ထက်ဟင်းရကြောင်တခြားတယောက်ကိုကမ်းမေးပြီးတော့မှစပင်းတွေကိုကြောနာပို့ရင်အပြုံးနဲ့ရှောက်လာတဲ့ခါမှာဟိတ်တက်အကြည့်လွှဲလိုက်မိပါတယ်ကြည်စမ်းမှတ်တောင်မှတ်မိပါလားအယုံးမလေးလှလာလိုက်တာဟုတ်လားဒါမှဖူးကအလုပ်တွေလုပ်နေအောင်အလှရပြက်ကုန်တာနေကြည့်မနေ့ကဆိုပိုတော်မှလှသေးတာအမလီယုံပါတယ်အခုတော့ထင်းနေအောင်လှနေတာပဲတာဟင်းချက်ကတော့စိတ်မချနဲ့အိုစားရအောင်မေစိတ်မချစရာမလိုပါဘူးဖူးကကိုကြီးကိုပဲချစ်တာကျင်နာအလုံးအဖွဲနေစကွဲပဲအမလီစကားရလည်းတက်လိုက်တာတာတော့ကလေးနှစ်ယောက်ရပါဟုတ်လားဟဲ့ထက်ပြုံးနေရပြီမယ်နေရခက်လာလို့ထားသွားခြင်းနေမိရပါဧည့်သည်တွေကိုထားခဲ့ဖို့ကလေမကောင်းတယ်လို့စိတ်ဆင်းရဲကြီးစွာနဲ့ထိုင်နေရပါထဲ့စားနော်အာမနာနေအန်တီကြီးဒါအသွေးမတိုဝတာစားအေးပါသမီးရဲ့စားပါ့ကိုကြီးညီမလေးကြောကိုကြည့်ပြီးရောချွေထွက်ပြီးတော့စုပ်ကွက်နေပြီလားမသိပါဘူးမိုးရပြီမယ်လေပူလိုက်တာနော်ဟုတ်ပါရဲ့ဟိတ်တဲ့ရှိမှကြောပေးပြီးတော့ကြည်ခိုင်းတော့ကြည်ပြီးလိုက်ပါရဲ့စပင်းနေဖုံးငွေနေအောင်မှချွေးကွက်တော့ရှိနေပြီမယ်စပင်းနဲ့ဖုံးနေရောအဝေးလဲဖို့တော့မလိုလားဘူးလို့ထင်မိပါတယ်တိတ်မစိုးပါဘူးရှက်စရာကြီးရှက်တောင်နဲ့ခက်လိုက်မြန်ချောက်သွားရလို့လေဟိတ်တဲ့လက်ထဲကိုရက်တောင်ထိုးထည့်ပြီးမှကြောပေးလိုက်တော့ဧည့်သည်ရှိမှမို့နည်းနည်းခက်ပေးလိုက်ရပါတယ်တာဟိတ်ထက်တို့များငွေကလေးကသူ့ညီမလေးကိုအလိုလိုက်လာတာအခုမိမဖြစ်တော့ပိုသေးရောဟုတ်လားဟိတ်ထက်ပြုံးလိုက်မိပြီမေစိတ်ထဲမှာတော့အတော်လေးကိုခံစားရပါတယ်အလိုမလိုက်တော့ပါဘူးကိုရသစိမ့်ချိုးနေရအန်တီကြီးရဲ့နောက်မိမယူခြင်းနေရနေမှာဒီကလေးနဲ့ကြည့်ပါဦးဟိတ်ထက်လက်တရားရက်တာကိုဖြည်းဖြည်းလေးပဲခတ်တပြီးနေရပြီမေစကားအထက်လေးလည်းမကြားချင်ပါဘူးတမီဖူဖူဒီမှာအငယ်တို့ကပြန်မလို့တဲ့ဟုတ်လာပြီသွားလာအောင်မေအန်ကြီးအဝထိတ်စားနော်အေးပါဟိန်တဲ့ရှိရနေလက်ကနေထားပြီးတော့မှရှက်တောင်အောက်ချကန်ထားမိပါတယ်အန်ဒီကြီးတို့ပြန်သွားတော့ခြံဝါးတီကိုလိုက်ပို့ပေးနေပြန်မွေဖြစ်တော့ပါဘူးကိုကြီးရေအေဝါလေးလမ်းကိုခေါ်နေရောဧည့်သည်တွေလည်းရှိလို့တက်ပြင်းရှာပြီးမှပြန်သွားပြန်ပါတယ်မနေ့တည်းကဘာမှမစားသေးဘူးမလားလာလေးတခါရေးစားညီမလေးပြင်ထားပြီဟုတ်တယ်တာရေးစားလိုက်လေနေကင်းနောက်မှဖြစ်တော့မယ်ဟုတ်ကဲ့ပါမိဘတို့လည်းမလွန်ဆန်းခြင်းနေရောအိမ်မော်တက်လာခဲ့ရပြီမေဧည့်သည်ဝါနေလည်းရှိနေသေးရပါအန်ဒီမိုးရေပူးပြင်ထားတဲ့ကျဲဥပကံယူခဲ့ပေးပါဦးဘဲဥပကံရှိရလေမိရဲ့ကိုကြီးကကျဲဥပဲစားရမလို့ဖူးကစောနာကျဲဥပြုတ်ပြီးစိတ်ထားပြီးဇဝဲမှာရှိရဲ့တီးတန့်သိမ်းထားတာမလေးသူ့ကိုကြီးအတွက်တီးတန့်မာရတော့ဒီမှာပါအန်တီမိုးကမျက်စောင်းထိုးပြီးလာချပြီးရောဧည့်သည်ကိုလည်းအားနာဖို့ကောင်းပါရဲ့တမယာသေးစိတ်ကဒီမှာနော်ဒီဘက်ကလျှောက်သည်အရန်ချီစုလို့ကိုကြီးစားနေမှာမဟုတ်ဘူးအဲ့ဘက်ကညီမလေးကိုပေးလက်ဆန်တောင်းနေရောဟိတ်တဲ့ရှိနာလျှောက်သေးစိတ်ပကံကိုယူပြီးလိုက်ရပါတယ်တမယာသည်ကျက်တုံစီကျက်ဥငယ်များရင်ငရုတ်သည်နည်းနည်းမကြံသေးရလေနည်းနည်းမပကံလေးပေးကြပါဦးဒီဝိုင်းမှာနည်းနည်းမရသေးလို့ပါရှိကဲရောဒီကယူပေးဝိုင်းရဧည့်သည်ဝိုင်းဆွေမင်းလေးရက်ခွက်တည်းကအကြောင်းတည်းရဲ့သူမို့နည်းနည်းမပကံကိုကမ်းပေးကြပါပါတယ်ဟိတ်ထက်အားနာပြီမေလူရင်းကသူ့ကိုဆိုရင်စိတ်မဆိုးဘူးဆိုတာသိပါတယ်ကိုကြီးဝင်းကစားမလားကြော်ထည့်လိုက်မယ်နော်ဟိတ်ချက်ကောင်းကြီးပြလိုက်တော့အကျော်စုံနဲ့သုံးစင်းတော့မှခတ်ထည့်ပေးနေလို့တပြင်းချလိုက်မိပါတယ်ညီမလေးကိုဟင်းရထည့်ပေးဟင်းတက်ရှိမှဟင်းရပကံရှိနေလို့သူ့ပကံကိုလှမ်းယူပြီးတော့စုံနဲ့ခတ်ထည့်ပေးလိုက်ရပါတယ်ကျက်တုံကိုရွေးစေထည့်ပေးလိုက်ဖြုံမှာညားကောင်မှဆိုလို့ရက်တက်လိုက်မိပါတယ်
တော်ပြီလားဟုတ်ပကံအောင်ရှေ့မှာချပေးလိုက်တော့လက်ကိုခါနေပြန်ပါတယ်ဆက်လိုက်တာရှသွားတာနေမှာကိုကြီးညီမလေးကိုရှောက်သေးစိတ်ညစ်ပြီပကံအောင်ပေးပြန်တော့သူ့ရဲ့ညစ်လက်စာ6သေးစိတ်ကိုယူပြီးမှညှစ်ထည့်ပေးလိုက်ရပါတယ်တခါမှွေပြီးတော့လက်နာနေလို့ခွန်သာကျွေးလိုက်ပါတော့ဟိန်းချက်ပိုင်ဟာဟုတ်တယ်ဖူဖူနေလက်ဆက်တာနေနေနော်အပြင်းကြီးရမမလားခိုင်းလိုက်တာတကူမပြီးနိုင်မစီးနိုင်ဟုတ်ပါဘူးနော်တကယ်ဆက်နေတာဦးလေးနော်သူများအောင်မဟုတ်တာတိတ်မပြောနဲ့နှစ်ဖို့ပြောင်းလိုက်ပြီအမေနင်းရဲ့အပြင်းကျုံမသိရမှလို့ငငယ်တော့အကြောင်းပြလို့ရှိရင်ခြေထောက်ညားလို့ဆိုပြီးတော့ငါစိုက်ကနေကက်လိုက်မလိုက်လို့ရှိရင်ဟိတ်ချက်ပါအောင်ကြောပို့ခိုင်းတာလေအဲ့ဒါတကယ်ညောင်းတာပါနော်ကိုကြီးနည်းနည်းပေးထည့်ပြီးအောင်ကိုကြီးငုံတဲ့တိတ်မထက်နဲ့တော့ပိုင်းနာမယ်ကိုပကံကိုထည့်လဲကြလေပြောပြန်လို့လက်ကိုရက်လိုက်ပြီးတော့ပြီးစလွယ်မြန်မေးစားလိုက်ပါတယ်ကိုကြီးထက်ယူအောင်လေတော်ပြီနည်းနည်းလေးစားရတယ်ထမင်းစားတော့မှလေဟိတ်ချက်ကပကံကိုတခါရေးကန်မျိုးဇဝဲဝါထလာခဲ့လိုက်ပါတယ်နင်းတကူခိုင်းနေလို့ပြေးပြီခိုင်းမှာပေါ့ကိုယောက်ျားမို့ကိုခိုင်းတာပေါ့ကြုံညာဝင်းနေပြန်ပြီအနောက်ဘက်ကစကားတဲ့နဲ့ဝေးရောက်တာထွက်သွားခြင်းမရပါဧည့်သည်တွေဝိုင်းရသားကိုချီထားတွေ့ရောအားနာလို့အနောက်ကိုသွားပြီးမှတောင်းလိုက်ရပါတယ်မျက်နှာကျူရဲ့နော်မကြောက်တတ်ဘူးဟုတ်တယ်မတိတ်မပူတတ်ဘူးလေနှစ်နဲ့မပြည့်သေးဘူးဆိုတက်တယ်နော်ဟုတ်ကဲ့ပါတက်တာအန်တီတို့ဆောင်လာလေနော်ခေါ်ခဲ့ပါမောင်လေးရဲ့ချစ်လို့ပါဟုတ်ကဲ့ပါခေါ်ခဲ့ပါမယ်တားကိုပွေးချပြီးတော့အိမ်နောက်ဘက်ကိုခေါ်ခဲ့လိုက်ပါတယ်ဧည့်သည်တွေပွေးကြချီကြအကြောင်းဒိုင်ပါကိုသတိထားပြီးမှလဲဝဲပေးရပါတယ်သူများနေဆိုပြုံးနေပြောနေကြတာနှစ်ယောက်စလုံးပဲတားကိုဘောင်းမီအသေးလဲဝဲပြီးတော့ထွက်လာချိန်မှာတကားပေါက်မှာပြောတဲ့ခါမှာဟိတ်တဲ့တစ်ချက်ကြည့်မိပါတယ်ဖူးလဲရတာရန်သူတော်ကြီးပါသိပါတယ်ဖဲဦးလေဖဲဦးဘာမှမပြောချင်လို့တပင်းတစ်ချက်သာရှာလိုက်မိပါတယ်ဖူးရေတငယ်ချင်းတွေထင်တယ်ခေါ်လိုက်ပါဟုတ်လာပြီပေးအနောက်ဘက်ကိုလှည့်ော်လိုက်ပြီးတော့ဟဲချက်လက်တွေကတားကိုဆွဲလူချီသွားတာပါတငယ်ချင်းဆိုရအုပ်စုဝိုင်းမှာဝင်ထိုင်ပြီးစကားပြောနေကြရင်ပြီတားကသူ့ကိုယ်ပေါ်မှာပဲထိုင်နေရလို့တွန့်ယုံနေရပါသူကလည်းပြန်ဆွဲပြီးတော့လက်မကိုဖြစ်ပြီးတော့ထိုင်ခင်းနားမှာတိနေရောဟဲချက်မနေနိုင်တော့ပါဘူးသူတို့ဇဝဲဝိုင်းနာကိုသွားလိုက်ရတာပါဖူးလေခလေးပေးရှားတယ်ညီမလေးခြေထားလိုက်မယ်ကိုကြီးတခြားဝိုင်းအတွက်လိုအပ်တာကူပြီးလိုက်ပါလို့လက်စကားပြောပါရှားပါရဲ့ရှေ့ခလေးကိုချစ်လို့ပါခလေးကိုချစ်တယ်ဆိုပြီးတော့လူကြီးဝေးကြီးပဲစကားပြောနေတယ်လို့ခလေးကိုတင်းကျပ်ထိုင်ခိုင်းတာကြောင့်မကြခင်ကိုယ်စံထွက်လာတော့မှဟိတ်တဲ့စိတ်ပူနေရပါငိုတော့မှစိုးလို့ပါညီမလေးထိမ့်တက်ပါတယ်ဒါလာမလားတားကိုတို့မျိုးမှာရုံးကန်ထားတဲ့ခါမှာလက်မကိုဆွဲထားပြန်တော့တစ်ချက်ကြည့်မိပါတယ်လွတ်လိုက်ဖူးလေဒီစိမ့်နေရှိမှပဲလေတံပြက်ပြောလိုက်တော့မှတားကိုဆွဲယူပြီးတော့ဟိတ်တက်ဘက်ကိုစောင့်ထည့်ပြီးရခါမှာတားကိုသိမ်းမွေးချပြီးတော့ထွက်လာခဲ့ပါတယ်ချန်နယ်ကိုဆင်းလာပြီးတော့ပြန်တော့မဲ့ဧည့်သည်ကိုနှုတ်ဆက်ပေးနေမိရပါတတပွေးချီထားတဲ့သူ့ဟာသူလိုလက်နေချင်တာကြောင့်လေဖနက်ဝေပေးပြီးမှလွတ်ထားပေးရပါတယ်ဧည့်သည်တွေတရားကောက်မလေးတို့ပါဖလိုင်းကစ်ပါပေးနေရောဟိတ်ချက်ကမျက်နှာပူရလို့ရီပဲရှိနေမိရပါဘယ်သူမှမသိမနဲ့သူ့ဟာသူတက်နေရဆိုရင်ဘယ်သူကယုံပါလဲတချို့တွေများနော်ခလေးကိုအကြောင်းပြပေးတတ်ကြတယ်ဟိတ်ချက်နောက်ကနေတန်ထွက်လာတော့စိတ်ကစင်မပြေတော့ပါဘူးညီမလေးခလေးချီရတော့အတင်းခေါ်တာဒီလိုလုပ်ခိုင်းမို့လားခလေးကိုနားမလုံးနဲ့လို့ငါပြောထားလေမင်းမတ်မိဘူးလားအခုလက်မောင်းနေရာမှာနေရနေပြီလေခလေးဆိုတာနုနေလေလက်စစ်တွေပါထိသွားဘယ်လိုလုပ်လဲညီမလေးကပပကိုထိခအောင်လုပ်မယ်လို့အကိုကြီးထင်ရတယ်နော်ညီမလေးတော့မယုံကြည်ဘူးပေါ့တငယ်ချင်းနေရှင်မှာရှက်ဖို့အရန်ကောင်းနေဖူးလက်ကြီးဆိုတာအเจ้าမှာနံပါတ်1ဆိုမြင်နေရှားရယောက်ျားရတော့သူ့ကလေးနဲ့ပတ်သက်လာလို့ရှိရင်လူရှိမဆောင်မကြည့်တော့အောင်ငေါ့ပြတာညီမလေးကိုဘယ်လိုပြောကြမလဲကိုကြီးသိလားဧည့်သည်ကျန်နေသေးရကြအောင်ငိုတံပါနဲ့ပြောနေအောင်ကြားကုန်မှာစိတ်ပူသွားတာပါမင်းသိကကြားသွားလို့ရှိရင်ငါတောင်းမှန်နေနောက်ဆိုရင်ကလေးကိုနားမလို့တောင်းဆိုချင်တယ်လောက်မယ်ပြောမရရိုက်မယ်စကားနားမထောင်နဲ့ရိုက်မယ်ထိုင်ဆိုမထိုင်လဲရိုက်မယ်အခုကနားမဲလောက်တာနောက်ဆိုတကယ်ချိုးပြစ်ပါဖူးလေပါလေညီမလေးလည်းစုံမခွင့်ရှိတယ်နောက်တစ်ခါကလေးကိုမညာမတာလို့ရှိရင်မင်းမလွယ်ဘူးနော်ဘာလို့ချင်လို့လဲပေါ့ပေါ့ကြောင့်ညီမလေးကိုရိုက်မှာလားတက်မှာလားမင်းတော်တော့ဧည့်သည်တွေအိမ်ထဲကထွက်လိုက်မို့ဟိတ်ချက်ကဘေးကသားလက်ကိုဆွဲပြမှအိမ်မက်ကိုပြန်လဲလာခဲ့လိုက်ပါတယ်ညီမလေးကပေါ့ပေါ့လောက်တော့မှရေးမပါဘူးလားဟိတ်ချက်ဘေးကိုရောက်လာပြီးတော့လက်မကိုဆွဲပြီးမင်းပြန်တဲ့ခါမှာတပြင်းရှာလိုက်မိပါတယ်မင်းဘာဖြစ်လို့လိုက်ရှင်နေရလဲအကိုကြီးရောဘာလို့ပြောင်းလဲရလဲသိကျင်တယ်ညီမလေးကိုခုပြောညီမလေးသေးဆက်စားကလေးကမှတ်ညံနေမှာကိုကြီးနဲ့ပတ်သက်တာကြည့်ပဲတေးသေးလေးပြောင်းလဲရတယ်သိနေရပဲအများကြီးပြောင်းလဲသွားလဲသိနေတယ်
အကြောင်းရင်းကိုပဲညီမလေးကိုပြောပါခလေးနဲ့ဘာမှမဆိုင်ဘူးလေခလေးပေါက်စားလေးနဲ့လိုက်မရှင်းပါနဲ့မရှင်းပါဘူးရှင်းလို့မှမရတာအရေးမှမပါတာမင်းကငါတားအရွယ်တွေကမဟုတ်ဘူးဝေးကလေးကငါတိလာတာမင်းစိတ်မင်းတွေကုန်လုံးငါတိပြဿနာအကုန်လုံးကတားနဲ့ဘာမှမဆိုင်ဘူးဟိန်ထက်ပခုံပြစ်တာပြီးတော့အိမ်မက်ကိုချီးဆောင်ပြီဝင်သွားတဲ့အခါမှာတပင်းချက်ချလိုက်မိပါတယ်ဝေးစားကလေးကအချစ်ခင်ရတဲ့ကလေးလေးကိုအုံနောက်ထဲမှာဆွဲထင်နေခဲ့ပါတယ်မိသားစုဆွေမျိုးတွေစုံနိုင်မှာငယ်ဘွားတိတ်ကြောင်တူပေါ်တက်ကြပါတယ်အခုလဲတက်ပေါ်စာကိုထက်လိုက်ကိုချပြမှာအတိတ်ကမှတ်တရတွေကိုစကားတွေပြောနေကြပါကိုကြီးပဲဟုတ်လေမိသားစုဆွေမျိုးတွေထိုင်းနေရမတိမတာရှောင်ပဲထွက်သွားတဲ့ကိုဖိုးလန့်ဟော်ပြီးတော့မေးလိုက်မိပါတယ်စိတ်ဆိုးမဲဆိုတာသိနေလေပဲအခွင့်အရေးသေးမွားလေးကစားလည်းလို့မခံနိုင်တာမို့အရဲစုံမျိုးမှမေးရတာပါအပြင်မှာမိုးရွာနေရလေတားပဲဟုတ်လေမမေကပါဝယ်မိတော့မှခေါင်းရမ်းပြီးတော့လက်ထက်အထီကိုပြန်ချိတ်ထားလိုက်ပါတယ်ရေတော့ဝယ်မလို့ဆိုတော့မိုးနဲ့မှဝယ်ပါကိုကြီးရဲ့ဒီမှာညီမတို့ငယ်ငယ်တော့ပုံနေကြည့်နေကြတာဒီမှာကြည့်လေကိုကြီးနဲ့မမကြီးတို့ငယ်တော့ပုံနေအခုပုံနေတခြားစီပဲနော်မမေဘက်ကိုလဲမေးလိုက်တော့လူကြီးတွေကရှိနေကြပါချက်ပုံနေနဲ့မြင်ရဆော့နေရမို့ဒီချက်ပုံနေကလွတ်တော့မှရှားနေပြီဆိုရင်လေအကြောင်းရှာလိုက်မိရပါမကောင်းတဲ့တဲ့ဟာနေနောက်ကိုရှာလာပြီးတော့မတက်ရက်ပြီးတော့ကြည့်နေရပါထိုင်လေဒီမှာကြည့်ပေါက်ပေါက်ကကိုကြီးနဲ့တူရယ်နော်အော်ချုံနေနဲ့မုံကုတ်ကုတ်ရက်နေကလေးလေးကိုလက်ညှိုးထိုးပြလိုက်တော့အန်တီကခေါင်းဆောင်ပြီးတော့ကြည့်ပါရဲ့ပြီးတော့ဟုတ်ပါရဲ့ဆိုပြီးတော့ထောက်ခံပေးရပါတောင်းမှတ်မိလိုက်ညီမလေးတော့မမှတ်မိဘူးဟီကလေးလေးကကလေးပေါက်စားလေးပွေးကြည့်ထားပါဖူရက်တရားပြေတော့ရိုက်ထားတဲ့တက်ပုံမှန်ကိုသိပြီမေအကိုကြီးဘက်ကိုလှည့်ပြီးမှမေးကြည့်လိုက်တဲ့အခါမှာခေါင်းငိတ်ပြပါတယ်အမလေးအဲ့တော့ကောင်းကောင်းမှတ်မိပါတယ်ကျုပ်တို့ကစကားကောင်းနေရဟိတ်ထက်ပါရင်လေဘာမပြောညာမပြောနဲ့ပွေးကြည့်อ่ะကောင်းကလမ်းကြောက်လေသူ့ဖေမန်တော့ငုံမမနဲ့ညီမလေးကိုတားလူကျင်လို့ပါတဲ့စစ်ကြည်နာကိုပေးချလိုက်တော့ပုံနေရတိုင်းပြုံးပြနေရပဲတွေ့ရမလားအခုတော့လူကျင်နာတကယ်ရတိုင်းမလားဟိတ်ထက်ပိုင်ဖူကဓာတ်ပုံနေကြည့်ရင်အမတ်တရားကိုနားထောင်ပြီးတော့ဂျင်းနိုးချိုင်းနဲ့မောကြည့်မိရဲ့အခါမှာမကောင်းတဲ့ပြုံးတစ်ခုကရင်နာစရာပါအခုတော့မလို့ကျင်တော့ပါဘူးလို့ပြောမထွက်သေးတာပဲကျေးဇူးတင်ရအောင်ပါဒါဆိုကိုကြီးကဖူကိုအဲ့ဒီကညီမလေးလို့ခေါ်တာပေါ့နော်ဟုတ်လားအန်တီဟုတ်တယ်လေဘယ်သူမှတင်မိရမဟုတ်ဘူးသူကသူခေါ်တတ်တာညီမလေးဆိုရခေါ်တဲ့ပျောက်ဆုံးသွားခြင်းတော့ဖိုးအတွက်နားမလဲခြင်းနဲ့တူလေဟာမှုဝမ်းနေမှုတွေကကြောက်စရာကောင်းတာကိုခံစားရပါတယ်လူကြီးတွေစီစဉ်နေကြရဲဆိုမိညီမလေးကိုကိုကြီးလက်မထက်ချင်ဘူးဖိုးမှရှက်ရမယ်နိုင်ရမယ်မသိပဲနေအန်အိုးနဲ့နားမလဲခြင်းသာခံစားခဲ့ရပါတကယ်ပြောနေတာလက်ထက်မိမှားလိမ့်မယ်ဖူးလေလက်ထက်မိငါတို့သစိမ်းဖြစ်သွားလိမ့်မယ်ရန်သူတွေတောင်မှဖြစ်သွားမလားပဲငါကလည်းခွင့်လွှတ်နိုင်မှာမဟုတ်ဘူးအဲ့ဒီချိန်တော့တမင်ပြောရလို့တွေးနေမိပြီအခုတော့တကယ်စိတ်ရမှန်မှန်နားလည်ခဲ့ပါပြီငါညင်းလိုက်မင်းဘက်ကနင်းနာမှာဆိုလို့မင်းကိုညင်းခိုင်းတာအခုချိန်မှာမင်္ဂလာပွဲပြန့်ရောညီမလေးကမနင်းနာတော့ဘူးလားမင်းတဘောပါပဲမင်းရဲ့ရွေးချယ်မှုပါပဲသူတို့လက်ထက်ပွဲပြင်းမြောက်သွားပြီမေတကယ်ကိုတခြားတယောက်လိုပြောင်းလဲသွားခဲ့ရပါတက်လုံးရင်းနှီးအလိုလိုက်လာသူတယောက်ကကိုဘွားတခုလုံးပုံရပြီးချိန်မှာခြောက်ချားစရာကောင်းပြောင်းလဲသွားခဲ့တာရင်နာဖို့လည်းကောင်းပါတယ်လက်ထက်ပြီးကြရတကယ်ကိုသစိမ်းလို့ဖြစ်သွားတော့နုငယ်လှပပြီးတော့ယောက်ျားရဲ့စိတ်ဝင်စားခြင်းခင်ရမိန်းကလေးတယောက်နေနေပို့ပြီးတော့ခံမြင့်မိပါတယ်ညီမလေးမဟုတ်ဘူးမိန်းမဆိုတဲ့စကားကိုတွင်တွင်သုံးမျိုးမှာလင်းမယားရှာမြောက်စူးစမ်းခဲ့ရတာမှမရှက်နိုင်ခဲ့ပါဘူးအချိန်ကြာလေတကယ်အချစ်မပေးနိုင်အောင်နားလဲလာလေဖုန်းငငယ်တည်းကလူတကာရဲ့ချစ်ချင်းမြတ်တာကိုရနေခဲ့ရသူမို့သူ့ဘက်ကမိန်းကလေးတယောက်လုံးမချစ်နိုင်ဘူးဆိုတာသိတယ်သူ့ဘက်က1500မြတ်တာကိုလူကျင်တက်မှတ်လာလိမ့်မယ်အတိတ်နဲ့ပြောင်းပြန်ဖြစ်နေတဲ့ခင်မွန်းဖြစ်သူနားလည်အောင်စူးစမ်းနေနှလုံးသားထဲမှာဝင်ရောက်ဆုံးမနေပါပြီကိုရန်သူလို့တော့မှတက်မှတ်ထားတဲ့လူတယောက်ကိုအသက်နဲ့အောင်ချစ်မိတာဝကြွေးတကူပါပဲမနာလိုခြင်းအားငယ်ခြင်းမျောလင့်ခြင်းနဲ့တာနှင်းစင်ရဆက်ဖြတ်ကျော်နေရပါမယ်လွတ်မြောက်လည်းမစွတောင်းရပါဘူးတွေ့လားဖူးဖူးရဲ့ပုံနှိမ့်ပါလေတစ်ဖက်မှာရိုးနဲ့တစ်ဖက်မှာဟိမ့်တက်ပိုင်းကြည့်ပဲလူကြီးတွေတောင်မှတတိထားမိပြီးတော့ပြောနေပြီမယ်ကြောက်ရွံ့လို့အသက်မဲ့စွာရက်ကြည့်နေရဲ့လို့ဖူးကမသိကြအောင်ဆောင်ထားရပါတယ်ဒါကကိုကြီးမှတ်မိလားညီမလေးမှတ်မိတယ်မူလတန်းတော့အကိုတယောက်လိုအားကိုရပြီးတော့ဖူးဆိုးခဲ့တဲ့မြောက်အလိုလိုက်ပေးခဲ့တယ်ဖဖွားရင်ကိုသွားရင်နောက်မှကိုကြီးပါမသွားမယ်ဆိုလို့ကြောင်းပေးရမှာဖူးဖဖွားရင်ကိုအလေသွားရင်နောက်မှသူပါရပါတယ်ဖဖွားတို့ရထိုင်ကုန်မှာဖူးကိုပွေးချပြီးတော့ထိုင်းနေတဲ့ကိုကြီးသူ့လက်တွေကဖူးချီထားတာပွေးပတ်ထားနဲ့ပို့တူပါတယ်အမြဲတမ်းယူရကျင်နာဂီယူဆိုင်ပေးခဲ့တဲ့အတိတ်တွေကိုတွေးမိတိုင်းမှာ
နာကျင်စရာတွေကြီးပါပဲလက်ထက်ချင်းအတွက်အဲ့လောက်ပေးဆက်ရမယ်ဆိုတာသိခဲ့လို့ရှိရင်ဖူးကိုယ်တိုင်ဖြတ်ပေးခဲ့မှာပေါ့အခုချိန်မှာမဖြတ်ခဲ့တာပဲကျေးဇူးတင်မိတာကိုကြီးကိုညီမလေးသိချစ်မိသွားတာတခါလေတော့အတိတ်မှာအချစ်ခံခဲ့ရသမျှတွေဟာပြန်မိတ်ဆက်ဖို့များလားကြည့်ရောဖူးလေးရဲ့မျက်နှာလည်းကြည့်ပါဟဲ့ရုပ်လာသလားပေးတူးနေရပြီအမေဒီပုံကြတော့ဟိတ်ချက်ပိုင်မပါဘူးတော့ပါပါတယ်တော့အခန်းမှာကြည့်ပါလားဟုတ်ပါရဲ့ဘာလို့အလောက်ငိုးနေရလဲကျောင်းမတက်ချင်ဘူးဆိုပြီးငိုးနေရလေကျောင်းမတက်ချင်တာရိုးငိုတာမဟုတ်ဘူးနော်ကိုကြီးနဲ့တူတူမတက်ရရင်မတက်ဘူးတဲ့တားဟင်းကကြောင်းမြောင်းသွားလို့အားပြေးစိန်လို့ပြီးငိုးနေရလေတားဟင်းလေးကလေတားဟင်းလေးကတနေ့လုံးမှာတင်းရကိုခန်းမှာကိုနေရမဟုတ်ဘူးလီတန်းခန်းကသူ့ကိုပြီးမှတော်တော်ထိုင်နေတာမိယွန်းကတော့စိတ်မရှိရောခောက်တာပဲမရပါဘူးတားမမိရမလားညီမလေးကတားပြီးမှထိုင်တာလေထမင်းလက်ခုံရသေးမှတ်မိလားဖိုးကားတက်တီကိုမောကြည့်လိုက်တော့အတက်မပါတဲ့အပြုံးနေနဲ့ကောင်းကြီးပြနေပြီမိညလုံးနေရရီဝေးနေရပါအဲ့ဒီအကြည့်မျိုးဖိုးသိမ့်မုံနေယောက်ျားဖြစ်သူကတခြားမိန်းမတယောက်ကိုလွမ်းဆွတွေးတောနေတဲ့အချိန်မှာပြောင်းလဲနေတဲ့မျက်လုံးမျိုးပါဖူးလေမှတ်မိရဲ့လားညီးနေဆက်ခဲ့တာနှိမ့်ဆက်ခဲ့တာမဟုတ်ပါဘူးအနီးရဲ့ဖူးကကိုကြီးကိုချစ်တာပါချစ်လို့နားမှာပဲနေတာထမင်းလက်ခုန်ခိုင်းတာဖူးမှတ်မိပါသေးရဲ့မမဟေးချန်ဆက်တယ်လေဖူးကလည်းအဆက်ကြောက်တာကိုကြီးနဲ့ထမင်းဖို့တူတူစားရတော့ထမင်းတလုံးရှိတလုံးမြဲတမ်းစားရတာမလေးအမြဲတမ်းခုန်ခိုင်းတာလည်းထဲပြောပါအောင်တိတက်ပါပြီဆိုကြရထမင်းစားချိန်မှာဟိတ်ထက်ပိုင်းရှိနေညီမလေးကိုခုန်ပေးပါလို့မြဲတမ်းချွဲပြောခိုင်းတာမိယူကမခုန်ခိုင်းလို့ဆိုပြောသူ့ကိုခေါ်ထုတ်သွားပြီးတော့မှခုန်ခိုင်းတာဆရာမကတိတ်လေတာအခုရောခုန်ခိုင်းသေးလားခိုင်းတယ်လေကိုကြီးကပပကိုပဲခုန်တာအမလေးဟဲ့ရှော့ပါတော့မိဖူးရဲ့ငါတူကမြမနေကြုံကြီးကိုဖြစ်လို့ပဲဖူးကချစ်လို့လောက်ခိုင်းတာပါနော်ဖူးလည်းချစ်လို့ကိုကြီးအတွက်ဆိုရင်အကုန်ပြန်လုပ်ပေးချင်တာပဲမလီကြားဘူးပေါင်းတော့ညီကိုကြည်တိတက်နေတာအန်တီလည်းမသိပဲနဲ့ဖူးဘွားမှာပထမဆုံးရန်ဖြစ်ဘူးတာကိုကြီးကြောင့်ပဲအမေဒီကိစ္စကတော့မသိလောက်ပြောကြမှာဖူးကနှကန်းဆိုပြီးတော့ဘေးကလူယုံမောကြည့်လိုက်တော့လေတူကြီးကကိုစီမှာမဟုတ်နေရောစိတ်တူရပါတယ်တူကတော့ဘဲမှတ်မိမလဲတန်မိုးမှမထားတာကိုရငငယ်တော့လူကောင်ကြည့်ရလေတန်းနေမှာထင်းဆုံးပဲအဲ့တော့ဟုတ်တယ်အမျိုးတွေမှာသူရက်ရှိဆုံးပဲအဲ့ဒါကိုလူတွေကစရလေဒိုင်နိုဆောကြီးလို့စကြတာဖူးကမခံနိုင်ပါဘူးဒီနေ့စောနေနဲ့ကိုရအိမ်ကြီးထွက်လာတော့ဒိုင်နိုဆောကြီးလာပြီလို့ပြောကြတာဖူးကကလေးပဲဘာတိမှလဲဒါမဲ့မကောင်းတော့သိရလေငါကိုကြီးအဲ့လိုမခေါ်နေလို့ဆိုတော့တူလို့ခေါ်တာတဲ့အဲ့ကောင်မလေးပြေးပြေးမှကုတ်ဆွဲတာအဲ့ကောင်မလေးလေဖူးစပင်းပြန်ဆွဲပြီးတော့လက်မမှာလက်ပန်းတွေလုံးကြတာဖူးရင်တော့တကားမှရံမတက်ဘူးပါဘူးအဲ့တော့ဖေးရတီကိုရိုက်သေးရလေကိုကြီးတော်မှရန်တက်နေတော့ဝင်းဆက်ရသေးတယ်မှတ်မိရမလားမလေးဟဲ့ဖူဖူတီးတက်ပေါ်တော့ထူးထူးဆန်းဆန်းပါ ਈ ဟိန်တက်ပန်ကြတော့တီးတက်တာလူကြီးဆန်တာ2တန်းလား3တန်းလားကလေးပဲရှိပါသေးရဲ့မနှက်စောကြီးရောက်ချလာဘာဖြစ်လို့လဲဆိုတော့ဖူဖူကနေမကောင်းလို့အန်တီရဲ့တန်ကြစီလာတောင်းတာတဲ့သူငငယ်တော့ကနေမကောင်းနေမှာတန်ကြစီတိုက်တောင်မှတ်ထားရလေဟဲ့နင်းညမလေးကကလေးလေးမလို့ရိုးဖျားဘာလို့ရှင်းလည်းမရဘူးစေးတကယ်ပေးလိုက်ရတော့ဟုတ်တယ်လေအဲ့ဒီစီကိုကျမစီကိုတကယ်လာပေးရနော်တိုက်ချင်အောင်ဆောင်ပြလိုက်ရတယ်ဟိဟုတ်လားကိုရညီမလူငယ်လေးကချစ်တာပေါ့နော်မလေးချစ်မချစ်တော့မသိဘူးဟေသူ့ရဲ့ရှိရှိရလက်ပြေကိုင်းသွားညီကိုပိုးရလို့ပဲအမြဲတမ်းကြောပိုးနေရလေတရက်ကွက်လုံးတက်သေးရှိရဲ့မြင်မနစ်မင်းသမီးရဲ့ဖူးကဒီကောင်ကြလို့ပါနော်ဟိအဲ့တော့မှတ်မိရဲ့ကျောင်းစိတ်နိုင်မှာကိုကြီးကကြောပိုးပြင်ရလေကျောင်းမတူလေလာခေါ်ပေးရတယ်ကိုကြီးကြောပေးလို့ရှိရင်ဖူးကမြေကြီးနဲ့ဝေးသွားလို့ပဲအားကြောင့်ကိုရိုးပဲလာခေါ်ခိုင်းတာပြီးရင်ကိုရိုးအိမ်မှာပဲနေရလေမေးလာခေါ်မှပြင်တာနော်မေအေးလေအဲ့ဒီကထမင်းစားကြီးလာပဲတခါလေးနဲ့အဲ့ဒီအိမ်မှာပဲအိတ်လိုက်ကြပြီဟိန်ချက်ပိုင်ကျောင်းယူရောက်တော့မှဝေးသွားကြသေးတာဒါလဲကျောင်းပေးရဆိုအဲ့ဒီအိမ်မှာကြီးပါပဲဟိန်ချက်ပိုင်နဲ့ဖူလီကိုခုလိုစီစဉ်ပေးလိုက်တာလေကောင်းပါတယ်သူတို့တန်ရောစီကလည်းမသေးကြဘူးညီကိုလေတခြားလူဆိုတိခက်နေမှာမဟုတ်ဘူးဖူးကလည်းတခြားလူဆိုမယူပါဘူးကိုကြီးမုံနေနာခံမျိုးယူလိုက်တာအမလေးဟဲ့ဘေးကကိုရုံမောကြည့်မိချိန်မှာဖိုးကိုတစ်ချက်ကြည့်ပြီးတော့အကြည့်လွဲသွားတာပါဒါကိုကြည့်ပါဦးပါဇက်ဟောင်းသားနေပြီမမယုံနဲ့ကိုကြီးရှင်းထားနေကြတဲ့တက်ပေါ်ဖိုးဘေးကိုပို့လိုက်ပြီးတော့တခြားတက်ပုံတစ်ပုံထုတ်ယူလိုက်ပါတယ်ဖေးရကင်မရာရှိတော့ငေဘွားရဲ့တက်ပေါ်ကမများရှိပါတယ်ပရိုမီတာဆိုပုံနေမှာလေကိုကြီးအမြင်နဲ့ကပ်ပါတတ်ပါတယ်ဖေးကင်မရာကိုကြီးကိုပေးလိုက်တော့လေဖိုးတို့ပုံတွေကိုရိုက်ပေးသေးရပါကိုကြီးကဖူးကိုဆိုရင်ချိန်နှန်းနေရာတွေမှာလိုလက်ခဲ့တာကြည့်ပဲလက်မထက်နဲ့ဆိုရင်သူစကားကိုနားမထောင်မိရဲ့တစ်ချက်လေးကြောင့်ရက်ဆက်နေတာကို
ကိုယုံကြည်မှုအများကြီးနဲ့ဘလို့ချင်းနေပဲဖြစ်ပါစေကိုကြီးကငါ့လိုမိန်းကလေးကိုငုံထားမတက်ချစ်လာမှလို့တွေးခဲ့မိတာအချင်းကြာလေးဖွရဲ့ဖြစ်မှန်ခါသေးလေးပါပဲဒါမဲ့လည်းစူးစမ်းလို့ရနိုင်ပါသေးရဲ့မေအလုံးမရှိတော့ကျွန်တော်ပြန်လာတော့မယ်ကိုကြီးကလည်းမပြန်မနဲ့ဆိုင်လဲပိတ်တာပဲကိုပြန်ပြီးတော့ဘာလုပ်မှာလဲပြည့်စည်ရောက်လာတခါယူလာမလို့ပါမိုးလေးပါတော့လေဩဒါဆိုလည်းတော့လေတာရဲ့နေပေါ့တားလာအောင်သူကသူမုံထိုင်စားနေကလေးကိုပါလှမ်းခေါ်တော့ဖူကအကြောင်းသိလိုက်ပါပြီမခေါ်သွားနဲ့လေကိုကြီးကလှုပ်ရှုပ်နေမှာပပကိုညီမလေးပဲခေါ်ခဲ့ပြီရတယ်သူ့ရဲ့ချင်နေပြီနဲ့တွေ့ညီမလေးသိလိုက်ပါမယ်မမေ့ခန်းထဲမှာပဲသူ့ရဲ့တက်တယ်အကြည့်ချင်းစုံပြီးတော့နောက်မှာတော့မလိုလားစွာကောင်းညစ်ပြီးတော့မိုးကောင်ဖြုတ်ပါတယ်ခလေးလေးတယောက်လောက်ဒါမှအဖြစ်မရှိတာနာကျင်စရာပါပဲလူကြီးတွေကပုံနေဆက်ကြည့်နေပြီမေဖူကတော့မလီနိုင်လို့ထလိုက်သွားလိုက်ပြုံမှာဆန်ငယ်တော့နေဆန်ငယ်အိုးထုတ်ကိုယူပေးမိပါတယ်အိမ်အောင်ရှင်မကောင်တယောက်အပြေးဆိုရောဖူကနေရာယူနိုင်မလားလို့အများကြီးကြိုးစားခဲ့ဖို့ပဲမေအရှာမတင်ခဲ့ပါဘူးနောက်ဆုံးမှာတော့မြစ်တာပေါက်ပွားလာတဲ့စေတနာတွေကသူ့လိုလိုရိုးဖိတ်လာခဲ့တာပါအရှာရောက်အလားတတိလေးဖြည့်စည်းကူညီပေးခြင်းရဲ့စိတ်ကလူကြီးဆန်လာမျိုးမဟုတ်ပဲအချစ်စိတ်ကြောင့်ပုံပေါ်လာလို့ခေါ်မလားဖူးယူပေးလိုက်တဲ့ဆိုင်ငယ်အိုးထုတ်ကိုယူပေးမယ်လေလူမကြည့်ပါဘူးစိတ်တမ်းမွေနဲ့နေသားကြနေမလို့ပုံမှန်နေတဲ့စားလို့ရှင်တော့အများကြီးနှိစက်ခရဖြည့်သိမ့်ရပါတယ်အန်တီပြောလို့ပါပဲအရက်ရှိရဲ့ကိုကြီးနာမှာဖူးအရက်နေမှာကြောပြင်းကျဲကိုငေးကျင်နဲ့အချိန်မောင်းများစွာအပြုံးနေနဲ့ကြောပို့ခဲ့ပြီးတော့တတိရတယ်မမောပါဘူးမေရဲ့တားညီမလေးကိုချစ်လို့ပိုးလာတာညီမလေးကသုံးနဲ့ရောက်တာတော့မှပေါ့ပေါ့လေးပဲရွှေဝကြတော့ဝါသွားလေရုံးရဲ့ညီမလေးကိုတားမလုပ်ပါနဲ့နှစ်ဖိုးလည်းနီးနေပြီအောင်ဖွာကိုရအားဘူးမဟုတ်ပြီမယ်နော်ညီမလေးကဒီယိုလေးနဲ့ရမ်းတူတာအားကြောင့်ကိုရဝယ်လာခဲ့တာရရပြီမေတားပြီးတော့မှစားလိုက်ပါမယ်ညီမလေးကိုရင်ခေါ်လိုက်မယ်သူပိုက်စားနေမှာပဲတေးလည်းမကြောက်တော့ပါဘူးညီမလေးငိုနေလို့ရှိရင်တားစိတ်ညစ်လို့ပါတွားငါပေးလိုက်မယ်နော်ဒီခွေပဲမဟုတ်လားချောင်းနေစိုးနေအောင်အဲ့ဒီမုံနေမစားရဘူးလေညီမလေးရဲ့လာလေးမိုင်းနော်နေကောင်းသွားလို့ရှိရင်ဂျယ်လီထုတ်လုံးဝယ်ကြည့်မှာအသေးပုံဂျယ်လီလေးခွက်ကလေးတွေတင်းထားပြီးမှတဲတဲ့ဆော့ကြမယ်နော်ဖိုးတိတဲ့စားရွယ်မှာကလေးဟာကိုကြီးကမူလာတမ်းမဲ့ရှိသေးပေမဲ့လေအရန်ချစ်ပေးပြီးတော့အရန်လူလိုက်မှုတွေကိုပြန်တွေးထဲမှာခံစားမှတ်မိနေရပါတယ်ချောလို့ချောတယ်ပြောတာလှလို့လှတယ်ပြောတာကိုကြီးကစိတ်တူကြလားခုံနောင်းမှယူရအောင်ပါအကိုတယောက်ရှိမှလာကြတော့ဒေါသထွက်တာပေါ့ညီမလေးမလေးဖူးကလေကြားရများလို့ယူတာမှနေပြီရှစ်တမ်းမဲ့ရှိသေးတာမကောင်းဘူးနော်ညီမလေးဒါပြည့်ဖူးကယောက်ျားမယူရတော့ဘူးလားကြီးကြီးလို့တော့ပြိုးကြီးမလုပ်ချင်ပါဘူးယူတာတော့ယူရမှာပေါ့ညီမလေးအခုချိန်ကစားပဲကြိုးစားနော်လူကောင်းလူဆိုဝေခွဲနဲ့ရွှေကိုရောက်တဲ့ထီကိုရီးစားမထားပါနဲ့ကွာအနေများတယ်ဖူးကစကားနားမထောင်ခဲ့လို့များအခုချိန်ပြန်စကားနားမထောင်တော့လားဒါမဲ့ဖူးကိုမကြသေးခင်တီကိုအရင်ဂရုစိုက်ခဲ့သေးရလေအသက်ကြီးလဲစိုးခွင့်ပေးထားခဲ့ရပြီ။အိုးချိုးလိုက်မယ်ညီမလေး။ကိုရေးပိုင်မေးရမစုလောက်ပါ။ကဲအားဆိုလဲဝယ်စားသွားလေ။ကိုကြီးလှုပ်ချင်းတာမလာဖြစ်တော့လို့ဖုံးဆက်ပြောလိုက်အောင်မေ။ညီမလေးကိုကြီးနားမှာပဲနေနော်။ကြည့်ကျင်လို့တာလိုက်ပြရတာကွာဒီမှာငမူးတွေကြီးပဲ။ဖြိုးပွဲပါဆိုမှခုံမှာဘောကိုကြီးရဲ့လက်ခံချာဘယ်လိုခုံရမှာလဲ။အေးပါဒီဘေးလား။လူငယ်ဘိုးကမှကို့ပမာတေးတက်ခဲ့သမျှအရှောင်လေးတွေလည်းပါလာလိမ့်မယ်လို့တွေးမိခဲ့ဖို့ပါတယ်အခုတော့သိလိုက်ရတာတကယ်ကိုညီမလေးတို့သဘောထားခဲ့တာပါဆန်ငယ်တော့ဖွင့်နေတဲ့ကိုကြီးကိုကြည့်တပြေးချလိုက်မိပါတယ်အမလီလိုက်သွားတော့လို့လာမိဖူးရေဟုတ်ပါဘူးအန်ဒီလေးရဲ့ကိုကြီးဆန်ငယ်ချင်းချင်းမအောင်နော်ကောင်းကြီးပြသွားတာပဲကျေးဇူးတင်ရပါတယ်အိမ်မှာဒါဆိုတော့အဲ့လောက်တောင်မှတုံ့ပြန်မှုရမဟုတ်ပါဘူးတော့ဖွင့်ပြီးတော့မှမိုးကောင်ချုပ်ကဆန်ငယ်ပေါ်ပြန်ကျင်လိုက်ရပါတယ်ပစိုးသိမ့်ပြီဆိုတော့မလဲတော့ဘဲနဲ့အိမ်တကာကိုဖြည်းဖြည်းချင်းပဲဖွင့်မြင်မှဝင်လိုက်ပါတယ်။တစ်သားတကာကိုထပ်ဖွင့်မြင်ဝင်လိုက်ချိန်မှာတုံးလုံးမှုကိုပြင်းစွာခံစားလိုက်ရပါတယ်။ကျန်းမြုံမှာနှစ်ယောက်စလုံးလင်းနေရောရှင်ခုံစွာနဲ့နောက်ကိုသွားရပါတယ်။အိပ်ပျော်နေကြတီတို့မှသာတက်ပင်းတစ်ချက်ချလိုက်ရပါတယ်။ဟိန်တက်လက်တရားဆိုင်ငယ်တော့အတန်မမီအောင်ဇပွဲပေါ်တင်လိုက်တယ်။အိတ်ခမ်းထဲမှာမအိပ်ပဲနဲ့ချင်းကိုက်ခတ်ပြီးရောအိမ်ရှိဝမှာအိတ်နေကြပဲ။ကလေးချောင်းနဲ့လက်တွေမှာတော့စတီကာကတ်ထားပေမယ့်အခုလိုမိုးရသည်မှာချင်းမကန့်အောင်ထားတာအကောင်းဆုံးပါ။ပြိုးနေလည်းမထူတာမို့ဟိန်တက်ရှိမှအိပ်ပျော်နေတဲ့တားကိုပဲဖြည်းဖြည်းချင်းပဲပွေးချီလဲရပါတယ်။တားကလှုပ်သွားပြီးတော့ပြင်းညင်သွားတော့မှသာလမ်းလျှောက်ပြီးတော့အိတ်ခမ်းထဲကိုခေါ်ခဲ့လိုက်တယ်။ကလေးမမအခင်းလေးတွေနှစ်ထပ်ခင်းပြီးမှဖြည်းဖြည်းချင်းပဲချလိုက်တော့ညလုံးပွင့်လာပါတယ်။အေးတာဒီမလေးကိုဖဖလေးပဲပုတ်ပေးလိုက်တော့မှညလုံးတွေပြန်မိသွားတာပါ။ဆောင်ပန်းရောင်လေးကိုဖြည်းဖြည်းချင်းပဲလွှမ်းကြုံပေးလိုက်ပါတယ်။ဘာလို့မှမရှိပေမဲ့လေ။စေနာကြီးကိုပြင်မှာချင်းဖြုံးနေမိရပါပဲ။ကတင်မောကကလေးကစားစရာတို့ချင်းနှောင်းတွေကိုထည့်သိမ်းလိုက်ပါတယ်
ထမင်းခွက်နဲ့ရေဘူးတွေနိုးဘူးခွက်တွေကိုကောက်သိမ်းပြီးတော့နီးမိုကန်မှာသွားထားလိုက်ပါတယ်ထမင်းစပွဲပေါ်ကရှုပ်ပွားနေတဲ့အိတ်တွေကြိုက်ခွက်တွေကိုတင်းဆဲဖုံးလို့ပြီးတော့လက်ကိုရေတုပ်ပြီးမှလက်တော့ကိုလွှဲထားလိုက်ပါတယ်အင်းရှိကန်းကိုပြန်အောင်လာတဲ့တီကိုအိတ်နေတော့မို့အနားကိုသွားရပါတယ်ဘူးလေနာမည်ကိုခေါ်လဲမနိုးလာတော့သူ့ဘေးမှာစောင်းကြောင်ထန်လိုက်ပြီးတော့လက်မကိုတာယာတုတ်စီပြီးတော့နှုတ်လိုက်ပါတယ်ဘူးလေထထအဲ့ရိုင်မှာသွားမျက်လုံးလေးပွင့်လာပြီးတော့ဘေးကိုလှည့်ကြည့်သေးရပါပေါက်ပေါက်ကောအဲ့ရတယ်ကိုပို့လိုက်ပြီပေါက်ပေါက်ကြောင်မနိုးဘန်းနဲ့ပို့တယ်ညီမလေးကြောင်နှိုးတယ်မရဘူးချီပို့ပြီစကလုံးတွေပျောက်ဆုံးသွားပြီးတော့ထိုင်နေရထိုင်ရလိုက်မိပါတယ်ပို့မပေးဒီမှာပဲဒီလိုအိတ်လိုက်မှာနော်ငါမင်းကိုမနိုင်ဘူးဘာလို့မနိုင်ရမှာလဲညီမလေးကအဲ့လောက်မဝသေးပါဘူးချီလိုက်ချီကြည့်ပါဦးပြောစရာစကားမရှိပါဘူးကြောခိုင်းပြီးတော့ထွက်လာခဲ့လိုက်တော့ပါမနိုင်လဲကြောပုတ်သွားပြီလေငငယ်တော့လို့ချီလန်းနေခဏရဲတန့်သွားပြီပဲစက္ကန့်မှအတွင်းမှာရှေ့ဆက်လျှောက်လာခဲ့လိုက်ပါတယ်အနောက်ကပြေးလာတဲ့နဲ့တူကြောပေါ်မှာလေးလံသွားပြီးမှတိုက်ပတ်ခင်ရရဲ့လေပင်ကလည်းအင်းသွားတာပါဖူးလေးလွတ်စမ်းမလွတ်ပါဘူးကိုကြီးထိုင်လိုက်ပေါ်ညီမလေးတေချာတက်ပြီမှာလွတ်မပိုးနိုင်ဘူးညီမလေးလည်းမလွတ်နိုင်ဘူးမင်းဘာဖြစ်ချင်နေရလဲဖူးလေးကိုကြီးချစ်တဲ့ညီမလေးဖြစ်ချင်နေရလေငငယ်တော့ကလိုမျိုးမဖြစ်နိုင်တော့လေပင်ပေါ်ကလက်တွေကိုဆွဲကင်ဆွဲဖဲ့ပြီးတော့ခြေလန်းချက်နဲ့အိတ်ခမ်းထဲဝင်လာခဲ့မိရပါအဝတ်တွေလဲပြီးတော့အိယာပေါ်တဲ့အိတ်တဲ့တီကိုအခန်းထဲကိုရောက်မလာသေးပေမယ့်စာအုပ်ကောင်းတီကိုဆွဲချုံပြီးတော့တပင်းခိုးချလိုက်မိပါတယ်အဲ့တော့လေအပိုင်းတစ်ကိုနားထောင်ပြီးရဲ့အချိန်မှာတော့မင်းသမီးကလည်းဘာလို့အားငိုနေရလဲမင်းသားကလည်းဘာလို့ဒီလောက်တောင်မှမာထန်နေရလဲဘာဖြစ်လို့လဲဆိုတဲ့ဟာကိုလေဒီဇလန်းစပြီးမဖတ်တဲ့ချိန်မှာတစ်ချိန်လုံးတွေးလာခဲ့ရပါတော့ဒါပေမဲ့နောက်ပိုင်းရောက်လေဇက်ကတဖြည်းဖြည်းနဲ့သိကျင်စိမ့်နေပေါ့နော်ဆွဲခေါ်သွားတာဆိုတော့နောက်ပိုင်းမှာတော့နှစ်ယောက်စလုံးရဲ့ခံစားချက်တွေကိုနားလည်သွားမယ်လို့ထင်ပါတယ်အခုကတော့တိတ်ပြီးတော့နားမလည်သေးဘူးပေါ့နော်အဲ့တော့ဒီဇလန်းကတော်တော်လေးလေးရှင်နေကိုရောက်တဲ့ဇလန်းကောင်းလေးဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းဒီမှာပြင်လေးပြုံးမှဆုံတွေ့ပါမယ်အတန်လေးကတော့တကြံကေးထားတဲ့အတွက်ချီနီလေးကခုလိုဖြစ်နေပါတယ်โอเคပါအဲ့တော့နောက်ထပ်ပိုင်းဒီမှာပြင်လေပြုံးမှဆုံတွေ့ပါမယ်နားဆင်မျိုးအားပေးခဲ့ကြတဲ့ချစ်တဲ့ပရိသတ်တယောက်ချင်းနေတာကိုကျေးဇူးတူပဲတင်ရှိပါတယ်ပရိသတ်များအားလုံးပဲဒါပြောရှိကြကောင်းတဲ့နေ့ရက်တွေကိုချစ်တဲ့သူတွေနဲ့အတူတူဖြစ်တဲ့သွားနေကြပါစေလို့ဆုမွားဆုတောင်းပေးပါတယ်